1380ခုနှစ်နေုံလပြည့်ကျော်4ရက်ချိန်9နာရီခွဲအချိန်မှာဦးထင်းမြင့်ဇနီးကိုမောင်ဦးမတ်ဖေအောင်တို့မိခင်ကြီးတော်တန်းတက်တက်ဘယ်လောက်လဲ84ဆိုတော့လူတွေရဲ့သက်တမ်းနဲ့ပြောရင်တော့သက်တမ်းကုန်တယ်လို့ဆိုတယ်ဗျအသက်ကုန်လို့သေးတာကံကုန်လို့သေးတာနှစ်ပါးစုံကုန်လို့သေးတာလို့ဘုရားဇာပေကတော့ဒီလိုဆိုတယ်အဲ့တော့ယောက်ျားတွေက66မြမသက်တမ်းပေါ့မျိုးသမီးက82ဆိုတော့အင်္ဂလိပ်လိုဆိုတော့ life expectancy လို့တော့သုံးတယ်ဆရာတို့ငယ်ငယ်တုန်းကဒီစာဝါတွေတက်ရင်းနဲ့ဆရာကြီးတွေကပြောတာသာသနာတော်ရဲ့တက်တန်သာသနာတော်နှစ်100ရောက်ရင်လူတွေရဲ့တက်တန်တစ်နှစ်ရော့တယ်လို့အဲ့လိုကြားခဲ့ဘူးလေအကိုကမရှိပါဘူးဘယ်ကျမ်းလာလဲမရှိဘူးဒါပေမဲ့ဒီနေ့ကမ္ဘာလူဦးရေတွေလူတွေရဲ့တက်တန်ကိုကြည့်လိုက်တဲ့အခါမှာ84ဖြစ်နေတယ်74 years the life expectancy every တကဘာလုံးရဲ့ပေါ့1988ခုနှစ်မတိုင်ခင်တုန်းကအမျိုးသားများက58ယောက်မျိုးသမီးများက62ညာတော့အပြင်ယောက်ျားနဲ့မိန်းမမှာမိန်းမက4နှစ်ကျော်ကျော်လောက်ပိုသက်ရှည်နေရတယ်ဆိုတော့ဒီနေ့ကြည့်ရတော့နည်းနည်းသက်တမ်းတူလာတက်လာတယ်80နီးလောက်ဆို84ခု90ဘလား80မရှိတော့83 84ဆိုမရှိတော့ဆရာတော်ကကိုနောက်ထပ်15နှစ်ဩလှုပ်ရှားတယ်တမင်မဟုတ်ပါဘူးသွားရနိုင်ငံတွေလည်းများပြီးတော့စာကူလည်းချမ်းစာရေးနေတော့ကိုကစနေဇော်လေးနဲ့များတော့မျိုးလုံးမကောင်းဖြစ်တော့မျိုးလုံးအခုရှင်လည်းစစ်ဆေးလို့မရဒီနေ့စာမျက်နှာ100လောက်ကို4ရက်လောက်ရေးပလိုက်တာဆိုတော့ရေးတဲ့စာကတော့ဒီလိုလက်တန်းရေးမယ်ဆိုရင်ဒီနေ့ကို50လောက်ပြီးနိုင်တယ်စာမျက်နှာ100ဆို2ရက်လောက်ပဲရေးတယ်ဆရာတော်နှုံးနေဆိုရင်ဒါဆရာတော်ကြည့်ရတဲ့စာတွေကဒီနေ့ဒီမနိုင်မနှင်းလို့အဲ့လိုမျိုးပေါ့မနိုင်နမူနာပြောရရင်ဟိုတော့သူကရက်ဒီဥစဉ်ရိုက်ပေးတာတရားကျော်နောက်ဘုန်းကြီးရဲ့တရားဆိုစာမျက်နှာ300 400လောက်တော့ပြီးသွားပြီဆိုဝိပဿနာတွေပဲဆိုတော့လည်းတစ်မျိုးပေါ့ကိုးကားရတာလွယ်တယ်ကိုရေးတဲ့စာအိန္ဒိယနိုင်ငံဟိုး BC 3000 4000 5000 6000နေဒီနေ့ထိဖျားပွင့်တဲ့ကဏ္ဍထိရောအဲ့ဒီရဲ့အကြောင်းအရာတွေတမိုင်းကြောင်းပေါ့အစုံစီပေါ့အစုံစီဆိုတော့တချို့ကိစ္စတွေကခက်တာကအိန္ဒိယနိုင်ငံရဲ့ရေးတဲ့ခုနှစ်တက်ကတွေကသူတို့ကဒို့လိုဒီ AB လ3ရက်တို့အဲ့လိုပဲမရေးဘူးจิตรနခဒါမျိုးတွေဖလကုန်းတယ်အဲ့လိုဆိုအဲ့နခအကြောင်းကဘုန်းကြီးကဒီနခတွေကပြန်ကိုလည်းမေ့သွားပြီဦးသန်းမင်းကတင်ပေးခဲ့အဲ့နခတွေပြန်ဦးသူကဗမာလိုရှာပေးသမ်းပါအဲ့ဒီဖလကုန်းအဖလကုန်းဆိုတပေါင်းလာပြောတာဆိုတော့ညဇောဘုရားသွားခဲ့တဲ့မြို့တွေ2မြို့ပဲရှိသေးစာမျက်နှာ200ဖြစ်နေပြီဟိုစံပါနဲ့အုတ်စိန်ပဲအုတ်ဂျိုင်းပေါ့အုတ်စိန်တွေရှိသေးတယ်ဟာငါသေသွားတော့သောကပြီးပါမလားမြို့က200ရေးမှာ2မြို့ကိုစာမျက်နှာ200ဖြစ်နေပြီစံပါနဲ့အုတ်စိန်တွေ2မြို့ပဲရေးရသေးတယ်စာမျက်နှာ200ကျော်သွားပြီဒါကမြို့180လောက်ကျန်သေးတယ်ဟာရှော့နဲ့တချို့ကဘုသူရတွေရှော့မှာပဲဆိုတော့မျက်လုံးလေးထိရတယ်မျက်လုံးလေးနည်းနည်းအားနေရတာဘယ်လိုဖြစ်လို့လဲလို့ဆိုတော့ဒါလေးပြောချင်လို့ဒုက္ခဆိုတော့အဲ့ဒီဥစ္စေနီဒီနေ့တော့ဥဂျိုင်းလို့ကလားတွေအဲ့လိုပြောတယ်မောလဝါလို့မောလဝမြို့လို့ MALW မောလဝဆိုအဲ့ဒီမြို့တွေဖျားလက်ထက်ကရှိတဲ့မြို့အဲ့ဒီမြို့ကဒီကနေ့ဘာခေါ်လဲအဲ့ဒါလိုက်ရတာတော်တော်ခက်တယ်ဆိုတော့ဝိသကာဓမ္မကြီးရဲ့မွေးရမြေတကေတဒီနေ့အယုဒ္ဓယအာယုဒ္ဓယတက်တနာတက်နေပြီအာယုဒ္ဓယအဲ့တော့ BBC တဲ့သူက news ဟိုတော့ငငယ်ဖောက်တဲ့ news feed တွေပြန်လန်းဆိုအာယုဒ္ဓယ dispute အဲ့တော့ပြန်ကြည့် flash point အဲ့1980လောက်ကဖြစ်ခဲ့တဲ့ပြဿနာပြန်ရှာဟောဒီနေ့ဖျားပွင့်ခဲ့တဲ့ဖျားတရားဟောတဲ့တာကေတအဲ့တာကေတကဒီနေ့ကျတော့အာယုဒ္ဓယဆိုတော့မွတ်စလင်နဲ့ဟိန္ဒူတွေဖြစ်နေဆိုတော့အဲ့နေရာရောက်သွားဆိုတော့ तू ကကြတော့ပုံစံကြည့်ရတာ तू မိန်းမက तू ကဟိန္ဒီ तू မိန်းမမွတ်စလင်तो मेई मी ये फिर स्टोरी में मौनी वाले वो ने मेई जनो सो आयो रे डिस्प्यूट ला नहीं रो मिसे मजा ला रे एक तो इन सटो कौन है इंडिया
စိတ်ဝင်စားတယ်ဆိုတော့အဲ့ဒါတဲ့သူကဟင်ဒီဟင်ဒီတွေကမှားနေတာတဲ့မွတ်စလင်အဲ့လိုမျိုးသူကဆရာတော်ပြောတယ်ဆရာသူဘာမှပြန်မပြောတော့သူတဲ့ဟိန္ဒူဒါသူမိမမွတ်စလင်ပြောလို့တဲ့သဘောကတည်ရင်မွေးခြင်းတွေတော့ပတ်သက်လာလိမ့်မယ်အဲ့ဒီတာဂေတလို့ခေါ်တဲ့ဝိသကာမွေးခဲ့တဲ့နေရာဒီနေ့အယုဒ္ဓယအဲ့ဒီယုဒ္ဓယမှာရာမဖရာကြီးမွေးတယ်ရာမအဲ့ဒီရာမဟင်ဒီရဲ့ရာမမွေးတယ်ဆိုမွေးတော့အဲ့ဒီနေရာမှာရာမမွေးတဲ့နေရာမှာမွတ်စလင်တွေကဗလီဆောက်ရတယ်နှစ်ပေါင်း400ကျော်လောက်ရှိတယ်အဲ့ဒါဘုန်းကြီးတစ်ပါးသူဟင်ဒီဘုန်းကြီးတစ်ပါးဒီနေရာကဟင်ဒီလူမျိုးတွေအထွတ်မြတ်မွတ်စလင်တွေရာမဖရာမွေးခဲ့တဲ့နေရာအဲ့မှာဗလီလာဆောက်တယ်ဗလီဖြတ်ဆိုဖြတ်ချတယ်ဗလီကပြတ်သွားပြီဒါတစ်ခုနောက်တစ်ခုသူတို့အဲ့ဒီတဲ့စောတဲ့တမိုင်းကိုလိုက်တဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့အဲ့ဒီဗလီဖြတ်တာတော့ဒီနေ့ခေတ်တော်ခတ်စောတုန်းကပြဿနာတက်ခဲ့တာဘာလဲဆိုတော့အရင်တော့ကမွတ်စလင်တွေကစိတ်တက်တာတိုးတက်တာအဲ့ဒီရာမဖရာမွေးတဲ့နေရာမှာရှီဝသည်နတ်ဖရာရှီဝသည်ကောင်မလေးရှီဝသည်နွားသူတခုတည်းပဲရှီဝဒါအဲ့တော့အဲ့ဒီကြမှာသူတို့နိုင်ငံတကာအိန္ဒိယနိုင်ငံကိုးဝယ်မှုတွေဗုဒ္ဓဘာသာရဲ့ထေရဝါဒနှိုင်းရှင်ပြီးရေးကျင်တော့အဲ့ဒီကုန်လေ့လာဆိုအဲ့ဒီရာမကနွားပဲဒါအိန္ဒိယနိုင်ငံမှာနွားတွေကားလမ်းပေါ်ဖြတ်နေရင်ဝင်ကြီးရုပ်တက်ရင်လည်းပြဿနာပဲဘယ်သူမှမထီအောင်နွားဟနုမမြောက်တောင်းတမြောက်ကိုလည်းမထီအောင် so Maggie is the father of India so Khan is the mother of India so အဖေနဲ့အမေဒီနွားနဲ့မြောက်ဖြစ်တယ်ပြီးတော့လုံးဝမထီအောင်ဆိုအဲ့လိုလုံးဝမထီအောင်ဆိုတဲ့ဥပဒေကိုဒါဆရာတော်ရှာတွေ့တာသူတို့နိုင်ငံရေးမှာအဲ့ဒီအဖြေကိုသူတို့မတွေ့ဘူးအဲ့တော့အဲ့ဒီမှာနွားကိုရှီဝါရဲ့ကိုစားကနွားဆိုတော့အဲ့ဒီရှီဝါကိုသူတို့ကမွတ်စလင်ကတတ်ပလိုက်တာအဲ့ဒီတိုးနဲ့စိတ်ကိုတတ်ရနေနွားကိုစတ်တိုက်တာအဲ့ဒီမှာပြဿနာတက်သွားတာဘာသာတစ်ခုကိုစော်ကားလိုက်တာတစ်ချိန်တုန်းကတာဂေတတရားကောင်းတရားမြတ်ဒီဟောခဲ့ပြောခဲ့တဲ့နေရာဒီကနေ့အဲ့ဒီလိုဖြစ်နေပြီလို့အဲ့လိုလေ့လာတာပေါ့ဒါပါပဲဒါတောက်ကြကိုလေ့လာတာအခုကအပဲရှိသေးတယ်အုတ်ဂျင်းနီဆိုရင်အုတ်ဂျင်းနီမှာကြီးကျယ်တဲ့ရေချိုးဝဲတစ်ခုရှိတယ်ရေချိုးဝဲကလာရေချိုးတာပေါ့ဟင်ဒီရေချိုးတယ်အဲ့ဒီဟင်ဒီရေချိုးတဲ့ခါကျတော့လူတန်း120လောက်တစ်နှစ်ကိုရေချိုးတယ်လာကြည့်တဲ့သူက85တန်းလောက်ရှိတယ်တန်း200လောက်ဆိုဆရာတော်အဲ့ဒါတွေ conclusion တွေကောက်ချက်တွေဆွဲတယ်တော်သေးတာပေါ့အဲ့ဒီဆောင်းမလေးမရေးမိဘူးအခုတော့မှအရင်တော့ဟောခဲ့တဲ့ရှင်ဥပဂုဒ္ဒနဲ့ခုနဖြိုးမင်းသိန်းရဝင်ဖြစ်ဆိုတော့ဆရာတော်နဲ့တက်ပြီးမီဒီယာတွေကြောင်းရောက်လာဆရာတော်ကဒီဖြိုးမင်းသိန်းလည်းမရှိသေးဘူးဘယ်သူမှမရှိသေးခင်တည်းကရှင်ဥပဂုဒ္ဒမရှိကြောင်းဟောတာ NLD ကိုလည်းမတိုက်ဘူးကြားခိုင်ဖွင့်ဖို့လည်းမတိုက်ဘူးလူတွေကဆရာတော်ကိုကြန့်ဖွင့်ဖုံကြီးအများကြီးပြောနေတွေ့သားပဲဘာမှပြန်ပြောပါဘူးဆရာတော်ဟောခဲ့တာဖြိုးမင်းသိန်းနဲ့လည်းမဆိုင်ဘူးရှင်ဥပဂုဒ္ဒမရှိကြောင်းဟောတာသူတို့ကအခုရေးဆက်ချအဲ့မှာတရားလေးကိုတပိုင်းတစားလေးထည့်ပြီးတော့မှဓမ္မစီတွေက NLD ကိုတိုက်နေပြီဖြိုးမင်းသိန်းကိုတိုက်နေပြီလို့ no မပတ်တော့လူတွေကတအားအံ့ဩစရာကောင်းတယ်ဟုတ်ပြီနော်ဆိုအဲ့လိုဆိုတော့သူတို့တွေရဲ့ပြောဆိုချက်နဲ့အဲ့တော့အကယ်၍များဆရာတော်ကနေပြီးတော့အခုနေဦးထေးမြင့်ဆောက်လှူထားတဲ့ကုရီကြီးကိုဖျက်ပြီးတော့ငမွေးချောင်းတွေကိုချရင်အမိုက်ဖြက်လာဖြစ်တယ်မိုက်ဖြစ်တယ်ညင်ညမ်းမှုလားဆိုလိုတာတော်သေးတော့အဲ့ဒီအတွက်နဲ့ပတ်သက်ပြီးဆောင်းမလေးရေးထားတာမထည့်မိလိုက်လို့မြစ်ထဲကိုတရွေးတော်မထွေးပါနဲ့ဆိုဆောင်းမလေးကတူတူလေးရေးပြီးတော့ထည့်မလို့တော်သေးတာပေါ့ဗျာအဲ့ဒါဘယ်လိုလဲဆိုတော့အဲ့ဒီခုနတုန်းကဖျားဘာသာရေးရဖျားရှခိုးပွဲကြီးတွေရီချိုးပွဲကြီးတွေမှာဓမ္မစီရဲ့ခေါင်းတွေကိုရောက်တယ်ငါကတော့ဆရာတော်တဘာပတ်ဝန်းကျင်ကိုလေးလာခြင်းလို့ဆိုတော့အဲ့ဒီကုံမမေလကုံမဆိုတာအိုးမေလဆိုမလားအညစ်ကြီးကုံမမေလရီချိုးပွဲကြီးတွေနဲ့တဘာဝပတ်ဝန်းကျင်ဘလို့များပတ်သက်တယ်လဲလို့ဆရာတော်အတွေ့ပေါ့အဲ့ဆရာတော်ကကုံမမေလ answer pollution လို့ရိုက်ထက်လိုက်တော့မှသူတို့NGT လို့ခေါ်တဲ့ National Green Tribunal အိန္ဒိယရေးတာအဲ့မှာသူတို့ဒေသနာလုပ်လိုက်ပြီကိုယ့်ကိုစဉ်းစားလေကိုယ့်ကိုစဉ်းစားဆိုတော့ဆရာတော်အဲ့လိုဆက်တယ်ဆိုတော့ဘလို့သူတို့ဒီဟာကြီးကိုပေါ်ဖို့တယ်ဘလို့အဆက်စဉ်းစားလဲဆိုတော့တရဲတပင်ဆိုတဲ့ရွာလေးကိုဆရာတော်သွားတယ်ဆရာတော်အကြီးတောင်းမစားတော့ဘူးတရဲတပင်ရွာလေးကိုသွားတော့တရဲတပင်ကနေမန္တလေးကနေတရဲတပင်သွားလိုက်ရင်ကြားမှာမြစ်လက်တက်လေးရှိတယ်အဲ့ဒါမှဒီကလေးမှလည်းကိုယ်သမီးသားသမီးကိုတရားတော်ဟောတယ်ဆိုတော့အဲ့ဒါမှာကောင်မလေးတွေအဲ့ဒီအပြိုကောင်မလေးတွေအများကြီးသူတို့တွေကြက်သွန်တွေကို6နဲ့တက်နေတာကြက်သွန်ကျော်
အဲ့တော့သွားပြီးအင်တာဗျူးလို့သမီးတို့ကလို့ရွာနဲ့က3မိုင်လောက်ဝေးတယ်အကဲရင်များလို့ရှူရှူပေါက်ချင်တယ်ဆိုရင်ဘုံမကလည်းသမီးတို့ဒီထဲပေါက်ချရောဆိုတော့တော်ပြီလို့ဆိုတော့သူတို့သွားဖို့အချိန်များတော့ဘုံမကလည်းရေရှင်မဲတယ်မျောသွားတာပေါ့တဲ့အဲ့ဒါလေးကိုဆရာတော်ကခေါင်းထဲမှာရခဲ့ကလေးတုန်းကဒါလို့ဆိုရင်ဒီတန်း200ကျော်သောလူတွေတနေကုန်မြစ်ထဲမှာရေစိမ်ညချိုးရဆိုရင်သူတို့အညစ်ကြေးတွေဘယ်ကိုစော့မလဲဗမာအဲ့ဒါကိုဆရာတော်ကအခုနေမြန်ဖရာကြီးတဆူကိုဖရာကြီးတဆူဖြတ်ပြီးတော့အုတ်ခဲတွေကိုရန်ကုန်မြစ်ထဲချတယ်အညစ်ကြေးဖြစ်တယ်လို့ဆရာတော်ကရေးရင်ဟိုမီဒီယာကဓမေစီတီကဖရာကိုအညစ်ကြေးဖြစ်တယ်လို့ပြောအဲ့လိုလုပ်တာမင်းတို့နိုင်ငံကတိတ်ကြောက်ဖို့ကောင်းတယ်ဟုတ်ပြီနော်မြတ်စွာဘုရားကတော့ဒီချောင်းနဲ့မြစ်ထဲကိုယဟန်သီလရှင်မိသူမတတွေးလေးတောင်မထွေးနဲ့တဲ့ဟောဆိုအဲ့ဒါလေးဆရာတော်ဆောင်းမရေးထားတာအဲ့ဆောင်းမထည့်လိုက်ရင်တော်သေးတာဗောပြဿနာတက်အောင်မှာအဲ့ဒါတတ်ရေးတဲ့ဆောင်းမလေးအဲ့တော့မှခုနကလူတန်း200ရဲ့အညစ်ကြေးတွေကိုသူတို့ကစစ်ဆေးလိုက်တော့ကီလိုမီတာမိုင်မောင်းကီလိုမီတာပေါင်း900ကျော် is not only for drinking not bathing it's not only fit for drinking or bathing သူတို့ရေးတဲ့မှတ်ချက်အဲ့ဒီရေတွေဒီအဲ့ဒီမိုင်ကီလိုမီတာ900လောက်မှာဒါသူတို့နိုင်ငံသုံးသပ်တာအဲ့ဒီပွဲပြီးသွားတဲ့ခါမှာသုံးသပ်လိုက်ဂင်္ဂါမြစ်ကိုမြို့ကြီးပေါင်း100ကျော်မိတင်းနေတဲ့ cities ရွာပေါင်း4460ရွာပေါင်းအဲ့ဒီလူဦးရေတွေရေတောက်သုံးမှုအတွက်ဒီမြစ်ကြီးอ่ะဒါသူကဘာသာရေးလို့ကြည့်တယ်နော်ဒါအဲ့တော့ဆရာတော်ကမြစ်ထဲချောင်းထဲကိုဘာသာရေးကိစ္စပဲဖြစ်ဖြစ်လူမှုရေးကိစ္စပဲဖြစ်ဖြစ်နိုင်ငံရေးကိစ္စပဲဖြစ်ဖြစ်ညဉ့်ညမ်းစွာမလုပ်သင့်လို့ဒါဆရာတော်မှတ်ချက်ပြောတာတော်သေးတယ်အဲ့ဒါဟိုမရေးမိလိုက်လို့အဲ့ဒါကျမ်းထဲမှာကိုယ့်ကိုရေးထားတာတော့ဆရာဥဒ္ဓမောဟာကောင်းလိုက်တာဒါမလုပ်နဲ့ဆရာတော်ဘုရုကြောင်းမှာဖတ်တာမဟုတ်ဘူးကိုယ့်စာကိုရေးနေတာဆိုအဲ့တော့မှအဲ့ဒီကောင်းတဲ့ outside တွေကိုတို့မြစ်တွေဖြစ်စည်းသွားအောင်အော်ထီရဝါဒဗုဒ္ဓဘာသာကြတော့အဲ့လိုမျိုးတဘာဝပတ်ဝန်းကျင်ကိုထိခိုက်တာမျိုးတွေအလွန်တန်ရှင်းကောင်းမြတ်တဲ့ဘာသာတရက်အတွေးခေါ်တရက်ကျင့်စဉ်တရက်ကိုရရှိနေတဲ့ဒီမြန်မာလူမျိုးတွေကွာတအားကောင်းမြတ်အဲ့လိုကြည့်တော့မှကမ္ဘာဘာသာတွေနဲ့ရှင်ပြီးကြည့်တော့မှခုနကပြောခဲ့ပြီခုနအယုဒ္ဓယကိုပြန်ဆက်မယ်ဟုတ်ပြီနော်ဘာသာလေ့လာရင်လည်းအဲ့ဒီအယုဒ္ဓယဆိုတဲ့ရာမဘုရားမွေးတဲ့နေရာကဆိုတို့လေမြတ်စွာဘုရားရှင်ကိုရမြတ်ကတန်ဝေဇနိယ၄ဌာနကိုတို့လည်းဟောပါတယ်ဘုရားဦးသွားတာတို့လည်းဗုဒ္ဓဂယာဘုရားဦးသွားခဲ့တယ်ဒါအဲ့ဒီမှာတန်ဝေကယူပြီးတော့အသိဉာဏ်ဖြစ်ဖို့အဲ့ဒီနေရာရောက်ယုံနဲ့ကိစ္စပြီးတာမဟုတ်ဘူးဟုတ်ပြီနော်ကျင့်ရမှာတန်ဝေကယူရမှာအော်ဒီနေရာမှာမြတ်စွာဘုရားမွေးခဲ့တယ်မြတ်စွာဘုရားတရားဟောတယ်အခုတော့အဲ့ဒီယဟန်နေလည်းမရှိတော့ပါလားအော်အနိစ္စဝတ္တပါလားလို့ဒီလိုတန်ဝေကယူရမှာသူတို့ကြတော့အဲ့လိုမဟုတ်ဘူးဘာတွေပဲလုံနေဘယ်နေသွားနေအဲ့ဒီရာမမွေးတဲ့တာဂေတခေါ်အရိယုဒ္ဓယကိုရောက်ရင်ဒီ life birth and death life cycle တွေကနေ automatically released from here ဒီနေရာကလွတ်မဲ့နေရာတဲ့ဆိုတော့အဲ့ဒီနေရာကိုသွားကြတာအဲ့ဒီနေရာကိုရောက်နေတဲ့နဲ့သေအိုချင်းနာချင်းသေချင်းတွေလွတ်သွားမယ်ဆိုတော့ထေရဝါဒမှာဘယ်နေရာကိုရောက်မှအိုချင်းနာချင်းသေချင်းလွတ်မယ်လို့မရှိဘူးအဲ့ကွာပါကွက်ကိုလွတ်ရတယ်အတ္တနာဝကတံပပံအတ္တနာကတံဟောဒါကွာသွားတယ်ဆိုအဲ့လိုလေးတွေကြည့်တော့ဩဒီဗုဒ္ဓတရားတော်ကတထိုင်နဲ့ရှင်းတယ်တနေရာနဲ့ရှင်းတယ်စိတ်ကလေးမှလည်းရှင်းတယ်စိတ်ကလေးကိုလျှော်တယ်အဲ့ဒီမှာနေဆရာတော်ကစိတ်ညစ်ရေချိုးပါဆိုတရားခွင်နဲ့ဝဋ္ဌသုတ်တံအတိုင်းမှာလာတိုင်းပြောလိုက်ပြီဒါဆိုရင်မြတ်စွာဘုရားရဲ့တရားတော်ထဲမှာဘဟုကာမြစ်တို့သူရတတိမြစ်လို့ဘုရားရှင်နှုတ်ကကိုသူရတတိကိုမြစ်ပါလို့ပြောရတဲ့နဲ့မင်းတို့ဘုရားရှင်မတင်တာ sorry ပဲဒါတော့ဘုရားဝဋ္ဌသုတ်တံမှာလေဝဋ္ဌသုတ်မှာကျော်ပုံနာရေးတဲ့ဘဟုကာမြစ်တို့သူရတတိမြစ်တို့ဂယာစိတ်တို့ရှိတယ်လို့ဘုရားရှင်ရဲ့နှုတ်ကထေရဝါဒတွေကဘုရားရှင်ရဲ့နှုတ်ကထေရဝါဒထဲမှာမရှိဘူးပြောတာရှိဦးကကိုယ်ကရှိရင်ရှိမယ်မရှိရင်မရှိဘူးထေရဝါဒမှာမရှိဘူးပြောတာပါကျုပ်ဆရာတော်သွားမေးတယ်ဥပကထေရဝါဒမရှိဘူးကွာပြောလိုက်သူအဲ့ကြပါကျုပ်ကြသူဘာမလုပ်တော့သူရတတိဆိုတာမြစ်ပါလို့မြတ်စွာဘုရားကတရဲ့ကြီးမေဇိမနိကေမူလပါဏတဝဋ္ဌသုတ်တံထေရဝါဒမှာတင်ဒေသနာထင်လင်းရှိပါလေကဲနဲ့ဇွတ်တင်းညင်းတာတော့ဒါတော့မတတ်နိုင်ဘူးကြိုက်ကြတဲ့စီကိုသွားမေးလေအဲ့တော့ဝဋ္ဌသုတ်တံမှာဘူကာမြစ်သူရတတိ river Saraswati river သူရတတိကိုမြစ်လို့ဘုရားရှင်ကိုယ်တိုင်ဟောခဲ့တာမင်းတို့နတ်လို့ပြီးတော့တင်သူရတတိကိုသူရတတိမဲတော်ဆွေလို့တော့ဒါတော့မတတ်နိုင်ဘူး
ဆိုတော့အခုနေမြဆိုတော့ဇေဒီဖျားရဲ့ဇေဒီတစ်ခုကို NLD ပါတီခေါင်းဆောင်ကကွန်ထရိုနဲ့ထွေးရင်ငါအဲ့ဒါမလုံးတင်ဘူးပြောတာပါတီကိုထိခိုက်တာပေါ့လုံးရက်ကိုပြောတာစစ်တပ်ကလှုပ်လို့ရှိရင်လည်းမလုံးတင်ဘူးဗိုလ်ချုပ်တယောက်လှုပ်ရင်လည်းဘုန်းကြီးတွေမှာဒရွေးထွေးရင်လည်းမထွေးတင်ဘူးဆိုဓမေစီဆရာတော်က NLD ပါတီကိုနှိပ်ကွနေမင်းတို့အဲ့လိုရေးလိုက်ဆရာတော်ပြောတာကဒရွေးထွေးတော်ပြောတာနော်အမိုက်တခုမြစ်ထဲကိုအမိုက်ချရင်းသည်ဘုန်းကြီးပဲချချဗိုလ်ချုပ်ပဲချချပါတီအမတ်ကပဲချချအညစ်အကြေးဖြစ်တယ် so what is wrong ကိုမကြည့်ပဲနဲ့ who is wrong နဲ့ဓမေစီကစစ်သားတွေကိုတိုက်ခိုက်နေတယ်ဓမေစီက NLD ကိုတိုက်ခိုက်နေတယ်မင်းတို့အဲ့လိုရေးတာဗျဆရာတော်က NLD ကိုတိုက်ခိုက်တယ်လည်းမဟုတ်ဘူးစစ်တပ်ကိုတိုက်ခိုက်တယ်လည်းမဟုတ်ဘူးဘုန်းကြီးကိုတိုက်ခိုက်တယ်မဟုတ်အမိုက်မချတယ်မဟုတ်ပြောတာ so ဆရာတော် who is wrong ပြောတာမဟုတ် what is wrong ပြောတာဓမေစီဆရာတော်ကငမွေးချောင်းတွေကိုအမိုက်ချရင်လည်းဒါ pollution ဖြစ်တယ် so အကယ်၍အဲ့ဒါဒီမိနိုင်ငံရေးသမားတယောက်လုပ်လို့ရှင်ဆိုတော့သူတို့ကအဲ့ဒီလိုမမြင်မဲနဲ့ကွတ်ပြီးတော့ဟောဗျာတော်ကြောက်เสียကောင်းတယ်ဗမာလူမျိုးတော်ကြောက်เสียကောင်းတယ်ဗျဟုတ်ပြီနော်တော်ကြောက်เสียကောင်းတယ်တရားသားရောက်လာလိမ့်မယ်အဲ့တော့ပြောလို့လည်းဆိုအခုကနိုင်ငံနဲ့လွှင့်နေတယ်ဆိုလို့ပြန်ရှင်းစရာလည်းမလိုပါဘူးရှင်းမှရှုပ်တတ်တယ်မရှင်းပါဘူးရှင်းစရာလည်းမရှိဘူးဆောင်းမတော်ကစပီကာဂျာနဲ့ခေါင်းစည်းမှာဆရာတော်ကြီးသတင်းတော်တွေကိုရောက်လာဓမေစီဆရာတော်နဲ့ဘိုလ်ကြီးခင်ညွန့်တို့ကြီးမေတ္တာအပြိုင်ပွဲတယ်မင်းတို့ဟဲ့တင်အောင်လွဲနေတယ်လို့မေတ္တာဘယ်သူမှမပြိုင်ဘူးလို့ပြိုင်လားအဲ့ဒီအစုံကလွဲနေသတင်းစာရဲ့ heading ကလွဲနေတယ်စာမရေးတတ်တယ်ပြောလိုက်တယ်မင်းတို့ heading ကိုလွဲနေတယ်လို့ဆရာတော်တရားထဲမှာဒန်းတူတွေ့လင်မေတ္တာဝင်မဝင်နိုင်ကပြိုင်တတ်သည်ပြိုင်မယ်စားမေတ္တာဘွားစိတ်ထားပြုပြင်ပြောင်းတစ်သက်လုံးဟောခဲ့တာလို့ကိုယ့်အောက်တွေ့လင်ကရုဏာဝင်မဝင်နိုင်ကနိုင်တတ်သည်နိုင်မယ်စားကရုဏာဘွားစိတ်ထားပြုပြင်ပြောင်းပါမယ်ကိုယ့်ရဲ့တာလင်မေရိတာဝင်မဝင်နိုင်ကရိုင်တတ်သည်လို့ဟောခဲ့တာပြိုင်တာမရှိဘူးမေတ္တာဘယ်လိုမှပြိုင်လားပြိုင်ဘူးပြိုင်ရင်ပြိုင်နေဆိုတာအနိုင်ရှုံးလို့ခြင်းလို့မပြိုင်ဘူးစားရဲ့ခေါင်းစည်းကိုမှားနေတော့အဲ့ဒီဒါကျုပ်တို့အဲ့ဒီတော့မပြင်တတ်ဘူးဓမေစီဆရာတော်နဲ့ဥခင်ဘိုးချုပ်ခင်ညွန့်တို့ကြီးမေတ္တာအားပြမပြိုင်ဘူးဘယ်သူမှပြိုင်ခဲ့ဘူးမေတ္တာဒီပြိုင်စရာမေတ္တာရိုးရိုးလေးပဲဟာအဲ့တော့ကိုယ့်ကိုစဉ်းစားလိုက်လေမေတ္တာမစစ်ခင်ကပြိုင်လားပြိုင်တယ်မေတ္တာအစစ်ဖြစ်တယ်မပြိုင်တော့နမူနာပြမယ်မောတထာရဲ့တရားစီရင်ကဟုတ်တယ်နော်ခတ်စောသောကဒေါ်တန်းတင်ကမောင်မောင်ဦးလေးကိုဓမေစီလက်ထက်ရလူတယ်လေပြိုင်တယ်လေခလေးလေးကလူရင်းနဲ့ပေါင်နှချမ်းပြေးသွားမှဖြစ်ချင်းကြောင့်ငါသားလေးနာတော့ဆိုတော့လွတ်ပေးလိုက်တယ်တွေ့လားမေတ္တာစစ်ကဘာတယ်လဲလွတ်ပေးလိုက်တာမင်းတို့သိပြီတားလားသိဘူးလားမောတရာရဲ့ဘလူးမခလေးနဲ့ဘလောက်ကောင်းလဲ it's a good example ထီရဝါဒအဲ့လိုကောင်းတာထီရဝါဒရက်တည်ခဲ့တာကမ္ဘာနိုင်ငံရေးစာပေလည်းဖတ်တယ်ကမ္ဘာစာပေလည်းဖတ်တယ်ထေရဝါဒနေတိုင်းကြည့်တယ်တော့ဆရာတော်အယူမမှားဘူးအဲ့ဘုန်းကြီးကနိုင်ငံသားသိပ်တန်တယ် no ဘယ်နိုင်ငံပဲသွားဘယ်စာဖတ်ပဲထေရဝါဒအနှစ်သာရကိုခိုင်ခိုင်မာမာတိတိကျကျသိတာဖြစ်ဘရော့အောင်ကျွန်တော်မမှားဘူးဘာလို့ဒီထေရဝါဒမြန်လို့ထားတယ်ဖြစ်သူကျင်းအဲ့တော့ကြည့် example လေးကြည့်သားဘလူးမနဲ့မေနဲ့လူတယ်လူရဲ့စားအောင်တော့လိုချင်တယ်ပြိုင်တယ်လေဒါသူ့သားလေးလည်းနာသွားတော့မှအမေချင်းကဖြတ်ဆိုလှုပ်ပေးလိုက်တယ်အော်မြစ်တာတို့မြေသည်မပြိုင်ပါလားပြိုင်လားဟိုကဘလူးမကတအားလိုချင်တော့မောတရာကတွေ့လာတယ်အမေစစ်ကသားနာမှာဆိုလွတ်တယ်ဆိုအမေစစ်ကိုအနိုင်ပေးလိုက်တယ်ဟာမင်းတို့ငငယ်က this is a good example great example တော့ကောင်းတဲ့ example တွေရှိတာလေဟာပြီးသွားပြီတန်းတို့တွေ့ရင်မေတ္တာဝင်မဝင်နိုင်ကပြိုင်တတ်သည်ပြိုင်မယ်စားမေတ္တာဘွားလို့ဘာလို့ပြိုင်ရမှာပြိုင်ရမှာမရှိတာမရှိဘူးဘလို့မပြိုင်ဘူးဘလို့မပြိုင်တာမပြိုင်တာပြီးတော့နိုင်ခြင်းလည်းမရှိဘူးရှုံးခြင်းလည်းမရှိဘူးဆရာတော်နိုင်သွားတယ်လည်းမရှိဘူးရှုံးသွားတယ်မရှိဘူးမပြိုင်လို့လေစောတာကြောင့်မလို့တရားတွေနာရင်လေတိတိကျကျနာပါတိတိကျကျနာပါနှစုံနှဖျားနဲ့အဲ့လိုမလုပ်ပါနဲ့ဆရာတော်ကဘုံလုံးနဲ့ကရုံးပေါ်သူတို့နှစ်ယောက်ညီညွတ်အောင်လုပ်ခဲ့တာဘုံလုံးရွာကိုသွားပြီးတရားဟောတဲ့အခါမှာကရုံးပေါ်ကနေပြီးတော့လမ်းလေးချင်းချင်းလေးမပေးဘူးလမ်းလေးမပေးတော့အဲ့ဒီလမ်းပေးအောင်ဆိုတော့ဒီပုဂ္ဂိုလ်တရားဟောလိုက်မပေးဘူးတရားတွေအဲ့ဒါဓမေဆရာတော်ကတောသားတွေညစ်ပတ်တယ်ဟောဆိုဖြစ်သွားတယ်ဟောသူအဲ့လိုလိုက်သူအစာလေအဲ့လိုတရားအစာဆုံးတင်လားမတင်ဘူးလူတဲ့နေရာလေးကိုဖြတ်ပြီးတော့တောင်ဆရာတော်ပြောသေးတယ်မရယာမတရားဟောတော့ဆရာတော်အဲ့ဒီကမအရင်ကြိုင်နဲ့တော့ကြိုင်နဲ့သူက38မိနစ်အပြည့်တနေ့ကိုက1000နဲ့သိန်းနဲ့ချီတော့မလေး2နာရီ3နာရီလောက်ဆရာတော်တရားတွေနာပြီးတော့သူ့ယောက်ျားကိုုံးရွှေအဲ့ဆရာတော်တရားတွေအဲ့ဘုန်းကြီးကမကြည့်ယူပါဘူးတဲ့သူတို့လင်မယားနဲ့မတည့်ဘူး
နောက်ကျတော့သူတရားကူတွေခိုးနာပြီးတော့တနေ့သားမှာအဲ့ဒီနတ်ရုပ်တွေအကုန်လုံးတွေကိုတောင်းနဲ့ထည့်ပြီးသွားလှုပ်ပလိုက်သွားလှုပ်ပြတ်တာဟောဆရာတော်တစ်ခေါက်ရောက်သွား9သိန်းသမီးတို့တဲ့မင်းတို့အမေရဲ့အယူဝါဒကိုခဏထားတဲ့သူတက်နေပေးရတဲ့အချိန်တွေကုန်ရတဲ့ငွေကြီးတွေကိုဓမေစီတွေကို9သိန်းလှူရတာမင်းတို့တန်နေပဲတော့ခလေးတွေအဲ့လိုစီးယုံတာပေါ့ဒါဆိုရှင်ပြုတဲ့ခါမှာဆရာတော်နဲ့ပဲတရားရှင်ပြုသူအကြည့်ရလို့တော့ဟဲ့ကြိုင်ပါဆရာတော်အဲ့လိုပြောတော့တော်ကြသွားမလို့နဲ့အောင်ကြိုင်နေအယူထားတွေပျောက်ပြီလားဆိုရင်ဆရာတော်ကဒေါ်ကြိုင်ကိုအယူထားတယ်ပြောမင်းတို့အလုံးလိုက်ရောသူတို့လောက်တာသူတို့ကဆိုတော့တမျိုးတွေပဲပေါက်သွားဟုတ်လားဖြစ်ချင်တော့တော်သေးတယ်ဟိုကအုံးရွှေမလို့တန်းရွှေမဟုတ်လို့သူ့ယောက်ျားကိုအုံးရွှေမတော်ချင်ကိုဦးတန်းရွှေတော်ချင်ဆိုဇလန်းရှုပ်သွားတယ်ဆိုတော့တရားကိုဆုံးအောင်တာပါတိကျနားထောင်ပါဟုတ်ပြီနော်ဆိုတော့တရားတွေကိုဆုံးအောင်နားမထောင်မဲနဲ့တပိုင်းတစနဲ့မလုပ်ပါနဲ့ခုနအဲ့ဒီရှင်ဥပဂုဒ္ဓအခုဟိုအင်တာနက်မှာဟိုဒီမှာ popular ဖြစ်နေတဲ့ဥပဂုဒ္ဓကြားလိုက်ခေါ်တာဆရာတော်မှပိန်ပင်သေးသေးလေးရှိသေးတယ်ကြားလိုက်နှစ်ပေါ15နှစ်လောက်ရှိသူအခုမှနိုင်ငံရေးကိုတိုက်ရှင်တဲ့ပုဂ္ဂိုလ်ဆရာတော်တရားကိုလည်းကြားလိုက်မဟောတာဟောကြားပြီနော်ကြားလိုက်ဆိုအဲ့ဒါမသိအခုမှထဟောသလိုပဲကြံ့ကြံ့ဖွံ့ဖြိုးကြံ့ဖို့လည်းပဲမရှိသေးဘူးတဲ့ပြောရင်အဲ့ဒါကြောင့်မလို့တရားတွေကိုဆုံးအောင်နာပါအခုတေချာနာပါတပိုင်းတစ်စနဲ့မနာပါနဲ့ပြီးဆုံးအောင်နာပါဘာလို့ရည်ရွယ်ချက်ပြောတာလဲဘယ်ကိုဥတီတယ်ဆိုတရားမှတ်ပါဟုတ်ပြီနော်အဲ့ဒါဥတီချက်မှတ်အဲ့ကြည့်အောင်အခုဒုမာကြီးအတွက်ဒုက္ခတံ္ပရာကုရီကြီးကိုပြင်းတယ်ဟိရိတံ္ပရာဆိုတဲ့တတ်ဆင်ကအသက်လှူတယ်အဲ့တော့အဲ့ဒီအစာအုပ်တွေလှူခဲ့တာဖြစ်ချင်းကြောင့်ဘာလို့ဒါလေးကိုပြောရလဲဆိုတော့နိုင်ငံခြားနေမောင်ဦးကဖုံးဆက်ပါတယ်ဆရာတော်ရဲ့သီလသမာဓိပညာစွမ်းနဲ့အမိများတစုံတရာဘဝများလွဲသွားခဲ့ရင်ဆရာတော်တရားလေးနဲ့ကျွတ်တန်းဝင်အောင်လို့အဲ့လိုဆိုတော့တခါတည်းရမှာတခိုးလူတရေလူဓမြလူနဲ့အဲ့လိုပေါ့တိုက်ဆိုင်မှုလေးတွေသူဘွားတော်ကြီးကိုတချောင်းဟိုပေါ့သမီးလေးရှိသမီးဖုံးဆက်ပြီးတဲ့ဘွားတော်ရှိကိုစိတ်ကအာယုံညွတ်နေအခန်းထဲမှာရေချိုးတယ်ဦးကြတော့တခိုးသူတခိုးတော်တွေကလည်းပေါ်တယ်မနေ့ကလည်းဖုံးတုံးလာခိုးသွားပြီတခိုးတော်ကလည်းပေါ်တော့တခိုးလားတရေလားနာနာဘာဝလားအထိပ်အချက်ပေးတယ်လားဒါလည်းတော်တော်ခက်တယ်ဆော့ဆဲရရေချိုးနေ6နိုင်ခွဲညနေ6နိုင်ခွဲ9လောက်ပေါ့တကားကိုပြင်းနေဘုံတစ်ချက်ရတော့တယောက်ရောက်များလားဆိုတော့ဆက်ပြတ်တိုက်နေဟဲ့ဘယ်လိုလဲလို့နှစ်ချက်တော့လှမ်းអော်လိုက်ဘာသာမကြောက်ဖင်းနေပြနေငိမ့်သွားတော့နောက်ဒါမျက်နှာကိုဆက်ပြတ်လေးလုပ်ပြီးတော့နောက်တစ်ချိန်ထပ်ပြီးတော့អော်တယ်ခေါနောက်တစ်ချိန်ထပ်ပြီးတော့တကားကိုရိုက်တော့ဖောင်းဒုက္ခပါပဲအချက်များလာပေးတာလားပါလေဆိုမင်းတို့ခုနကမောင်ဦးကလည်းဖုံးလေးချသွားတယ်ဖြစ်ချင်တော့အဲ့ဒီချိန်မှာစိတ်တွေဖြစ်တတ်တာပြောတာဆိုတော့ထွက်ကြည့်တော့ဘူးမှမရှိဘူးဒါနဲ့ပဲတော့ခတ်ပြီးတော့ရေချိုးတော့မယ်မကောင်းလူတွေကလည်းကြောင်းမှလည်းခဏတခိုးလာကန့်တာအဲ့ဆိုမနေ့ကတော့လည်းအဲ့လိုမျိုးဖုံးတစ်လုံးပါသွားတယ်ဆိုတော့ညနှစ်ချက်တိုးတော့မှဆိုတော့တခိုးပဲလားတတိပေးတာလားဘာလဲဆိုဦးဆိုတော့အေးလေမြစ်တာလေးချင်းအဲ့လိုမျိုးတွေတခါတရံကြလဲဆရာတော်ကလို့နည်းနည်းတော့ထူးဆန်းတယ်တော်ကြမယုံမြန်မန်းလေးကကိုကျော်ဝင်းနဲ့ခလေးတွေနဲ့ကိုကျော်ဝင်းကခလေးနဲ့ဇဲတောက်နေတာ17နိုင်လောက်ဒီဘေးနာကနေငါနားရဲကြားလိုက်တယ်ဆိုတော့ကိုရင်နဲ့သူတို့6တာပါတဲ့ရောမင်းဓမ္မပီကငါတိကျနားနဲ့ကြားတာမင်းတို့တော်တော့နောက်တခါအဲ့ဒါကျမဆရာတော်ဗျာတပည့်တော်မကိုကဲပါဗျာဆိုတော့အဲ့တော့မှနားကောက်တော့မှကဲနင်းငါမြစ်တာရပို့တယ်နင်းကျွတ်တော့အဲ့တော့မှသူတို့လည်းကြောက်သွားတယ်အဲ့လိုမျိုးလေးတွေဟိုနက်ကောင်းတဲ့မြက်တွေစောင့်ရှောက်လာတော့မသိပါဘူးအဲ့လိုမျိုးဆရာတော်မှအဲ့လိုတွေရှိတယ်ဆရာတော်အတွေ့အကြုံလေးအိမ်နာဆရာတော်ရဲ့ကိုရီဖေးနဲ့လက်6လေးနားမှာအဲ့ဒါလေးတီအောင်လေးထင်ပြီးတော့တော်သေးတယ်လက်မစော့ချေမစော့တတ်လို့အမိများသွားထွက်ရင်ပွဲချင်းပြီးမှာဟိုတော့အိမ်နာတဲ့ကလည်းစိတ်ကမရဲတော့ဘူးအဲ့ဒါလေးကြည့်နေတော့လွန်းနဲ့တော့လှုပ်တော့ဒါလေးတီကောင်လေးပဲဆိုတော့ဒီလိုပဲမျက်မှန်လည်းမပါဘူးဆိုတော့ဒီထဲမှာနေလိုက်တာ3လေးမနေ့ကကျတော့4ရက်လောက်ကျတော့ကိုရီဆေးရင်းနဲ့နည်းနည်းလေးထိုးကြည့်အောင်ထိုးကြည့်တော့မသင်္ကန်းနဲ့ဖုံးယူပြီးတော့ကြာဒီမှာသွားကြမပွေးဗျာအမလေးဗျာတေနေလို့တော်သေးတော့အခုအပေါက်တွေအခုခါတော့တုံနေနဲ့တိတ်တင်လိုက်ပဲဒါနဲ့ရိုက်ပြီးတော့မှချက်ကြည့်တော့မှဟာခေါင်းကြည့်လိုက်တော့မှဒီထဲမှာပါမပွေးအကောင်းနဲ့တေတော့သေးနေတော်သေးတယ်ဘာမှမလုပ်6နဲ့လက်နှလုံးလောက်ရှိတာလေသူ့လည်းမထိဘူးမြင်တော့မြင်နေတယ်แต่ဘာမှမထိမိဘူးပေါ့လေရှာရှင်းမြသွားပြီးတော့မယ်အမိရေးသွားတယ်တဲတဲ့မှာဟောမင်းကွာဘယ်ရောက်တော့သူ့တော့ဘာမှမလုပ်ဘူးပေါ့3-4ရက်တော့6ပြီးတော့တမန်တဲ့ဆိုသူသွားလို့မရဘူးထင်ပါ
ဦးသူရရဲ့တပည့်တော်အဲ့ဒါနဲ့အပေါက်ကလေးတွေတိတ်ကလေးနဲ့ပိတ်ပြီးစမ်းပါဆိုတော့ပရာလောကတွေနဲ့နည်းနည်းလေးအဲ့လိုအဆက်အသွယ်များရှိနေရောသလားဒါနဲ့မောင်မောင်ဦးကပြောတဲ့ချင်းနဲ့ဆရာတော်စိတ်ထဲကသူပြောလိုက်ခါမှပဲမေတော်ကြီးအဲ့သူ့မျက်နှာမြင်သူ့ပုံစံတွေတွေ့နေပြီးတော့ဒီမောင်မောင်ဦးလည်းကုတရားနာနေရင်နဲ့စိတ်တွေတမျိုးတမျိုးများဖြစ်မှာဆိုလို့ဆိုပြီးတော့ဒီလင်္ကာလေးကိုသုံးနံစေတနာညီညွတ်စွာဖြင့်ဝိဟာရကြောင်းတစောင်းလူဆောက်လို့သူတို့ကြည်ထူကဲဝံကျွေးရဟန်ကိုကျန်းကန်ထောက်ချင်းနေတန်းဖွင့်တော်လို့အဲ့တို့မောင်မောင်ဦးလည်းဒါလည်းအစဉ်ပြေသွားနဲ့လူနဲ့တန်တွေတွေ့၍တန်ဃာတန်ကြီးတန်ဃာတွေအတွက်ကိုယ်တွေလှူထားတဲ့အစာအုပ်တွေမျက်မိုးကြောင်တွေတိနာကိုယ်တွေမျက်မိုးကြောင်တွေလှူလိုက်တဲ့ပုဂ္ဂိုလ်တော်မှာတခုတော့ရှိတာပေါ့အဲ့ဒီကွယ်လွန်ကန်ကြီးမှာအဲ့ဒီအိမ်နာလေးလှူတဲ့ကိုယ်တွေလှူတာအနည်းဆုံးကုသိုလ်အာယုံလှမ်းပြုတ်လိုက်ရင်တော့နဲ့လူနဲ့နှစ်ချက်ပဲဒါပေမဲ့ဆရာတော်လည်းယန္နာမဟုတ်ဖရာမဟုတ်တာဖြစ်ချင်းကြောင့်သူဘလို့အာယုံပြုတ်တယ်ဆိုတော့အဲ့ဒါ I don't know ပေါ့ဒါတော့နော်ဒါတော့ပြောပြတာအာယုံပြုတ်နိုင်ပါစေလို့အဲ့တော့စေရနာသုံးနံဖြူစင်စွာနဲ့လှူခဲ့တဲ့ဒီဟိရိတံပရာဒုက္ခတံပရာတန့်စင်ကန်းတွေရဲ့အတွက်ကြောင့်တစ်နဲ့လူနဲ့တန်တွေတွေ့ပါလိမ့်မယ်စိတ်ဝဲတောင်းတအဆောက်အုံရည်ဆောက်အုံရည်အကယ်၍စိတ်ထဲကတေကန်နီးလေးမှာငါပိုင်များသွားမယ်ဆိုရင်နတ်ပုံဖတ်ခနဲ့ပေါ်နိုင်တယ်စိတ်ဝဲတောင်းတဆောက်အုံရည်မထချက်သည်ကိုလေးမလို့ကြောက်ရွံ့မတင်ထိတ်လန့်စိတ်တေကန်နီးစီမှာကြောက်တဲ့စိတ်မရှိပဲနဲ့ရှင်သက်ကြတားရဲများကမကောင်းအိမ်မဲ့မမြင်မှတ်ဘူးလို့မကောင်းနိုင်မှာရှင်သက်ကြတားရဲများကဖန်းစားကလို့နှိမ့်ဆက်မွေတောသူဖုတ်ပြိတ်တေကန်နီးမှာဖုတ်တီပြိတ်ဒီအစိတ်ထံပြင်းငွေနဲ့ကင်းကအစင်းဖောက်ပြန်ဂုံမန်ရက်ခိုက်နတ်မယံမောင်းနတ်မယံပေါင်းဘေးလွတ်ရှောင်းအေးဆိုတော့အဲ့ဒီမကောင်းတဲ့နတ်တွေသူနာမလာတော့ဘူးတဲ့မကောင်းအိမ်မဲ့မမြင်မဲ့ဘူးမကောင်းတဲ့အိမ်မဲ့နဲ့မကောင်းတာနဲ့သိမတော့ထင်လဲတတိတရားထင်နေလိမ့်မယ်ကျောင်းလူခဲ့တဲ့အရာကြောင့်ထင်လဲတတိခိုင်မြဲပြီး၍ဝိပရိနာမဖောက်ပြန်စေရင်ယူသွခြင်းမှာရှင်းရှင်းလွတ်ရှောင်းကျိုးစကောင်း၏ဒါရနိုင်တယ်ထင်တာပေါ့ရပါလိမ့်နောင်ဘဝပစ္စည်းမဝဲဂုဏကဲဘောရတ္တဖို့နောက်ဆုံးရတ္တဖို့ဒီနောင်ဘဝပစ္စည်းမဝဲဂုဏကဲဘောရတ္တဖို့ထိုလိုကျေးဇူးလွန်ပြန်ပြူးသည်ဆောက်ဦးလူချိုခုနှစ်တည်းလို့မင်းကွန်တိပိကဓမ္မဗန္နာဂရိကဖြစ်တော်မူသောဆရာဘုရားကြီးရဲ့တိနာကုတိဒါယကရဲ့အပါရံကိုကြည့်ပြီးစက်ခဲ့တဲ့ကြပြလေးကြည့်ပြီးနဲ့လူနဲ့တန်တွေတွေ့၍ဆိုတဲ့အဲ့ဒီထက်သွားနိုင်ပါတယ်လို့ကိုမောင်ဦးရဲ့တန်တရားသမီးမဖြူရောတန်တရားကင်းရှင်ပါစေတော့အကယ်၍မာရီတန်တရားမှာမကင်းသေးနေယခုဟောတဲ့တရားမှာတရားနာမေကြီးကိုဖိတ်ထားတဲ့အတိုင်းနာနိုင်တဲ့နာနိုင်တဲ့ဘဝဆိုဒီမှာလဲနာနိုင်တဲ့ဘဝရောက်မှမလူပြန်ဖြစ်သွားတယ်မနာနိုင်ဘူးတိရစ္ဆာန်ဖြစ်တယ်မနာနိုင်ဘူးငရဲကြတယ်မနာနိုင်ဘူးဆိုတော့ဗုဒ္ဓရဲ့တရားတော်ကတော့အလွန်ထူးအခုနဆရာတော်ဆိုတမိုင်းဉာဏ်ကြီးဆိုတော့သူတို့လည်းရိုက်ပါတယ်ရှေ့ပိုင်းကတော့တော်ဘယ်သူမှမဖတ်ချင်ဘူးကွာဘာလို့ဆရာတော်တော်မှပဲကိုယ့်အကူပြန်ကြည့်ပြီးတော့ယူမတက်ဟိုတကူဘာလို့လဲအခုနေများလို့တရားထုံတော့ရဟန္တာဖြစ်လို့ငါသွားရေးမိရတာဖြစ်တယ်နမူနာပြောပြမယ်သူတို့ကပထမရက်ဒုတိယတက်ရေချက်ရေ3ရက်ချိုးတယ်12နှစ်မှာတစ်ခါချိုးတယ်အဲ့ဒီပထမရေချိုးတဲ့ရက်ကရှိဝရတိရှိဝနတ်ပင်ကြီးပျော်တဲ့နေတဲ့ဦးထင်းမြင့်ပျော်တဲ့နေဘယ်နေလဲမသိဘူးလေရှိဝပျော်တဲ့နေတဲ့ရှိဝပျော်တဲ့နေဘယ်နေတယ်တဲ့ကတဲ့နေတဲ့ကတဲ့နေကဘယ်တော့အိန္ဒိယဇက်ကားတိုင်းဇက်ကားအဲ့ဒါတွေပါလာအနုပညာလဲအိန္ဒိယဇက်ကားတိုင်းမှာကတာပါတာအဲ့ဒါသူရှိဝဒီကတဲ့မင်းသမီးတောင်းသူကရှီဝါကိုကြော်တော့အပြင်အိန္ဒိယဇက်ကားထဲမှာကတဲ့ကောင်ထည့်ရတယ်မထည့်လို့မရဘူးအဲ့တော့ရှီဝါတော့ဒီရှီဝါပြောတဲ့နေဘယ်နေ့ပြောတယ်ကတဲ့နေဒန်စင်ဘယ်နေ့ကတယ်သကောင်မှာကတယ်ဒါသကောင်လည်းအများကြီးလေအဲ့ဒီသကောင်ကဘယ်နေ့လေသူ့မိမနဲ့လက်ထက်တဲ့နေတဲ့သူ့မိမနဲ့ဘယ်နေ့လက်ထက်ဆိုတော့ပင်စိမ်းလာအရှုပ်ရက်ကိုအဲ့ဒီပင်စိမ်းကတောင်းသူကလာပင်စိမ်းကိုရအဲ့ဒီပင်စိမ်းကနက်ခဏဖြစ်အဲ့နက်ကနေပင်စိမ်းဖြစ်အဲ့သိရတဲ့နက်ထက်လက်ထက်တာအဲ့ဒီပင်စိမ်းပင်ရတော့သူတို့တော့ကလာအိမ်တိုင်းနဲ့ပင်စိမ်းပင်ဆက်တယ်ရှီဝါဆိုရှုပ်ရက်ခတ်ကိုဆိုအဲ့ဒီပင်စိမ်းကိုလည်းရေးတဲ့ဥစ္စာကပင်စိမ်းဆိုတာလည်းရှေ့အလုံးကျတဲ့ဘက်ဆယ်လေးတို့ရေးတာမဟုတ်ဘူးသူရေးတဲ့ဘက်ဆယ်မရေးဘဲနဲ့သူရေးတဲ့ဝါရလည်းတခါမှတမီးစကားလို့အဲ့ဒီစကားကိုအိန္ဒိယဒီပြည်တယ်နေဟာမရှာလဲရတာလေတိုလမီဘာမှမသိဘူးတိုလာ TUL တိုလာမသိဘူးဆိုအဲ့ဒီစလုံးလိုက်ရှာအဲ့ဒါအကြာကြီး3လရက်ကျမှပင်စိမ်းပင်ပြောတာအဲ့ပင်စိမ်းအဲ့
သူ့ရဲ့မိန်းမကပင်စိမ်းရောင်ဝင်စားအဲ့ပင်စိမ်းမင်းနဲ့နေအဲ့တော့ပင်စိမ်းမင်းလေးဖြစ်ဟိုဘက်ရောက်သွားသူလက်ထက်အဲ့ဒီအေဗီလက်73ရက်တန်းရေးလိုက်ပါတော့လားအေဗီလက်73ရက်နေမှာရေချိုးတယ်ရေးပါတော့မရေးဘူးအဲ့တော့အများအဲ့တော့စာဘယ်လောက်ဖတ်မလဲကိုယ်10တော့ဘယ်လောက်တနာတဲ့လဲဒါတော့ဖတ်တဲ့လူတွေကဘာလျှောက်ရေးမှမသိဘူးပြောအောင်ပါရှီဝပြောတဲ့နေ့ဘယ်နဲ့သူကတဲ့နေ့ဘယ်နေ့ကလည်းလက်ထက်တယ်ဘယ်ရှင်နဲ့တကောင်းဘယ်သူနဲ့လဲပင်စိမ်းအေဗီလက်73ရက်နေသူတို့ပင်အေဗီလက်73ရက်နေမှာရေချိုးတော့တဲ့မရေးပဲနဲ့အဲ့ဒီရောက်အောင်ဆရာတော်စာအုပ်ဘယ်လောက်ဖတ်မလဲ Oxford Dictionary တွေတက္ကရာပြည်တယ်အိန္ဒိယရဲ့ Satish အဲ့တော့ပြီးတော့ Speculative term အဲ့တော့မှလိုက်ဒါပင်စိမ်းမင်းကိုပြောတာသူကောက်လာကြည့်တယ်လေအဲ့ဒီပင်စိမ်းမင်းလို့ပြောတော့အေဗီလက်73ရက်လို့ပရမ fax within date ရှီဝရတိမသိဘူးဘယ်နေလဲမသိဘူးအေဗီလက်73ရက်ပြောတာအေဗီလက်73ရက်တဲ့မေသူရှန်ကရန်တီအသိဉာဏ်တော့ဗမာတွေအသိဉာဏ်နဲ့15ခုရှိတယ်သူတို့ကရှန်ကရန်တီတလားနဲ့ပြောင်းနေတာအဲ့တော့ရှန်ကရန်တီဘယ်တော့ပြောင်းလဲလီယူကနေပြီးတော့ဘာနက်ခတကထက်လာနက်ခအဲ့တော့အေဗီလက်73ရက်ဖို့ရောက်ဖို့အတွက်ကိုလှန်လိုက်ရတဲ့စောက်တွေအကုန်သွားနက်ခတွေလှန်จิตรနက်ခဒါအေဗီလက်จิตรဆိုတကူလားအဲ့တော့မိရှပရိရှအဲ့တော့ပြတဲ့ကြည့်တော့AB 73လို့ရေးလိုက်ပါလားကွာတန်ရေးလိုက်ပါတော့မရေးဘူးရှန်ကရန်တီတင်းညံ၄မျိုးသူတို့တင်းညံ၄မျိုးမှာရေ၄ကချိုးတယ်အဲ့လိုသူတို့ကအဲ့ဒီမှာတင်ထေရဝါဒကိုဆရာထည့်ပြီးဘယ်နဲ့ရေချိုးလဲဆိုမှကြာသာပရိဂျိုနဲ့ရှင်တဲ့နေ့တွေဂျိုကိုးလုံးနဲ့မှကြာသာပရိရဲ့အလယ်မှာရှိလို့မစ္စည်းမပရိပဒါအဓိပ္ပာယ်တွက်လာထေရဝါဒကမစ္စည်းမပရိပဒါနဲ့သူမစ္စည်းကွာသွားတယ်သူတို့ကအဲ့ဒီဂျိုကြီးကိုးလုံးနဲ့မှဂျူပီတာအဲ့ဒီဘိုဟစ်ဘရိဟာစပတိအဲ့ဒီဘိုဟစ်ချန်ဖြစ်မဲ့ဂျူပီတာဂျိုကြာသာပရိဂျိုကအလယ်မှာရှိတယ်ကြီးလို့အဲ့ဒီအလယ်နေ့မှာဖျားရှည်ချိုးတယ်သူကမစ္စည်းမပရိပဒါယူုံနဲ့သူတို့ယူုံနဲ့အလဲကြတာယူတာပဲထီရဝါဒဘလောက်ကောင်းလဲဆိုအဲ့ဒါပဲဒါပါပဲဟုတ်ပြီနော်အဲ့ဒီထီရဝါဒတရားတွေနားနေတဲ့တော့ဒကမိုင်းတော်တန်းတဲ့ဖျားအတန်လေးနဲ့ပဲခုဆရာတော်အတန်လေးကိုကြားပါလိမ့်မယ်အဲ့ဒီစံပါမှာမြတ်စွာဘုရားတရားဟောနေတယ်စံပါမြတ်စွာဘုရားတရားဟောနေတော့ဘက်ကနွားကြောင်းသားတွေတရားလာနာဖားလေးရလဲဒီနေရာမှာအတန်မြတ်စွာဘုရားအတန်လေးအတန်ရှင်းသားရလွန်သိသားနာပွဲမပြန့်ဘူးလုံးနဲ့ပဲ့တင်အထိုင်မျက်ရှင်အတန်တော်ရဲ့အင်္ဂါ၈ပါးရှိတော့အဲ့ဒီအတန်လေးကြည်ယူပြီးတော့သူကအတန်လေးပဲကြည်ယူတာတရားမသိဘူးကုသိုလ်အကုသိုလ်မသိဘူးအဲ့ဒါနွားကြောင်းသားကသူ့ရဲ့တပြားလေးနဲ့ဝချုံလေးနဲ့ထောက်တော့ပွဲချင်းပြီးသိသွားဖြတ်ဆိုတောင်းနေတဲ့နတ်သမီးသွားဖြစ်တယ်ဒါဆိုမင်းတို့တရားဘလောက်နာတဲ့နေဆိုကြနတ်သမီးသွားဖြစ်တယ်နတ်သားသွားဖြစ်တယ်နတ်သားသွားဖြစ်တော့မေတော်ကြီးဆိုတော့နတ်သမီးပေါ့နတ်သားသွားဖြစ်တော့ဘယ်ကုသိုလ်ကြောင့်ဖြစ်လဲအမှန်နဲ့အေးဆရာတော်ကဒီကနေသေးပြီးနေပြီးတော့မှတိုက်ကြီးဖြစ်တယ်ဆိုမင်းတို့ကဇိမ်ရှိသွားအောင်သူကမဟုတ်လို့ငါပဲကုသိုလ်ကြောင့်ဖြစ်လေကိုရရှိလိုက်တဲ့ဘဝကိုရောက်သွားပြီးရင်ပြန်သုံးတတ်တယ်အဲ့နေမှာမချေနဲ့နေဘူးဒီကုသိုလ်တွေဘယ်ရဘာကုသိုလ်ကြောင့်ရတာလဲဒီလိုမျိုးဘာဖြစ်ဆိုဟိုမှာဖားလေးကြံနေသေးတယ်မြတ်စွာဘုရားရဲ့တရားသူအဲ့ရနတ်ဖြစ်သွားပြီလေတော့ပြီပေါ့ငြိမ်မနေဘူးသူပြန်ဆင်းလာတယ်အဲ့တော့ကိုယုံကိုဝါနဲ့ဆင်းလာမြတ်စွာဘုရားခြေတော့ဝင်ကြတော့မှဘုရားရှင်ကကောမေပါရိဝဏ္ဏနေအဲ့ဒီရဲ့ယသတာဇလံငါရဲ့ခြေတော့ကိုလာဥခိုက်တဲ့အယောင်ဝါနဲ့ဘယ်သူလဲကွာတဲ့ဘုရားသိသားပဲဟိုကယူတပည့်တော်မန္တုကပို့ရအသိဝါရီကောဆိုတော့တပည့်တော်ရေနဲ့ကျက်စားတဲ့ဖားတငယ်ပါဘုရားဟိုမှာနွားကြောင်းသားလေးရဲ့တပည့်အောက်မှာတပည့်တော်ရဲ့ဝိညာဉ်မရှိတော့ရုပ်ကျွင်းလေးရှိနေပါသေးတယ်ဆိုအဲ့တော့ပိဿတ်တွေပြတယ်တပည့်တော်အဲ့ဒီရှင်မရဲ့အတန်လေးကြားပြီးတော့နတ်သားဖြစ်တာပါအဲ့တော့မြတ်စွာဘုရားဒုတိယကျင့်တရားဟောတယ်တော့သောတာပန်တည်သွားတယ်တွေ့လားတော့ဒါမြတ်စွာဘုရားဓာတ်ရဲ့အတန်အာသောကဘယင်ကြီးရဲ့ဇနီးသင်္ကမိတ်တာတို့ရဲ့အမေဟုတ်ပြီနော်မိန်းနာတို့ရဲ့အတန်ဒီမိတ်တာမိဖုရားကြီးမင်းရဲ့တဲ့ချင်းချင်းတစ်ခုဖြစ်နေတယ်တဲ့ပိန်ကတ်လာဘာချင်းချင်းဖြစ်တယ်လဲအာသောကလေ Emperor Ashoka အိန္ဒိယတနိုင်ငံလုံးစိုးမိုးတဲ့မိမကလိုချင်တာရစီရမယ်ဖះရှင်ရဲ့အတန်မျိုးနားထောင်နေအာမင်းဒါတော့ကွာမင်းရလေဖះရှင်ကငါတို့နှစ်ပေါင်း300လောက်ကွာသွားပြီကွာမင်းရလေအဲ့ဒါတော့မသိဘူးလေကိုဖြစ်ချင်တာပြောတာဒါနဲ့ကပုံနှဖြူပုံနှညိုတွေဘာညာတွေခေါ်ဒါတည်းတော့ပုံနာတွေရဲ့အရာမဟုတ်ပါဘူးဖះတဲ့သူ့အိမ်မက်ထဲမှာသူ့ဆန္ဒဖြစ်တယ်အဲ့ဒါတန်ဃာတော်ရှင်သူမြတ်တွေမေးကြည့်ပါဆိုတော့ရှင်မမောဂလိပုရဒိသမထေမေးတော့မင်းကြီးဘုရားရှင်ရဲ့အတန်တို့လဲအဲ့ဒါတော့ငါလည်းဘယ်လောက်တကူရှိပြန်တော့ယူပေးလို့တော့မရဘူးဒါပေမဲ့ဘုရားရှင်ရဲ့အတန်နဲ့တူညီတဲ့ကရဝိင္မင်းအတန်တော့မြတ်စွာဘုရားကရဝိကတ္တဘ
ပြမမင်းအတန်ကရဝိအတန်လို့ပြောတော့ကရဝိငှမင်းအတန်တော့တူတယ်လို့ပြောတယ်အဲ့ဒါဆိုမုတ်ဆိုးတွေခေါ်အဲ့ဒါမုတ်ဆိုးပညာရှိတယောက်ကကျွန်တော်မျိုးကြီးကြားဘူးတာတော့တဲ့တနေ့သောကာလမှာအကာလဆိုတာအခါမတန်မဲနဲ့အကာလဖလားတရသီးကအချိန်မတန်မဲသီးတဲ့တည်းအဲ့ဒါမတန်သီးလို့လည်းခေါ်တယ်မင်းတန်သီးလို့လည်းသူပါတာရှေ့ကမင်းတို့မင်းခက်ကမင်းတန်သီးဆိုတာမင်းတို့နဲ့ပဲထိုက်တန်တယ်ရှင်ဘင်းနဲ့ပဲထိုက်တန်တယ်တာမန်လူတွေရရင်သွားဆက်အဲ့အကာလပုပ္ပအကာလဖလားပွင့်နေသီးတယ်ဆိုရင်ဘရင်သွားဆက်ရတယ်ဘရင်သွားဆက်ရတယ်တောရလို့မပန်းဘူးတောထဲမှာသစင်မန်းကိုစပြီးမုတ်ဆိုးကတွေ့ရင်သူ့မိမပိုင်သေတံဗျသွားဆက်ရတယ်အဲ့တော့မင်းတန်သီးမင်းတန်ပန်းတဲ့အဲ့တော့မတန်သီးမတန်ပန်းလို့လေမြန်မာစာဆိုရတယ်မတန်ဆိုတာကကာလရွယ်သိမ့်ချိန်မသိမ့်ပဲနဲ့ပွင့်တယ်သူပွင့်တဲ့အချိန်ဆိုတော့မိုးမရသေးပဲနဲ့ဝါဆိုလာကြီးဗရပန်းနေပွင့်နေတယ်တပေါင်းလာကြီးဗရပန်းပွင့်နေကာလမတန်မဲနဲ့သီးတယ်လို့အဲ့တော့မတန်သီးမင်းတန်သီးပါဗျာအဲ့ဒီသီးလေးကိုခုနကတော့ကရဝိငှမင်းကအဲ့ဒီတန်းလေးကိုစုပ်လိုက်တာဗျာတဲ့သူတွေ့ဘူးလားစုပ်ပြီးတော့ပျော်လုံးသွားပြီးတော့ထတွန်လိုက်တာအဲ့ဒီအချိန်မှာသမင်ကိုကြားသမင်တကောင်ကြားလိုက်နေတာသမင်ကလည်းသူ့အသက်ကိုတော့မှမငဲ့ကြတော့ပဲနဲ့အဲ့ဒီအတန်ဘာတန်လဲလို့ငေးတယ်တဲ့အသက်လူပြေးနေတာကြားကလည်းအဲ့ရှေ့ကအတန်ကြောင့်အဲ့သမင်ကိုမလိုက်ဖဲနဲ့ရက်နေတယ်ဖားကိုတိုက်မဲ့မွေးအဲ့တော့အကုန်လုံးတော်လုံးကောင်းရင်မှရှိတဲ့ငှက်တွေလည်းရက်သွားအောင်အဲ့လောက်တိအောင်အတန်ကောင်းပါတယ်မင်းကြီးတဲ့ဒါပြင်ကွာအဲ့ဒီငှက်ရအောင်ရှာပေးစမ်းအဲ့ဒါမှသွားဖမ်းလိုက်တဲ့ခါကျတော့အဲ့ဒီကရိတ်ငှက်မရလာတဲ့ခါကျတော့ကျွန်တော်မျိုးကြီးကလည်းလေးနဲ့ပြည့်မလို့ကျွန်တော်မျိုးကြီးကတောဝက်ကိုလေးနဲ့ပြည့်မလို့တောဝက်ကလည်းမပြည့်ဘူးကျွန်တော်မျိုးကြီးလေးလည်းရက်သွားတယ်တဲ့ကဲဒီလောက်ကောင်းတဲ့ငှက်ဖမ်းခဲ့စမ်းကဖမ်းတော့မိလာတယ်ဘယင်းကြီးရဲ့ဘုံတကူကြောင့်ဒါပေသည်အဲ့ဒီငှက်ကမတွန်ဘူးဘလို့လဲမဟုတ်ဆိုမင်းသေးတယ်မဲ့အဲ့တော့မှပညာရှိတွေကမှန်လားပါဗျာပုံစံကြည့်ရတာ तू တကောင်နဲ့ဖြစ်နေတော့သူ့ကိုတွန်အောင်လို့ဆိုပြီးတော့မှအဲ့ခက်ကဘလောက်လဲမှန်နေနဲ့ကာပြီးတော့တောရိပ်ကြီးဖန်ဆင်းပေးလိုက်တယ်အဲ့တော့တောထဲမှာသူ့ရဲ့ပိသက်တွေတွေ့ပြီးတောရိပ်ကြီးဖြစ်ဆိုထပြီးတော့တွန်လိုက်တာဆိုရင်တရားနာလဲထုံနည်းလည်းကောင်းပဲဓမေစီရဲ့တရားပဲဖြစ်ဖြစ်ဘယ်ဆရာတို့ရဲ့တရားဖြစ်ဘလောက်ကောင်းနှလုံးသွင်းနှိမ်တဲ့သူရဲ့အပေါ်မှာမူတည်ပါတယ် so depends on your intention this is your intention good intention bad intention orally attention disorderly attention orally attention ယောနိတော်မနတိကာတာ disorderly attention အာယောနိတော်ဒါပဲဆိုတော့ကိုယ်ကမူတည်တယ်ဒီဝတ္ထုတွေကိုကြည့်လိုက်အဲ့တော့မေဘီယာကြီးရတယ်ဒီမဲ့လူရတယ်အဲ့ဒီမှာစကားပြောနေတဲ့သူတွေကနေနေတဲ့သူတွေစားနေတဲ့သူတွေကအကုန်လုံးနန်းတော်တစ်ခုလုံးရက်ဆိုင်သွားတယ်ဟုတ်တော့ကရွေးတန်လေးကကောင်းလိုက်အမလေးကရွေးမုံဆိုးတွေပြောတာမှန်လိုက်တာမဆရာတော်ကောတန်လားဟောအမေရိကန်ကနေပြန်လာပြီးတော့ဆရာတော်ဒေါက်တာလူမော်ရဲ့ဇနီးကိုမင်းတို့အမေတို့ပဲတမြို့တရွာတိမ်မနာဘူးလိမ့်မယ်ဟုတ်တယ်လားတမြို့ဒေါက်တာလူမော်ရဲ့ဇနီးကိုဟောတဲ့တရားတမြို့တင်ရွာတိမ်ရန်နဲ့တသီးတသန့်တကန်ချ၍ဖြစ်ရတတ်သည်မဟုတ်ချီဘူးမြို့တိုင်းရွာတိုင်းနေရာတိုင်းနဲ့မဆိုင်တန်ထွာဓမ္မရာသဘာဝသေရကြသည်လို့အဲ့တရားလေးဆရာတော်မြေသိန်းကားတာကိတာကောဟောလိုက်တယ်ဆရာတော်အမေရိကလည်းပြန်လာတယ်ဘဲမှလည်းမသွားအောင်ဆိုအသားလည်းဖြူလို့ပါးလည်းဖောင်းဖောင်းလေးဖြစ်တော့တရားကိုမဝေဖန်ဘူးဆရာတော်တော့ကြည့်ကောင်းလာတယ်နော်အသားဖြူလာတယ်ဆိုတော့ဘလောက်ညင်းနေသူတွေတဲ့ဆိုပြီးတော့ဒါဆရာတော်များပိန်နေမင်းမနာဘူးပေါ့အဲ့လိုလားမင်းတို့နော်အဲ့လိုယောနိတော်မနတိကဒါပြောတာအဲ့ဒီတရားကောင်းတယ်မနာဘူးဥလို့မပြောတာတပည့်တော်ဂွေဘာဆရာမောဘုန်းကြီးကပြောအမေရိကသွားပြီးချောလာရတာအော်တရားကောင်းတယ်ဘယ်သူမှမဝေဖန်ဘူးတဲ့ဥလို့မပြောတာကျတော့ဂွေပေးရလို့အာနာသွားတယ်ဆရာမောပြောတာဘုန်းကြီးရဲ့ဥပဒေကိုကြည်တာတဲ့တရားဝေတရားဟာဆရာမောတရားကိုပေါ်အဲ့ကောင်းတခါမပြောဘူးဥလို့မပြောတာကျတော့ဂွေဘယ်သူမှမဝေတော့ဘူးတဲ့အခုကြည့်ကရဝိမင်းငမင်းကြီးအတန်ကောင်းလိုက်တာတနန်းတော်လုံးပြောတဲ့အချိန်မှာဖြတ်ဆိုမိဖုရားကြီးကအိုးကရဝိမိဖုရားကရဝိငမင်းရဲ့အတန်တော်ဒီလောက်ကောင်းရင်အစကောင်းရင်အလယ်ကောင်းရင်အဆုံးကောင်းရင်သုံးတယ်နဲ့ပြည့်ဝတဲ့တရားတွေကိုဟောတဲ့ဘုရားရှင်အတန်ဘလောက်များကောင်းလိုက်မလဲဖြတ်ဆိုဘုရားပဲရောက်သွားကွာသွားတယ်လားဟိုလူတွေကကျန်တနန်းတော်လုံးဘယ်သူမှသောတာပန်မတည်ဘူးဒီအတန်ပဲလေအဲ့တော့မှကြည့်ပြီးတော့မှအိုးဘုရားရှင်ရဲ့အတန်လေးကိုအာယုံပြုတရားတရားပေါ့အဲ့ဒီတတ္တတရားလေးကိုခွာလဲခွာအဲ့ဒီပီတိလေးဖြစ်ပီတိဩဃရပီတိတန်အနိစ္စတော်ခရတော်ဖြတ်ဆိုသောတာပန်တည်သွားကရွေးငမင်းရဲ့အတန်ကိုကြားပြီးတော့
သင်္ကမိတ်တံမိဖုရားကြီးသောတာပန်တည်ခဲ့တယ်ကျန်တဲ့သူတွေဘာမှဖြစ်စီဒါပဲလေဒါနဲ့ဆရာတော်တရားအကုန်လုံးမကြိုက်နိုင်ဘူးဘယ်ကြိုက်မလို့တခါမှလည်းကိုယ်အကုန်လုံးချစ်မယ်မမျောလင့်ပါဘူးအကုန်လုံးမုန်းမယ်လည်းမမျောလင့်ပါဘူးမျောလင့်လားမျောလင့်ပါဘူးမြတ်စွာဘုရားကအကုန်လုံးကြည်ညိုလားမကြည်ညိုဘူးမကြည်ညိုလို့စိန်သမဏဆွဆွဲတာပေါ့လွယ်လေးဟာကြီးအဲ့ဆိုတို့ကဘာကောင်မှမဟုတ်တာကြီးကိုတရားတွေအကုန်လုံးကြည်ညိုရမယ်ကိုအကုန်လှူရမယ်တခါမှအိမ်မက်တဲ့တော့မမှတ်ဘူးပါဘူးအရှင်မြတ်ဘယ်သူတွေကဘာပြောမှာပေါ့ပြောမှာပေါ့အဲ့လိုမြတ်စွာဘုရားရဲ့ကိုတရားတော်ကိုကြည်နားလိုက်ပြီးတော့မြတ်စွာဘုရားကအဲ့ဒီခန္ဓာမှာသုတ်တန်ကြီးခေါ်လိုက်တယ်ယဟန္တာ60ဖြစ်တယ်ယဟန်60လူတွေ60သွေးရန်သေးတယ်တရားတစ်ခုတည်းပဲမင်းတို့ခံနိုင်ဟို60ရယဟန္တာဖြစ်တယ်ဟို60ရလူထွက်တယ်ဟို60ရသွေးရန်သေးတယ် why ဒေသနာတစ်ခုတည်းပဲလေဒေသနာတစ်ခုတည်းပဲလေ democracy လူတွေ everybody likes a democracy မကြိုက်ဘူးကြိုက်လားမကြိုက်တဲ့နိုင်ငံအများကြီးလေဟုတ်ဗျာဒီမိုကရေစီနိုင်ငံတော်နဲ့မိုနာခီဇင်နိုင်ငံပုံများနေတာဘယင်းနိုင်ငံတွေပုံများနေတယ်ဘယင်းစနစ်ကိုမဖယ်ဘူးအများကြီးအမလေးဥရောပမှာနော်ဝေးဘယင်းစပိန်ဘယင်းပေါ်ကြီးဘယင်းစနစ်တွေကြီးပဲဆွီဒင်ဘယင်းဘယင်းတွေကြီးပဲသူဒီမိုကရေစီကဘယင်းစနစ်ပဲစမိုနာခီဇင်စစ်ခတိလေသူဂူချင်နီမိုနာခီဇင်ပဲဘယင်းစနစ်ကျင့်သုံးတယ်အများကြီးပဲ UK ကြည့်လိုက်လေဒီမိုကရေစီဝန်ကြီးချုပ်ကဆုံးဖြတ်လိုက်တယ်ဆုံးဖြတ်ပြီးဘယင်မာကြီးတီးပြူမှာဖြစ်တာမရဘူး sorry ပဲဝန်ကြီးချုပ်က prime minister ပေါ်မှာ parliament ရှိတယ် parliament မှာ queen ရှိတယ်ဘာလို့မရအောင် sorry ပဲကြည့်တယ်မလို့စဒါဖြင့်နိုင်ငံရေးစနစ်ကောင်းတဲ့လူတွေမကြိုက်ပါဘူးဘာသာရေးစနစ်ကောင်းတဲ့လူတွေမကြိုက်ပါဘူးသတိပ္ပံတရားကောင်းတယ်အကုန်မအမထုတ်တာပဲထေရဝါဒကောင်းတယ်အကုန်မကြည့်ညိုတာပဲဘလောက်ပဲထေရဟောတယ်အုံသင်္ကပြောသေးရပါနေတာပဲဟုတ်တယ်လေဘလောက်ဟောလေပါနေတာပဲသူရတရိယာမြစ်ပါလို့ဘယ်လောက်ထေးရတာပါနတ်ယုတ်ကရောင်းကောင်းတော့မယ်ဒါတော့ဒီအတွက်လည်းမတိုက်ခိုက်ပါဘူးတဘာဝကိုချကောင်းတာမှန်တာမှားတာကိုပဲချပြမယ်ကောင်းရင်ဆိုရင်ချပြလို့မရအောင်ဆရာဝတ်သားကြိုက်တယ်သူများမကြိုက်ဘူးဝတ်သားစားလို့ရှိရင်တော့အသေးတွေအစီဖုံးပဲအစီတက်မြတ်တယ်ဒါကအမှန် true ဝတ်သားကိုကြိုက်ချင်းမကြိုက်ချင်းကကောင်းချင်းမကောင်းချင်း emotion နဲ့ဆုံးဖြတ်တယ်ကောင်းချင်းမကောင်းချင်းကကိုယ့်ရဲ့ခံစားမှုနဲ့ဆုံးဖြတ်တယ်မှန်ချင်းမမှန်ချင်းကအသိဉာဏ်နဲ့ဆုံးဖြတ်တယ်ဘာနဲ့ဆုံးဖြတ်မှာလဲခံစားချက်နဲ့ဆုံးဖြတ်ရင်တော့ကောင်းချင်းမကောင်းချင်းနဲ့သွားလိမ့်မယ်အတန်ကောင်းတယ်အဲ့ဘုန်းကြီးအတန်မာတာမကြိုက်ဘူးတရားဟောတော့ဒါမင်းခံစားချက်နဲ့ဆုံးဖြတ်တာလေဓမ္မရဲ့အသားကတော့မှန်ချင်းမှားချင်းနဲ့ဆုံးဖြတ်ပါဒီနေ့ချိန်ဒီဆရာတော်ကျောင်းမှာတွေ့တဲ့ဒကာဒကမများကိုဒီနေ့ချိန်ဒီဆရာတော်ကျောင်းတည်ထောင်တွေကတရားအနေနဲ့မှားတာမရှိခဲ့ဘူးဆရာတော်စကားတော့မှားခဲ့တယ်တရားမမှားဘူးတရားမှားတာအပယ်ဆိုစကားတော့ဟဲ့ခင်းပြီးတော့နေကဘာမှပြောလိုက်မယ်စကားနဲ့ဖြည်းဖြည်းတော့စကားနဲ့ဆရာတော်မှားတာရှိကောင်းရှိပါလိမ့်မယ်တရားမမှားပါဘူးတရားမှားရင်အပယ်ကြမယ်စကားမှားတာတော့ကျောင်းကိုမကြည်ညိုဘူးမလာတော့ဘူးမလူတော့ဘူးโอเคရက်သွားတယ်ဒါပဲရှိတယ်စကားနဲ့မှားရင်မှားမယ်တရားနဲ့ဘယ်သူ့ပုံမှမမှားဘူးတရားမှားတော့မယ်ဆိုရင်မဟောတော့ဘူးစကားမှားတာတော့ပြင်မယ်အခုရှိပါကျောင်းမှာအဝင်ထွက်နေသွားတယ်များသွားတယ်မှာစကားကြောင့်မှားတာရှိရပါတယ်အဲ့ဒီမလာတဲ့သူမကြည်ညိုတဲ့သူကိုတရားမမှားဘူးစကားနဲ့တော့မှားခဲ့ဘူးလေဒါတဝန်ခံတယ်ဆရာတော်ပြောရရှိပြောချပလိုက်တယ်စကားမှားပါတယ်တရားမမှားဘူးဟုတ်လားဝန်ခံတယ်အဲ့ဆိုတော့အခုကြည့်လိုက်လေသင်္ကမိတ်တံမေဘုရားကြီးသည်အဲ့ဒီပီတိလေးပေါ်တတ္တတရားလေးဖြစ်တယ်အတန်လေးကိုကြည်ယူတယ်ပီတိလေးပေါ်တယ်အဲ့ဒီပီတိကိုခွာတယ်တံပီတိန်ဩဃတက်တော်အနိခယတော်ဝေယတော်အဲ့ဒီပီတိလေးသည်အော်ကုံနဲ့ခန့်နဲ့ပြတ်တတ်ပါလားလို့ဒီဆုံးဖြတ်လိုက်တဲ့အခါမှာသောတာပန်တည်သွားတယ်ကျန်တဲ့သူတွေမတည်ပါလားကျန်တဲ့မတည်ပါလားဒါနှလုံးသွင်းတဲ့ပုံမှာမတည်တယ်ဝေဒနာပရိက္ခသုတ်တံဒီကနခသုတ်တံကြီးဟောတဲ့ကမှာဟိုစတရားနာကံကဒီကနခရှင်သာရိပုတ္တတူလက်သေးရှည်ကြီးနဲ့ဒါ तू ကသောတာပန်တူတယ်ရှင်သာရိပုတ္တရာယန္တာဖြစ်သွားတယ်ဒေသနာတူတူပဲဝေဒနာတွေပြောနေတာဟိုပုဂ္ဂိုလ်ဟာကောင်းလိုက်တဲ့တရားဆိုပြီးတော့မှ तू ကတော့သောတာပန်တည်သွားတယ်ရှင်သာရိပုတ္တရာရက်တောင်လေးခတ်နေဟာတာငါပြောတာပဲဟာဝေဒနာအိဋ္ဌာသင်္ကတခရဓမ္မဝေယဓမ္မပရိစ္ဆသုပ္ပန္နဖြတ်ဆိုဆိုတော့မတ္တရတိယန္တာဖြစ်သွားတယ်နှလုံးသွင်းတဲ့ပုံမှာမူတည်ဓမ္မများသည်သင်ဘယ်လောက်နှလုံးသွင်းတဲ့ပုံမှာမူတည်တယ်လို့ပြောချင်တာဟုတ်ပြီနော်ဆိုတော့အခုနာယင်းနဲ့ပတ်သက်တာလေးခုနနတ်နဲ့လူနဲ့တန်လေးတွေ့၍ဆိုတာလေးကိုตาလေးညီလေးမောင်ဦးကြားပြီးတော့အမေကြီးပေါ်မှာဘာမှဝိသိကိစ္စတန်တရားတွေမထားပါနဲ့လို့တကူတော့ရှိတော့ဝေဒနာပြင်းပြင်းထန်ထန်ခံစားသွားလို့ဝေဒနာပြင်းလို့မေ့ကြလို့ရှိရင်လေခုနပြောတဲ့ထင်လက်တတိခိုင်မြဲပြီးဝိပရိနံဖောက်ပြန်ပြီးအဲ့လိုစိတ်ကလေးယူတုပြီးသေသွားမှာတာဒုက္ခတိဖြစ်သွားနိုင်တယ်ဆိုတော့အဲ့လိုမျိုးဟိုဝေဒနာပြင်းလာလို့ရှိရင်လေမက်တားတယ်ဆိုတာအဲ့ဒါပါပဲ
ကိုရရှိထားတဲ့ပုဗ္ဗဘာကမဲ့လောကီမဲ့ပဲဖြစ်ဖြစ်အဲ့ဒီမကောင်းမဲ့ဒုက္ခတိလမ်းကိုတားပေးတော့အဲ့ဒါမတားသွားတယ်ပြောတာမက်ကသူ့ကိုတားပလိုက်တာအဲ့ဒီအချိန်လေးမှာကိုကောင်းမြတ်တဲ့ကုသိုလ်အစောအစဉ်လေးဖြစ်သွားရင်ပုဗ္ဗဘာကမဲ့ဝိပဿနာမဲ့လေးဖြစ်ဖြစ်အရိယာမဲ့မကြတော့မှအဲ့ဒီအပယ်ကြမှာလေးကိုတားသွားလိုက်တယ်အဲ့ဒါကိုတားတယ်လို့ပြောတာဟုတ်ပြီနော်အဲ့တော့ဒီကနေ့တည်ခြင်းတရားနဲ့ပတ်သက်ပြီးတော့ဝူဟန်ဖြစ်နေတဲ့ COVID-19 မှာအဲ့ဒီယောဂနဲ့မပါဘဲနဲ့ခုဆရာတော်ဒါလေးတွေတွက်ကြည့်နေတယ်ဆရာတော်9နာရီတုန်းကတခါကြီးတို့အိမ်ကိုမရောက်ခင်9နာရီတုန်းကမွေးတဲ့လူ3သိန်းနဲ့9,000ရှိပါတယ်တည်တဲ့လူ4,000နဲ့9,820ဒီအိမ်ကိုရောက်ပြီးတော့9နာရီနဲ့18မိနစ်မှာတည်တဲ့မွေးတဲ့လူ3သိန်းနဲ့4,900ဖြစ်သွားတယ်4,900ပို့သွားတယ်တည်တဲ့သူက6,000နဲ့1,000မင်းတို့အိမ်ကိုလာလိုက်တဲ့အချိန်မှာမွေးလိုက်တဲ့ဇာတိက2နာရီတွင်းမှာမွေးလိုက်တာဇာတိနဲ့မရဏဂျာဖြစ်လိုက်တာက3,835 38,315ဇာတိမွေးလိုက်ဒီအိမ်လာတဲ့ကားလမ်းလေးပေါ်မှာဒီအိမ်ရောက်လိုက်တဲ့အခါမှာ1,630တည်သွားပါပြီအဲ့တော့တနာရီထွက်လိုက်တဲ့အခါမှာတနာရီတွင်းမှာ133ယောက်1မိနစ်2နာရီတွင်းမှာတစ်စက္ကန့်သမီးလေးတို့ကဖုံးရပြီလားပြောတဲ့အချိန်မှာလူ2ယောက်တစ်စက္ကန့်မှာလူ2ဦးတည်သွားပါတယ်ခုပြောနေတယ်ခုတရားခုပြောတာအလုံးပေါင်းမိနစ်30လောက်ရှိသွားပြီဘယ်လောက်တည်မလဲစဉ်းစားကြည့်တည်ခြင်းတရားတွေအဲ့ဒါတန်ဝေကရဖို့ပဲတော့ဒီစားလေးတမင်းကဘုံလေးကိုဗာလဲမိဖြူပေးခဲ့ကြလို့အဲ့တော့ဒီဟာလေးကိုဆရာတော်ကကိုတော်လေးလည်းနည်းနည်းဆရာတော်လည်းရွတ်တယ်နှလုံးသွင်းတယ်အဓိကတော့ဝူဟန်ဖြစ်လာတော့ပေါ့တန်ဝေကတရားဟောတော့တိတ်မဟောချင်တော့အဲ့လိုနည်းနည်းလောက်ပဲဟောပြီးတော့စာရေးမယ်တရားလေးလုပ်မယ်အဲ့လိုပေါ့တရားဓမ္မလာလဲတရားထိုင်နေသည်တရားအလုံးနေဆိုပြောလိုက်ဆိုတော့နာဂမုံနိုင်ဖြစ်တယ်88 political crisis နိုင်ငံရေးအဲ့ဒါနိုင်ငံရေးကိစ္စနဲ့မဟုတ်ဘဲနဲ့ရက်ကွက်တဲ့သွားရင်ပြဿနာမရှိဘူးသူကကွက်တယ်ပေါ့နာဂမုံနိုင်ဖြစ်တယ်မန္တလေးဘာမှဖြစ်ဘူးဟိုရှမ်းပြည်နယ်ဘာမှဖြစ်ဘူးအေရဝတီတိုင်းလေးတွေမုံနိုင်နေဖြစ်တယ်ဆူနာမီဒါကြတော့သူကဖုန်ကြီးရောစစ်သားကောပါတီသမားကောခလေးကျောင်းတော့မင်းတို့ဒါအောင်မှတန်ဟိုကမရရင်ကွာစဉ်းစားကြည့်လေတော့ဘလို့မှလှုပ်မရတဲ့ຢာကြီးဟုတ်တယ်လားအပြိုကြီးလည်းပါတယ်အိမ်အောင်တယ်လည်းပါတယ်ဖုန်းကြီးလည်းပါတယ်တခုလည်းမဟုတ်ဆုံးဘာအကုန်ပါတယ်ကွာသူကအကုန်လုံးဘာမှလှုပ်မရဘူးဟိုမှာနိုင်ငံရေးဒိုအေးဖြစ်တယ်မင်းမဦးမြင့်ဦးထင်းမြင့်ကသမီးလေးဖြူဖြူကကိုကဘာသာဘယ်သွားမလဲကျွန်မဆယ်ရောကျောင်းသွားမလို့ပါဆိုရင်ဘာမှမတားဆီးဘူးလေဟိုရွှေတုံဖျားမှာဒိုအေးအော်မဲ့သူပဲတားမယ်လို့သူကတတိတသန့်ဖြစ်တယ်ဒါက everybody နဲ့ဆက်သွယ်သွားတယ်တော်တော်မှအဲ့ဒါမှမင်းတို့တန်ဝေကမရရင်မရတော့ဘူးလို့တွက်လိုက်တော့အဲ့တော့အဲ့ဒီပထမဆုံးမြင်လိုက်တာနိုင်ငံခြားမှာတခါလဲဟိုအစားတောက်တွေဝယ်နေရတယ်ကြည့်တော့မှဟာဧကနာမညာဘူးတယ်နော်ညီတို့ဧကနာမကိန်းတပ်ပေတ္တအာဟာရထိတယ်နာဘူးတယ်ကုမာရပညာကုမာရပု္ပ္ပာအဖြေရှာဆိုဟောနာဘူးတယ်နော်အရေးကြီးဆုံးတရားတစ်ခုကဘာလဲတဲ့အာဟာရတဲ့ဟာမှန်တာဟိုမှာကြည်စံစားဖို့တောက်ဖို့အတွက်ငါတို့ကြောင်းလဲတန်ခါ90ကိုတဝက်လောက်ပြန်မယ်ထင်တယ်အခုအစိတ်လောက်ကျန်တယ်နေ့တိုင်းအခုချက်ကျွေးနေရပါတယ်လာပို့တဲ့လွယ်ရှိပါတယ်နေ့တိုင်းချက်ကျွေးနေရတယ်လေအာဟာရလေသဗ္ဗေတ္တာဟာဖျားရှင်တရားတွေကွာဒီလိုဒုက္ခတွေတွေ့လာတော့မှဖျားတရားပို့လို့မှန်းလာအဲ့ဒီအာဟာရတွေဝဲတာတောင်လူနေပြီဟုတ်တယ်လားသဗ္ဗေတ္တာအာဟာရထိတိကအဲ့လိုရေးခင်းတွေဖြစ်တဲ့အခါမှာဖြစ်တဲ့ဘာညာကိစ္စတဘာဝပတ်ဝန်းကျင်ဖြစ်တဲ့အခါမှာကိန်းဧကန္နမကိန်းတရားတစ်ခုအရေးကြီးဆုံးပါလဲအာဟာရပြောခဲ့ပြီနှစ်ခုအရေးကြီးဆုံးယုံနံမရှိရင်အဲ့ဒီအာဟာရရလို့လားလို့ဒွေနာမကိန်းတရားနှစ်ခုပါတယ်လေနံယုတ်အာဟာရဘာကြောင့်စားရတာလဲနံယုတ်ရှိလို့ရုပ်ရှင်လေးကြည့်တယ်နံလေးနံအာဟာရလေးတရားလေးနာတာနံအာဟာရလေးတရားတော်ဖုံးဆက်တာလေးညီမလေးနဲ့အကိုကြီးနဲ့ဖုံးပြောတယ်နံအာဟာရလေးဖတ်တာလေးဟာဒါဖြင့်နာယုတ်ရှိလို့အဲ့တော့တရောသုံးပါးပါလေဝေဒနာဟောလာပြီအဲ့ဒီနာယုတ်ကလည်းဘာဝေဒနာမှမခံစားရရင်ထမင်းစားလိုက်လို့ပေါ်ခြင်းလည်းမရှိဘူးငန်ခြင်းလည်းမရှိတော့ဘူးဆိုရင်ဘာပြောဦးမှာလဲသမီးရဲ့နစ်စားတွေပေါ့လိုက်တာအဲ့ဒီမှာဆရာတော်ကအရင်တော့ဆရာတော်ကဆွန်းလေးဆိုပျော့တခုပေါ့ဗျာကိုတပည့်တွေအာစာရတို့အစင်သင်လေးဖြစ်မှကြိုက်တယ်ကိုကာကိုလာလေးဆိုတံမြာသီးလေးညှက်အဲ့လိုလေးကိုကာကိုလာအချိုးဆိုတံမြာသီးလေးညှက်ဆိုစာတွေကြည့်တာများပြီးတော့မျက်လုံးဖြစ်ရနေအိတ်နည်းနည်းမကောင်းတော့ဆိုတော့ချိုတတ်တွေကျသွားတယ်
80လောက်ပဲရှိတော့တယ်တကြတဲ့တကြသွားပြန်ပြီးတော့ကိုကပြန်တော့အဲ့လိုဆိုတော့အခုဒီမုံတိုင်းဒီကိစ္စမှာတော့တပည့်တွေလည်းရှိပါတယ်ပေါ့တာလေးတာငန်းတာချိုးတာဘာမှမကြီးတော့ပြီးတော့ပေါ့ငန်းလေးအစားတောက်နဲ့ပတ်သက်ပြီးအာဟာရအတွက်နဲ့တိုက်ပွဲတွေဝင်နေတဲ့ချိန်မှာသူတို့လည်းစကားတခွန်းဆုံးပါပါတယ်ဖက်နှက်မရှိတာမပြောနဲ့ဖက်နှက်မရှိတာမကြီးနဲ့ခြေထောက်မရှိတဲ့သူကိုအာနာရပါစေဗါတယ်လေမင်းတို့ကဖက်နှက်မရှိတာကိုမင်းတို့ကညီးနေတာလေကျောင်းကဖြတ်လာနေလှိုင်သားအထွက်မှာဒီအိမ်လေးတွေနဲ့ကိုကအေယာကွန်လေးနဲ့မီးလေးရေလေးနဲ့ပြည့်ပြစုံနေနဲ့အဲ့ဒီလူတွေကြည့်လိုက်တော့ဖက်နှက်မရှိတာကိုမညီးနဲ့ဘာမရှိတဲ့လူတနာမှာပြီးသွားပြီဆွမ်းလေးမှန်ဦးနေခင်မီတောင်းတော့ပို့လိုက်တယောက်ကလာပို့လိုက်ဆန်လေးပို့လိုက်နဲ့မှန်လေးဖုံးပေးနေရငန်းနေတဲ့လူတွေရှိကောင်းရှိလိမ့်မယ်တည်တဲ့သူတွေထုတ်ကအဲ့ဒါတွေပြပြနေဘုန်းကြီးကဆွမ်းလေးပြော့တာစက်သားလေးမနူးတာစိတ်ဆိုးနေမတော်ဘူးလေတရားကြီးဖက်နဲ့ဖြတ်သွားအဲ့တော့ကြမှာအာဟာရတန်ဝေကနော်သမီးမဖြူလည်းပေးခဲ့ပါမှတ်ခဲ့အမေဝမ်းကောင်းဆဲလာညောင်းမြကြတယ်ညောင်းတယ်ဆိုတာဆဲလာလေအမျိုးသမီးတွေပိုတရားရတဲ့နဲ့ဒလမှလည်းဟောဖို့တဲ့မာတုကာမတွေပိုတရားရတဲ့နဲ့လို့ညီတို့ကခန္ဓာဒုက္ခနဲ့ပို့ပြီးဆက်နေတယ်ယောက်ျားတဲ့ဆိုင်နေတိုင်းဈေးသွားတာဒီဒကမတွေခလေးမိုးရတာဒီဒကမတွေနိုးတက်ရတာဒီဒကမတွေဥရုဓမ္မတာဒီဒကမတွေကိုဝင်ကြီးဆောင်တာဒီဒကမတွေမရပါဘူးတယောက်မွေးလဲတန်ဝဲကမရပါဘူး9ယောက်မွေးလဲတန်ဝဲခမင်းတော့ဘယ်နှယောက်နဲ့တော်သေးတာပေါ့ဟိုဒီထဲမှာနည်းနည်းခက်မြတ်မွေးရတာဘယ်လိုရှိလဲတောင်းကမရပါဘူးရလားမရပါဘူးရလားမရပါဘူးအကြာကြီးတဲ့အမိဝမ်းကောင်းဆယ်လညောင်းမြအောင်းငယ်ရကြီးတီတန်လေးနဲ့ဘယ်နှခုရှိသွားလဲတစ်ခုမှတ်ခဲ့ပရိသန်တွေတီနေရတာအကြာကြီးဗျာဆယ်လတိတိဟုတ်တယ်လားအမိဝမ်းကောင်းဆယ်လညောင်းမြအောင်းငယ်ရကြီးတီတန်လေးနဲ့လူပြေလူရွာရောက်ပြန်ပါလေရောက်လာပြီဘာရှိလဲဦးနာသိလေးခုထိုးကြဇာတိပရိသန်တွေရဲ့အိုနာသိဟုတ်ပြီနော်လေးခုရှိသွားပြီလူပြေလူရွာရောက်ပြန်ပါလေအိုနာသိရေဒုက္ခဘေးကြောင့်ဒီဝူဟန်နဲ့များအကိုကြီးညီမလေးဟိုကလူကဒီလမ်းပူဟုတ်တယ်နော်ပူတာအဲ့ဒါယောဂပူတာမဟုတ်တာနဲ့ထွက်သွားတာလေငါလဲဟာဟိုဖြူဖြူမေးဆုံးอ่ะဆိုတော့ဒီယောဂနဲ့များလို့ဒီလိုဆိုဘုန်းကြီးတစ်ပါးလေဓမ္မစီကျောင်းကတပားတွေ့တယ်ဆိုရင်တပားတွေ့ဆိုတာဖုံးခိုးတာတွေ့လို့ဖြစ်မှာမင်းတို့တပားတွေ့ဆိုတာနဲ့မဝမ်းပဲတော့တေးရသွားပြီဓမ္မစီကျောင်းမှာဖုံးတပားတွေ့တယ်ငါတို့ရဲ့တငယ်ငါတို့ဒလသားလို့ပြောမလို့မင်းတို့သိလိုက်ပြီဟာဝမ်းလားတန်းဖြေလိုက်ဒလမှာ2ယောက်တွေ့တယ်ဆိုတာတွေ့ဒလမှာလေဓမ္မစီကအပြိုကြီးချော2ယောက်တွေ့တယ်ဆိုတာနဲ့ဒလမှာလေအပြိုကြီး2ယောက်တွေ့တယ်ဆိုတာနဲ့ဝမ်းလားတန်းမေးပါဒါပဲမေးပါလေကိုရိုနာပဲမေးတော့မဟုတ်လား2ယောက်တွေ့တယ်ဆိုရင် तू ဘာတွေ့မလဲဟာမင်္ဂလာတော်ကလေငါညမ2ယောက်အကိုကြီးအပြိုကြီး2ယောက်ဖတ်ဟိုကိုရိုနာအဲ့ဒါတန်းပြောမှာခင်မမိတောင်တို့ရဲ့အာစိန်နဂန်တွေက2ယောက်လင်းတော့လိုက်သွားတယ်ပြောချင်တာဒါ तू သွားဖတ်ဝူဟန်လားမေးပါလေမဟုတ်ဘူးယောက်ျားနောက်လိုက်သွားတယ်ပြောတာ तू ခင်မမိတောင်တို့အဖွဲ့တွေကဗါလေအပြိုကြီး2ယောက်ဗါလေဟာကိုလေဟိုအာစိန်နဂန်အဖွဲ့ကလေခင်မမိဖြူရောခင်မမိတောင်တို့ရဲ့လေအာစိန်နဂန်တွေကအပြိုကြီး2ယောက်ဘာဖြစ်လို့ဘုံမရကိုရိုနာလားမဟုတ်ဘူးယောက်ျားနောက်လိုက်သွားတာသူတမ်းပြီးသိတာကိုသိထားတဲ့အရာကိုပြောချင်တာအဲ့ဒီရဲ့ဟိုကလူကလမ်းပြီးတော့ညီမလေးနဲ့အဖေမေတွေကိုမတ်စတေတက်ဖို့လူတွေရှိသွားရင်3ပေချဖို့3ပေလည်းမချလိုက်အောင်မတ်လည်းမတက်လည်းမိုးရံနဲ့ထွက်သွားဟုတ်တယ်လားတောင်းအိုနာသေးဒုက္ခပြီးကြောင့်စိတ်အေးကိုခိုင်မနေနိုင်ခဲ့စိတ်အေးမနေနိုင်ဘူးနေနိုင်လားဆရာတော်သွားဆရာတော်ပြမတ်ပါမင်းတို့ကြည့်လေစိတ်အေးကိုခိုင်မနေနိုင်ခဲ့ဆရာတော်ရှိကြောင်းလာမယ်ဆိုလို့ရှိရင်လေမင်းတို့နည်းနည်းလေးစဉ်းစားရတယ်ဆရာဘုန်းကြီးကျောင်းလာလို့မှရရလားဘယ်နေရာအောင်စဉ်းစားရတယ်စိတ်မအေးဘူးလေမှန်လိုက်တာတောင်မြုပ်မာကန်းတော့ဆရာတော်ကြီးသမောဘာသာတိကစေကိုယ်ကင်မနေနိုင်ခဲ့အဲ့ဒါအကျိုးဒုက္ခတွေနော်ခွဲတော့မယ်ပရိသန်နေနေတဲ့ဒုက္ခဓမ္မရာဒုက္ခအိုရတဲ့ဒုက္ခဓမ္မရာဒုက္ခနာရတဲ့ဒုက္ခဓမ္မရာဒုက္ခသေရတဲ့ဒုက္ခဓမ္မရာဒုက္ခအဲ့ဒီဒုက္ခသစ္စာမသွင်းဘူးမဝင်မထဲဘူးငါတို့ကမထဲဘူးထောလို့ဇာတိပိဒုက္ခလို့ရတယ်ထဲလို့ရတယ်အကျိုးဒုက္ခဖြစ်ရင်သိနေပြီးသားလာပြီဆိုင်ဒုက္ခခံပြီးမှလည်းဟာဆိုင်ဒုက္ခခံပြီးမှလည်းမြားလာပေရွာရောက်ကြရှာကြီးငကိုဒုက္ခကိုဘာထဆောင်းတာအပိုဒုက္ခထဆောင်းတာမသိပဲပြောမနာလို့
window အိတ်သားမစီဟောလူတွေကြည့်ရတာလေဒီလောက်တန်ဝေကရမယ်ချိန်မှာလေဟောဗျာဆိုင်ဒုက္ခသစ္စာတွေဒီလောက်ခံနေရပြီးတော့မှဆိုင်ဒုက္ခခံပြီးမှလဲမြန်လာပေရွာယောက်ျားရှာကြီးတဲ့ဇတိဇရာဗျာတိမရဏအပါယဒုက္ခအဲ့ဒါအကြောင်းသစ္စာကြောင့်ဖြစ်မဲ့ဒုက္ခအဲ့ဒုက္ခမဖြစ်ပါစေနဲ့ဦးရင်းမြတ်သဘောပေါက်ပြီလားဆိုင်ဒုက္ခခံပြီးမှလဲမြန်လာပေရွာယောက်ျားရှာကြီးငါ့ကိုရှိသွားပြီအတိတာရှိဤဝိဘေးနဲ့အဲ့ဒီဘေးမျိုးအတိတ်တုန်းကကြုံခဲ့ပြီတဲ့ဗါတယ်လေ yesterday we feel yesterday in past time မနေ့ကတော့အတိတ်တုန်းကခံစားပြီးပြီတို့ဒီအကုန်လုံးပဲ we feel in past time yesterday တို့ခံစားပြီးပြီဒါအတိတာရှိဤဝိဘေးနဲ့နောင်ရင်းနာကတို့ရတယ် tomorrow လာလေဦးမယ်So we will be feeling tomorrow in future လာလေဦးမှာအဲ့ဒါလာမှာတော့အတိတာဘေးအတိတာဟောအတိတာရှိဤဝိဘေးနဲ့နောင်ရင်းနာကဒုက္ခထက်လေအနာကမှာဒုက္ခတွေထပ်ပြီးလောင်းမယ်အကြောင်းခံရဇာတိစရာဗျာတိမရဏမွေးအိုနာသိအပေအတိတ်ဘေးအနာကဘေးလာပြီကိုပြည့်စုံပါမှာလေကမခင်မီတော့ဟိုတနေ့မလေးအာကြနဲ့ကြောင်းထဲမှာဟောဘုံလွယ်တာမပြောတာလေးချက်ပြောတယ်မလွယ်ဘူးဝဲတယ်ဆိုမလွယ်ဘူးလားစီဝါကြီးကလည်းမကောင်းတော့ညီတို့ငါဘာမှဖုံးလည်းမဆက်ပါဘူးမင်းတို့တော့ဘလို့စားတော့နေထိုင်တာမသိတာဖြစ်ချင်းကြောင့်ဘာဝယ်ပေးပါလို့ညီမအရင်တော့မှမပြောပါဘူးဘလူးမှမပြောပါဘူးကန်ရှိရင်စားပါတယ်မနေ့ကကော်ဖီတစ်ခွက်တောက်ပါတယ်ကော်ဖီတစ်ခွက်ပေါင်မို့တစ်ချက်နဲ့ချိုးကြပါတယ်နော်ချိုးကြပါတယ်တချို့ကကြတော့ဒီအချိန်ကာလမှာခင်မတို့ကြောင်းရောက်တယ်ဝါတော့ဘာမှလုပ်စရာမရှိတော့စားလိုက်အဲ့လေဝါတယ်တို့ကတော့ကြတော့ဟိုတနက်လေးကောင်းပဲပုံပေးပါတယ်မနေ့ကကော်ဖီလေးနဲ့ဝီးစည်းကိစ္စလေးနဲ့အောင်ဆိုပြီးတော့ဟောတိုင်းပြည်ဒီလိုဖြစ်နေချိန်ကမှာမမျော်လင့်ပါဘူးဘာမှမလုပ်ပါဘူးဟုတ်ပြီနော်ဘာဖြစ်လို့လဲမပြတ်ခုခါဖြစ်တုံးမှလဲအစာရှာရထိုဒုက္ခကြောင့်အလွန်ကြီးတယ်ဗျာအဲ့ဒါကြီးလားနေတိုင်းဘာလို့လဲဒီအတွက်ပရိယေသနာဝန်စားရေးမင်းတို့ပြောတယ်မငါတွေးလို့ဟောစိတ်အငိမ့်တစ်ခုသွားကြည့်တာအငိမ့်မင်းတို့မျက်ရည်တွေကြာပြန်လာငငယ်တဲ့တောင်ဝက်ရတယ်အဲ့ဒီတချင်းလေးနဲ့ဟာပရမတ်သွားတချင်းဖွင့်တာမာစင်မာဆရာတင်ကပေးတယ်အဲ့ဒါလေးပြီးတော့မှအဲ့ဒါလေးကတယ်အငိမ့်ပရိယေသနာဝန်စားရေးမငါတွေးငိုချင်းနဲ့လည်းကြီးရတယ်အော်ဟုတ်သားပဲခင်မင်းဘာဖြစ်လို့မျက်ရည်ကြာတယ်မင်းကောင်းမအဲ့မင်းသမီးကြိုက်နေတာမဟုတ်ဘူးလို့ငိုခြင်းရဲ့နဲ့လည်းကြီးရတယ်ရည်ရဲ့နဲ့ငိုရတယ်အဲ့ဒါတစ်ချက်ပေါ့အိုးဒါပရိသနာတွေ तू ကသူများကခိုင်းတယ် तू ကကနေရသူများငွေငိုခိုင်းတယ်ကန်ဆက်ဆရာခိုင်းကလေးဆိုတရားတော်မရဘူးကန်ဆက်ဆရာလို့တော့သိလိုက်တယ်အဖေကိုပြန်မေးဦးမှာဇက်ဆရာဆိုတာကန်နဲ့တူလားပေါ့ဆိုအဖေကဟုတ်တာဘောကွာဇက်ဆရာဒီနေရာမှာခင်မင်းတော့ငိုနှစ်ယောက်ကြားနောက်မိမယူနေယောက်ျားနဲ့ရန်ဖြစ်ဘာမဖြူရောင်းကြီးသွားငိုဟာအကုန်အဲ့ဒါငါစီမန်းနဲ့မင်းတို့ကနေရတာလေအဲ့ဒါပေါ့ဇက်ဆရာတိုင်းလုပ်တာလေတားရတဲ့ကန်ကဆိုတော့အဲ့ဒီတည်းကန်ဇက်ဆရာကိုသိတော့တန်ဝေကရတယ်ပေါ့ခလေးပေါ့တန်ဝေကရပြီးတော့ကြည့်ရမပျော်တော့ဖြစ်သွားတယ်ပရိယေသနာဝန်စားကြီးပရိယေသနာဆိုစကားလို့မသိဘူးပရိယေသနာကိုဘိုက်လို့တက်ပတ်လိုက်တာဝမ်းဆိုအဖေကမဟုတ်ပရိယေသနာဆိုတာရှာတာလာပြီဗျမပြတ်ခုခံဖြစ်တုံးမှလဲအစာရှာရထိုဒုက္ခကြောင့်နေရှာလားညနေညမဟုတ်ကိုတယောက်ထဲလားဟုတ်အဲ့နေညအတွက်ကိုလေကိုရောစိတ်ကိုပူရလားနေညမဟုတ်ကိုစိတ်ပူ၍သူငါတယောက်ထဲလားဘုန်းကြီးရောပါလားပါတယ်နိုင်ငံရေးသမားတွေရောနိုင်ငံသားလူရောပါတယ်သူငါလူရကသည်သူငါအဲ့ဒီလူကတွေမသက်တာတွေရှစ်ဖြံတန်ဝေရာရောက်နေအဲ့ဒါဒီကိုရိုနာဗိုင်းရပ်စ်နဲ့အဲ့ဒီကတော့ရှစ်ခုတော့အသေးတာမှတ်ပြီးတော့ပဲနော်ပါတယ်လေနေရောညရောအဲ့ဒီအစာရှာရတဲ့ဒုက္ခဘာလို့ရှာရတာလဲမေးပြီတဏှာကြောင့်ပေါ့ကြောင့်အားကြသူကသစ္စာသွင်းပြီထေရဝါဒဒါသနာတံပရာဖိုင်နယ်မှာလို့သွင်းပြီအရင်ကဆရာတော့နည်းနည်းလေးသစ္စာသွင်းနည်းနည်းလေးမြန်တတ်တယ်ခုဆရာတော့နည်းနည်းလျှော့လိုက်ပြီနော်ဆိုတုံးလျှော့ပြီလားနည်းနည်းမြန်နော်ငါသစ္စာသွင်းရင်ငါလည်းအရိယသစ္စာရောက်ရင်ငါဇောရှိတော့နည်းနည်းမြန်တယ်ဗျခုတော့ငါနည်းနည်းလျှော့လိုက်ပါပြီဘာလဲလဲအဲ့ဒီခုနကတော့တန်ဝေကရမယ်ရှစ်ခုထဲမှာဒီမယာတွေခဏထားမပြတ်ခုခါဖြစ်တုံးမှလည်းအစာရှားရထိုဒုက္ခကြောင့်ဓမီတို့လည်းရှားပါတယ်မနေ့ကကိုတော့လာတယ်အကြောင်းမှာဒကမဟို
မောင်ကျော်မတ်ချိုဆိုတဲ့ပြန်လို့တယ်ကောသူတို့ကမပြန်တော့ဘူးဆိုတော့ကဲမင်းတို့ချက်ကွာဆိုသူတို့ကလည်းအိမ်မပြန်တော့ဘူးပြန်ဆိုအမိချိုတို့ချက်ပေါ့အဲ့တော့ဒိုရေးမြင့်နဲ့သူတို့နှစ်ယောက်ချက်တော့ချက်တဲ့လူတွေကပြန်သွားပြီပတ်စံထွက်တဲ့လူကပြန်သွားတော့ဥဒုနန္ဒာဆရာတော်တဲ့မနေ့ကချက်ဖို့ဒါမရှိဘူးဟာတလားသိန်းစိတ်လောက်ကုန်တယ်ဒါယူသားဆိုပြောတာဘုရုရှိမှမတောင်းဆရာတော်လည်းပါသွားပြီမရှိတော့ပါသွားရတယ်ပါသွားတော့သူများကိုမချိုးကြံပါဘူးည8နာရီ9နာရီရအေယာကွန်လေးဖွင့်ပြီး10နာရီလောက်မှကျင်းတဲ့ခါကျရင်အေယာကွန်ပိတ်လိုက်ပါကိုတယောက်တည်းချိုးရတယ်ဒီမဲ့လူတော့မပိတ်ခိုင်းပါဘူးပြီးတော့မနေ့မိုးလင်းကန်ကြီးမှ9နာရီလောက်ထိုင်နေတယ်အသက်ရှူချက်တယ်အေယာကွန်နဲ့အိတ်နေကြဆိုတော့အဲ့လိုချိုးရပါတယ်နော်ဆရာချိုးရတာပြောတာပါဟောငါနည်းနည်းလေးငါလေးနဲ့ငါဒီလိုလေးချိုးရလိုက်တော့အပြင်ဘာမှမထီရောက်ဘူးဆိုတော့ပဲကြံခဲ့တဲ့ကိုတော်တွေဒီမဲ့သူတွေသူတို့သုံးရင်သုံးပါစေတော့ဆိုအဲ့ဒီတွေငါမေတ္တာဖြစ်နေတယ်လို့တွက်လိုက်နည်းနည်းလေးပဲအိုက်လိုက်မယ်နည်းနည်းလေးပဲအိုက်လိုက်မေတ္တာဖြစ်စိတ်ငါအစာသူများသုံးပါစေတော့6သိန်းဝက်လောက်ကြတယ်မိတာကဟောတော့မိရေဖို့မိဖို့ဘာညာတာကနဲ့ဆိုရင်တော်တော်ပါနေတယ်ဗျာနော်တရားဝဲတွေလည်းမရှိဘူးတရားဝဲတွေလည်းမရှိဘူးအဲ့တော့အဲ့ဒါတွေကိုအရှင်မင်းဘုန်းကြီးခင်မိတောင်းလို့ပြောမယ်ပေါ့ဘုန်းကသမီးတို့ထဆိုင်လည်းမထွက်ရတာလာပါလားအဲ့တော့ तू ကနောင်ရင်နာကဒုက္ခထက် तू ကကိုယ်ထပ်ပြီးပတ်စံတော့ကြာချီးဦးပါလေဘုန်းကလည်းတပည့်တော်လည်းဆိုင်မထွက်ရတာဘယ်လောက်ကြာရှင်မင်းအေးဟောငွေစုကပတ်စံလာချီးဦးပါလေထပြောလိုက်ရင်လေပူဆိုးသွားမယ်လေဖြူအောင်သမီးရေဖုံးလဲအာဟာရကြဘုံကအကိုကြီးကပတ်စံပို့တာပတ်စံပို့တဲ့လမ်းကြောင်းနေပိတ်နေဆိုတော့တော့လာမဲ့ဟာတွေကဒုက္ခတွေကလာမာတွေကဆိုတော့ဘလူးမှဘာမှမပြောရဘူးရှိသူမစုလေးထုတ်ပြီးတော့အဲ့ဒါတုံးပါပဲလားကိုချင်ယိုကြီးကိုအာကိုပြီးနေတဲ့ဒီဖုန်းကြီးတွေငတ်ထားလို့ရမလားမရဘူးအဲ့တော့မရဘူးအရင်တော့တယ်လီဖုန်းပို့ပါပေးတယ်မပေးနိုင်ဘူးစားရေးတော်ရေးပဲပေးနိုင်ဟုတ်တယ်လေဒါတော့ sorry ပဲလေဟုတ်လားအဲ့လိုဆိုတော့ဒီအာဟာရအစာရှာရထိုဒုက္ခကြောင့်နေရမဟုတူငါကိုစိတ်ပူဤတူငါလူတကာမသက်တာဘူးပါတယ်လေပါတယ်နော်ဆရာကြီးဘလောက်ကောင်းလဲချမ်းသူကငါမသက်တာဘူးဆိုအဲ့တော့တို့ကသစ္စာသွင်းတော့မယ်တဏ္ဍသမီးယူတဲ့စာရွက်လည်းပေးခဲ့တယ်တဏ္ဍပရိစ္ဆပရိယေသနာရှာရတာဘုရုအကြောင်းပြုတာလေတဏ္ဍကိုပရိစ္ဆအကြောင်းပြုပရိယေသနာရှာရပါသည်ရှာတာဘာကြောင့်ရှာတာလဲတဏ္ဍကြောင့်ဘာလဲလဲတဏ္ဍကိုအကြောင်းပြုတဏ္ဍပရိစ္ဆပရိယေသနာတဏ္ဍကိုအကြောင်းပြုပြီးရှာတာပရိယေသနာပရိစ္ဆလာပဲရှာတော့ရတယ်ရှာတော့ရတယ်လာပါရတာဘာလို့ရတာလဲရှာတာဘာလို့ရှာတာလဲတဏှာကြောင့်ဒါတဏှာကိုအကြောင်းပြုပြီးရှာတော့ရတော့ဆုံးဖြတ်ချက်ချတယ် this is I and this is my ဒါတို့ကိုကြီးပြလိုက်တဲ့ဖုန်းဒါမှဒီဖုန်းလေးဒီကွန်ပျူတာလေးကဖြူအောင်လို့လွှဲတဲ့ဖုန်းဖြူအောင်လွှဲတဲ့ကွန်ပျူတာ this is mine ဒါငါဟာအတ္တရဖြစ်သွားတယ်ဆုံးဖြတ်လိုက်ဝိနည်းစယံပရိစ္ဆစန္ဒရာကအဲ့တော့အခုဖုန်းနေပြောက်တယ်ဆိုတော့မကောင်းတော့မကောင်းဘူးဗျာတော့အရင်ကတဏှာနဲတယ်ဖုန်းနေတဲ့ကြောင်းလာခိုးရဆိုတော့ခေါင်းအောင်လေးထည့်ရတယ်အရင်ကဒါတွေမရှိဘူးသူများဖုန်းလေးတွေ14 5သိန်းတန်တယ်လေအရင်ကအဲ့ရမရှိဘူးဟောဗျာမနေ့ကမှဖုန်းလေးသိရင်တဲ့ကွာအခုတော့ဖြစ်တော့ပါဘူးလို့ဒါကိုယ့်ပစ္စည်းကိုသိမ်းတာတော့ဘာသူဖုန်းနေလာပျောက်တယ်ဆိုတာဟုတ်ဆိုတော့ငါဖုန်းနေလေဖြူသမီးဖုန်းပျောက်သွားတယ်ပြောရလဲအချက်ကကိုယ်အဲ့ဒါခေါင်းအောင်လေးညထိုးအိမ်တော့သိမ်းရပြီလေအာရခတွေ့လားဒုက္ခစန္ဒရာကတက်မဲ့လာတယ်တက်မဲ့တော့ဟောဣဇောဒနာကိုပစ္စည်းတွေသူများပေးကျင်တော့ဘူးပရိက္ခသိမ်းစီလာပြီသိမ်းစီပြီးတော့မစ္စရိယငါဖုံးတော့ဝင်းတိုးလာတယ်တွေ့လားအကြောင်းနေတဏှာနေအကြောင်းခံတော့ရှာတော့ရတော့ဆုံးဖြတ်ချက်ငါပစ္စည်းဆွမ်းရှာပြီးတော့မှတက်မဲ့ပြီးတော့မှအဲ့ဒါလေးကဣဇောဒနာပြင်းထန်ဆိုတာပြီးတော့မစ္စရိယသူများမပေးကျင်ဘူးဝိသရာတပည့်တော်ဘာလို့သိယူသေးလားပစ္စည်းမပြောက်သေးဘူးသူများပစ္စဆွဲပြီလေဟုတ်တယ်ဖုံးပြောက်သွားတော့မင်းတို့နေပါအောင်ကွာ CCTV ပြန်ကြည့်ကျောင်းထဲကဖုံးရှင်သူဦးကဖုံးပြတော့နှစ်ပါးနေတော့ပစ္စည်းပြဥစ္စာပြောက်ငရဲရောက်ဘယ်တော့မှငါမဆွဆွဲဘူးနေပါအောင်ကွာကျောင်းကဖုံးကြီးတစ်ပါးယူဇလာဖြစ်မယ်ဆိုတော့ပြန်ကြည့်တော့မှအင်ကြီးအဖြူနဲ့လူဖြစ်နေတော့တော်သေးတော့ဟော CCTV ထားတာမဟုတ်ရင်သူ့ငါတင်ငါသူတင်တယောက်တော့မကောက်ဦးသူရအခန်းထဲလာတယ်ပျောက်တယ်ဖြစ်သွားဟုတ်တယ်ဟုတ်ဟောပစ္စည်းပြောက်ငရဲရောက်ဦးတပည့်တော်ဖုံး तू ကလာကြိုင်တာလေအခုကိုယ်တော်လည်းဖုံးရတမိုးကြီးတော့ကြောက်တယ်လေသူတို့ငါဘာမှငါကွာတရားထဲမှာကွာတနေရတရားမှာဘယ်မှာလဲငါဟောလိုက်ပါလေ
အော်ဆရာတို့မြတယ်လီဖုန်းတော့မကင်ဘူးပေါ့မရှိပါဘူးလို့ပြောလိုက်တယ်မှာသူ့ကိုကကြားသွားပြီဖုန်းသွားလှူလိုက်တယ်ပဲငါသွားဟောမိလိုက်တယ်ဆရာတော်မှာကားမရှိပါဘူးဗျာကိုမမောင်ဦးရဲ့ပြောလိုက်မှာအခုလည်းဆရာတော်မှာဘုန်းကြီးတွေဆုံးကနေရပါတယ်ကိုမောင်ဦးရဲ့လို့ပြောလိုက်သူကြားရမြအကုန်လျှောက်လှူနေတော့လေအဲ့ဒါလေးမင်းကဟောကင်ကြည့်ပြောငါလေးစိတ်မကောင်းဘူးငါကခုတော့ငါလေးဘာဥပါဒမတငါဖြစ်နေလို့နေဆိုင်လို့စားတယ်ကွာတော့ခတ်ချင်းလည်းမရှိဘူးပတ်စံနေလည်းဖြစ်တယ်လို့ထားတယ်အခုကျတော့ဖုန်းတွေပျောက်တယ်မဖြူပြအောင်လို့သူကမနေ့ကမှဒီနေ့တရားအောင်လို့မနေ့ကပျောက်သွား9ရက်နေ့တရားသွားမလို့ရှင့်နေဖုံးပြောက်သွားရင်ပြဿနာတက်အောင်မယ်အဲ့ဒါလေးကိုအကုန်လုံးအခုခါတိုင်းဆိုဒါဘယ်တော့မှမယူခဲ့ဘူးအခုအဲ့ဒါတွေယူလာခဲ့တာဆရာတော်ဟောပရိကသိသိရတယ်တဲ့သိသိပြီးရင်မစ္စရိယဝင်တိုတယ်တဲ့ဝင်တိုပြီးရင်အာရခမစ္စရိယံပရိစ္ဆအာရခတော်လားစောင့်ရှောက်ရပြီဟုတ်တယ်လေအဲ့ဒါကိုစောင့်ရှောက်ရပြီအာရခံပရိစ္ဆစောင့်ရှောက်ခြင်းကိုအကြောင်းပြုပြီးတော့ဒန္တဒါနဒုက္ကိမယ်တတ္ထဒါနလက်နဲ့ဓာကင်ဟောဒုဆွဲဓာဆွဲဖြစ်လာပြီဗျာဟုတ်တယ်လေဒုဆွဲဓာဆွဲဖြစ်လာပြီကိုယ့်ပစ္စည်းထိတာကိုကလယဝိကငင်းခုံနဲ့ရန်ဖြစ်လာပြီဝိဝါဒအငင်းခုံနဲ့ဖြစ်လာတွဝင်မင်းတို့ရောက်လာမှမင်းတို့ကြောင့်ဆရာတော်မနေ့ကပြောမိတယ်ငါရဲကွာလို့ကျောင်းမှာဥစဉ်နဲ့နှစ်ပါးမရှိတော့မွဲတာကိုအမှန်တည်းတော့အဲ့ဒီဦးစင်းနှစ်ပါးရှိလို့မခိုးတာမဟုတ်ဘူးမရှိလို့မခိုးတာခေမာနဲ့နှစ်ယောက်လေးရှိတာဘာတခိုးမှမရှိဘူးလို့ခုတန်ခါ90လောက်မှပျောက်တယ်ဘယ်အခုကချမ်းသာလာတာဟုတ်နှစ်ပါးတည်းဆိုတော့အုပ်ပုံပဲရှိတယ်တဲဆိုတော့ငမွဲဖုံးကြီးဆိုဘယ်သူမှဘယ်တခိုးမှမလာဘူးနှစ်ပါးတည်းရှိတော့မပျောက်ဘူးတန်ခါ90တရားမပျောက်တန်ခါ90တရားဆိုတော့ပစ္စည်းကများလာပြီလေဘာလဲလဲကျောင်းမှာအုတ်တိုင်းလည်းမရှိဘူးเนาะမခင်ဘူးတော့အုတ်တိုင်းမင်းတို့သိတယ်လားအုတ်တိုင်းလည်းမရှိဘူးလေးပဲလေးနဲ့ဗလာဘာမှပျောက်ဘူးအခုအုတ်တိုင်းတွေရောခွေးတွေရောကိုတော်တွေရောပျောက်တယ်အဲ့ဒါကောစဉ်းစားကြတော့ဘာကြောင့်လဲဝိုင်းလို့မေးလိုက်နှစ်ပါးတဲ့နေတာပျောက်လားကြားဘူးလားပျောက်ဘူးနော်သမီးဟိုနေ့သမီးသိတာပဲလေလေးပဲလေးတန်တော့ဘာမှရေရပြေးလို့ဘာအုတ်တိုင်းမှလည်းမရှိဘူးဘာချန်စီဝဲမကောက်ဘာတော့မှလည်းမရှိဘူးဘာစရီတီဗီမှလည်းမရှိဘူးမပျောက်ဘူးဗျာဟိုကခွေးတွေလည်းရှိတယ်ကိုရိုတွေလည်းရှိတယ်တန်စူးကျိုးလည်းခတ်တယ်တတိုင်းလည်းရှိတယ်ပျောက်တယ်ဘယ်လိုလုပ်မလို့မင်းတို့မသိလို့နောက်ကကောင်တွေလာယူလို့ငါမှဒီချန်စီကိုခါတာပတ်စံ30တော့ပါသွားပြီချန်စီယုတ်ကထက်ချန်စီယုတ်ပေါ်တော့အခုတော့အဲ့ဒါဘယ်တော့မှမကြိုက်တဲ့ဘလိတ်ဓာမတင်ဘူးသူများကိုထိရမှာဆိုလို့မရတော့အဲ့ဘလိတ်ဓာတင်ရတော့တာနေတိုင်းလာတခိုးခိုးတော့ကြတော့လေကိုကတဘာတဲ့နေတာချောင်းပေးတာအဲ့တော့မလို့ရတော့မရတော့ဘယ်လိုလုပ်မလို့အရခလေးတိတယ်လုံနေနဲ့တိတယ်ငါအချိန်များတော့ရခဲ့တယ်ပါလိတဏံပရိဇာလပရိယေသနာပရိယေသနာပရိဇာလဘောအိုးအရခံပရိစ္ဆဒုက္ခရပြီဓာကရပြီဟောဒန္တဒါနတတ္ထဒါနမင်းတို့ကြောင့်လို့တွန့်ယူလို့ပြောရပြီတဲ့ဟုတ်ဗျာပေတုံညဂုံးနေတက်ရတယ်တဲ့ဟာမှုသာဝါဒလိန်ရတယ်အဲ့ဒါဆိုရင်လိန်လာတွေညာတာတွေဂုံးတိုက်တာတွေရန်ဖြစ်တာတွေဒုတ်ဆွဲဓာဆွဲတာတွေကကိုညီမလေးဖြူကိုစောင့်ရှောက်ခြင်းလို့မောင်ဦးကဒုတ်ဆွဲဓာဆွဲရတာအမေအိမ်ကိုစောင့်ရှောက်ခြင်းဟောအရခလေးစောင့်ရှောက်ခြင်းလို့အဲ့ဒါတွေဖြစ်လာစောင့်ရှောက်တာဘာလို့လဲမစ္စရိယကြောင့်ငါပိုင်တဲ့ပစ္စည်းကိုမစ္စရိယဘာလို့ဖြစ်ရလဲပရိက္ခသိသိထားလို့ပရိက္ခဘာဖြစ်လဲသန္နရာဂကြောင့်သန္နရာဂဘာလို့ဖြစ်ရလဲဝိနည်းစီကငါပစ္စည်းလို့ဆုံးမြတ်ထားလို့ငါပစ္စည်းမဟုတ်ဘူးလို့ဆုံးမြတ်ဘာမရှိဘူးရှေ့ကဘုန်းကြီးတွေတလုံးမဲ့ပိုင်တယ်သင်္ကန်းသုံးနဲ့ပိုင်တယ်သင်္ကန်းသုံးနဲ့ဒုက္ခကြီးကပကုံးမတယ်ဘာမှပြောက်ဘူးပျောက်လားပျောက်ဘူးတပိတ်ဘယ်သူမှမခိုးဘူးသုံးလို့မှမရဘူးဟာဘယ်ဘုန်းကြီးကားဖောက်သွားလို့ဟာဘယ်ဘုန်းကြီးဖုံးပြောက်သွားလို့ဖုံးမရှိတော့အဲ့ဒုက္ခမရှိဘူးလေခုဖုံးတော်ကြီးတွေဖုံးကင်တာတော့ဖုံးပြောက်တယ်တက်လာပြီအရင်ဖုံးမရှိဘူးဖုံးမရှိတော့ကောင်းတာလည်းရှိတယ်ဆိုးတာလည်းရှိလာတယ်ဖုံးတွေကိုအပြစ်တင်တာမဟုတ်ဘူးအရင်ကဖုံးမရှိဘူးမရှိတော့မပြောက်ဘူးအခုဖုံးရှိတော့ဘုန်းကြီးတွေကဖုံးကင်တယ်ဖုံးကင်တော့လွယ်လွယ်ကူကူပဲပျောက်တယ်ရှာတယ်ခိုးလို့လွယ်တဲ့ပစ္စည်းဖုံးဖြစ်သွားဟောကြည့်စမ်းလာဘဆိုတဲ့ရရှိခြင်းဟာဒါဒုက္ခသစ္စာရဲ့အစပဲလို့မင်းတို့မြင်ပေးလိုက်ပါကွာလာဘံဘုရုကြောင့်ရလဲတဏံပရိစ္ဆာဘုရုကြောင့်မဖြစ်လေတဏှာကြောင့်ရှာတော့ရတယ်သူ့ကြောင့်ကြံတဲ့အရာတွေအားလုံးကရှာခြင်းကနေဟိုဘက်ကဒုတ်ဆွဲဓာဆွဲပျောက်တာတွေမစ္စရတိဒုက္ခသစ္စာတွေထဲလိုက်သမီးတွေဘာသစ္စာလဲရတာဘာသစ္စာဆုံးဖြတ်တာဘာသစ္စာဒုက္ခသစ္စာနော်ဟုတ်ပြီနော်အေးဝင်တိုးတာဒုက္ခသစ္စာသိမ့်စီတာဒုက္ခသစ္စာစောင့်ရှောက်ရတာနေငါလို့ယံဖြစ်ရတာယံဖြစ်တာတွေမနာလိုတာတွေဂုံးတိုက်တာတွေဟာလိန်နေတာတွေတရားယုံတော်ရတာတွေဒုက္ခသစ္စာတွေအဲ့ဒါတွေဘယ်ရဖြစ်တာလဲတဏှာကြောင့်အဲ့ဒါဘယ်ရလာလဲတဏှာကြောင့်အဲ့တော့တဏံပရိစ္ဆပရိယတနာနဲ့တဏှာကသမုဒယသစ္စာဖွဲ့ပါတယ်ကွယ်ဘာသစ္စာကျွင်းတဲ့အရာတွေက
ဒါပြင်နှစ်ခုပဲမှတ်လိုက်တယ်လီဖုန်းဆရာတော်ဥက္ကသနာတယ်လီဖုန်းလေးရတဲ့ဒုက္ခသစ္စာကြောင်းကန်ရတဲ့ဒုက္ခသစ္စာမြင်လိုက်စမ်းအဲ့ဒီကြောင်းကိုလိုချင်ခဲ့တဲ့ဖုန်းလိုချင်ခဲ့တဲ့တဏှာသမုဒယသစ္စာဖွဲ့သမုဒယသစ္စာဒုက္ခသစ္စာရှိရင်ဘာဖြစ်အောင်မလဲသေအောင်မယ်မွေးအောင်မယ်ဒါပဲဒါဖြစ်ရင်ဒကမာကြီးတော်တန်းတင့်ကိုဘယ်သူတတ်လဲလို့မေးရင်ဘာယောဂခုနနှလုံးအင်္ဂလန်တို့အမေရိကန်တို့မှာဒေါက်တာဘွဲ့ယူတယ်ဘာဆိုတော့ MRCP တို့ဘာလို့ UK မှာ UK ဆိုတဲ့ MRCP ပေါ့ UK မှာ MRCP သွားတက်ရင် cardiologist ခေါ်တာ cardiologist အဲ့ဒီနှလုံးယောဂအတွက်မယူနဲ့နိုင်ငံခြားမှာနှလုံးယောဂအဖြစ်များတာဖြစ်ချင်းကြောင့်အဲ့ဒီနှလုံးယောဂနဲ့ပတ်သက်လို့ဆိုတော့မဖြူအောင်ဒီ MRCP နှလုံးဖြစ်တယ်ဆိုရင်အာရှတိုက်ကိုသွားအင်္ဂလန်မှာအလုံးမရအောင်ဆိုတော့ပထမဆုံး UK နိုင်ငံသားကိုဦးစားပေးလိုက်ပါတယ်ဒုတိယယူရိုကိုဦးစားပေးပါတယ်တတိယ Commonwealth ကိုပေးပါတယ်စရုဒ္ဒကြမှာအာရှဆိုတော့၄ဆင့်ဆိုတော့မရနိုင်ဘူးတရားမှာသူတို့ကဘလို့တော်လဲဆိုတော့ဟိုမအေးမြင့်ဒိုအေးဆရာတော်အမေရိကမှာရှိနေမှာဒိုအေးမြင့်မအေးမြင့်မမအေးရဲ့ဂျိုနင်းလေးရောက်ပါလေဖုံဖုံနဲ့သမီးကိုဘေရင်ကတော့ဒီလိုဟောတယ်စာချတာသူတို့ဖုံးရွှေလို့တော့ရှင်းနေကြလို့ရှိရင်ဂုံရုတွေနဲ့အောင်မယ်တဲ့ဒီနှစ်တော့ကြနိုင်တယ်လို့ပြောတယ်တဲ့ဘေရင်ကဖုံဖုံယူလာအကိုတယ်တဲ့အဲ့ဆိုရင်ငါပြောပြမယ်ရှင်းနေကြလို့ရှိရင်အောင်မယ်ဆိုရင်စာတူလားလို့မေးလိုက်တော့ဒီနှစ်တော့ MSB နှစ်ခါဖြေရတယ် course ကနှစ်နှစ်ပြီးရောနောက်နှစ်ကျရင်စာတွေအသစ်ဖြစ်မယ်တဲ့သမီးကူချက်တဲ့စာတွေရရင်ဖြေလို့ပြောတယ်ဖုံဖုံအကူနဲ့ဖြေမယ်ဖြေတော့69မှာရအောင်သွားတယ်ပေါ့ငိုပြီးတော့သမီးကိုအလုပ်လေးရဖို့ပြန်ပြီးဆူတောင်းပြီးဟဲ့အမက်ဘယ်လောက်69ဟဲ့90ကျော်သုံးမဲ့ဘယ်လိုလဲ100 plus နဲ့100 star တွေကရှေ့မှာအလုပ်ရ69လုံးမရအောင်ဘလို့နိုင်ငံညာကလေးတော်တယ်ဆို99 point မရအောင်100မှာအဲ့100မှာတော်လုံးအားလို့100 plus 1 2 star သူတို့အလုပ်ခေါ်သွားတယ်အဲ့ဒီအလုပ်ထဲမှာလဲသူကနှလုံးနဲ့ပတ်သက်မရအောင်ဒီမြက် line ကိုယူ cardiologist မရအောင်နှလုံးယောဂအဖြစ်များလို့ကဘာမှာအသေးဆုံးများတော့နှလုံးယောဂအဖြစ်များသေးတယ်အဲ့ဆိုအဲ့နှလုံးယောဂကြောင့်သေရတယ်လို့အကြောင်းရှာလဲတဲ့ခါမှာ2000နဲ့2000ခွဲလောက်ရှိတယ်ရေပုံရ it's a cause what is cause a diseaseတွေ cause DNA ကြောင့်gene ကြောင့်စသည်အဖြစ်အဲ့ဒါဒီအကုန်လုံးကြည့်လိုက်တဲ့ခါကျတော့ဒါပေသည်အာယုဝေဒဆေးပညာမှာတော့သွေးသီးရည်ပြီးတဲ့တလိပ်ကြောင့်သီးရည်ကြောင့်အာယုဝေဒဆေးပညာဒေသနာနေရလို့ခေါ်တဲ့ဆေးပညာမှာတော့ပထဝီအာဘောတေဇောဝါရောဓာတ်ကြီးလေးပါဖောက်ပြန်လို့စတဲ့3ခုအိန္ဒိယကဆေးပညာအာယုဝေဒဆေးပညာရဲ့ဒေသနာနေရဆေးပညာတိုင်းဆေးပညာမှာဘေသစ္စမင်းစုတာဆိုတာတော့ဓာဘဘမှာဘေသစ္စမင်းစုတာတော့နှစ်ခုပေါင်းလိုက်တော့သူ့ဖဲလိုက်အဓိက main ကဒေသနာနေရဆိုတာဖျားဟောပါဠိလိုတွေကသွားတာပထဝီအာဘောတေဇောဝါရောနဲ့သွားတယ်အာယုဝေဒကတော့တလိပ်သီးရည်သွေးသီးရည်သွားတယ်ဆိုအာယုဝေဒဆေးပညာမှာ3မျိုးဒေသနာနေရဗုဒ္ဓဒေသနာနေရမှာပထဝီအာဘောတေဇောဝါယောကံစိတ်ဥရုအာဟာရအဲ့ဒီဓာတ်ကြီးလေးပါးနဲ့အကြောင်း၄ကြောင့်ကံကြောင့်အာဟာရကြောင့်ဥရုကြောင့်စိတ်ကြောင့်ဆိုပြီးတော့ခွဲပါတယ်ဆိုတော့ကံစိတ်ဥရုအာဟာရကြောင့်ထေရဝါဒကြတော့ပထဝီအာဘောဓာတ်ကြီးမွေကြီးလေးကောင်ကိုက်လိုက်တာလို့ခွဲလိုက်တယ်ဆိုအာသီဝိသောမသုတ်တံဒေသနာတော်ကပထဝီအာဘောတေဇောဝါယောဒီအကြောင်းဒါရုပ်ကအကြောင်းပြောတာဒီဘက်ကဒေသနာနေရတိုင်းစိတ်ပညာကတော့ကံစိတ်ဥရုအာဟာရအကြောင်း၄ခုကြောင့်အာယုဝေဒကတော့၃ခုကြောင့်နိုင်ငံသားမှာတော့အကြောင်းတွေအများကြီးပဲ virus တွေအများကြီး so many causes of disease ဆိုတော့ဖျားရှင်ကတော့အိုခြင်းသေခြင်းနာခြင်းသေခြင်းတရားသည်ဇာတိကြောင့်လို့တခုတည်းပြလိုက်တယ်ဟာဘလောက်ကောင်းလဲဘာကြောင့်လဲမရဏဘာလို့ဖြစ်တယ်ဇာတိဇာတတမရဏမွေးရင်သေမယ်တဲ့အဲ့ဒီဇာတိဘာလို့ဖြစ်တယ်ဇာတိဒုက္ခတဏမူလကံဇာတိသည်တဏအကြောင်းကြောင့်ဟောလာပြီဒါတို့ကသစ္စာဝင်သွားပြီသေခြင်းတရားကိုကြည့်တော့ဒေါသန်တင့်ဘာကြောင့်သေရတာလဲကင်ဆာယောဂါကြောင့်ဘာနှလုံးဖြစ်လို့ဟုတ်ပြီသူယောဂဆိုမှဘိုင်းကိုရိုနာဗိုင်းရပ်စ်ကြောင့်စောကားတိုက်လို့ဟာရေနစ်လို့ငွေကြိုက်လို့အများကြီးပဲဒါပေမဲ့အဲ့ဒါကိုတော့ရုပ်တရက်သေးတာကလွေချက်နဲ့ຢာတွေတော့ပထဝီအာဘောတေဇောဝါယောကြောင့်ကံစိတ်ဥရုဟာရကြောင့်ကားဝင်တိုက်တာကံကောင်းကံမကံကြောင့်ဟောဒါဒေသနာနေရအာယုဝေဒရဲ့တလိပ်တွေသွေးတွေသီးတွေလောက်တယ်ခေပညာကလည်းအများကြီးအကြောင်းတွေရှာတယ်ထေရဝါဒကတော့တခုတည်းပဲဇာတိကြောင့်သိတာပါမမွေးရင်မသိဘူးမမွေးရင်အဇာတံအမရဏမမွေးရင်မသိဘူးမွေးရင်သိမယ်ဘာလို့မွေးတာလဲတဏှာကြောင့်ဇာတိဒုက္ခတဏှာမူလကံတဏှာကြောင့်တဏှာနဲ့ तू ကကိုထေးမြင့်နဲ့ရေသက်ဆုံရင်လည်းဘဝကိုလိုချင်ခဲ့တယ်ဘဝတဏှာရှိခဲ့တော့မတ်တန်းတင်လေးဖြစ်ပါတယ်မတ်တန်းတင်လေးဖြစ်ပြီးတော့ဥထေးမြင့်နဲ့ညားပါမယ်ကလေးတွေမွေးမယ်ဒီပစ္စည်းတွေတွေ့မယ်concept လေးမှာသွားပါတယ်တဏှာဒီသမုဒယသစ္စာဒါပြန်သမုဒယသစ္စာကြောင့်ဒုက္ခသစ္စာဖြစ်တယ်လို့မြင်လိုက်ရင်တန်ဝေကလည်းယူလို့ရပါပြီဒါပါပဲအဲ့တော့ကိုမမောင်ဦးတို့ကတော့တင်မောပေါ်မှာရှိနေတာဖြစ်ခဲ့ရင်တော့
So there are what are 9 sticks rooted in craving. Rooted in cravingဆိုတာတဏှာမူလက9မျိုးရှိပါတယ်အဲ့ဒါပါလေဓာတုတငယ်ချင်းတွေနဲ့တွေ့လို့ရှိရင်လည်းပြောနိုင်အောင် dependent on craving there's a continuous seeking အဲ့တဏှာဆိုတဲ့အရာကို dependent on ဖြစ်ပြီးတော့ seeking ရှာနေရအခုကိုမောင်မောင်ဦးသိန်းမောင်မှာရှာနေရတာ seeking ဟုတ်တယ်လားယာရုတွေရှာရမယ်ပစ္စံတွေရှာရမယ် so dependent on craving there is a continuous seeking အဲ့ဒီတဏှာရှိနေသမျှကာလပတ်လုံး seeking ရှာရင်ဘာလို့မလဲ gain ရမှာပေါ့ရရင်ဒါကတော့ဘုန်းကြီးအတွက်ညီမလေးဘုံအတွက်အဲ့ဒါကလှူလိုက်ဟာသင်္ကန်းနေလည်းမပေါ့ဘူးသင်္ကန်းအဲ့ဒီသင်္ကန်းလည်းမပေါ့သင်္ကန်း၅စုံထည့်ပြင်တာပေါ့သင်္ကန်း၅စုံတို့ရတယ်ဟုတ်ပါသင်္ကန်းလူမဲ့ဒါသင်္ကန်းဘုံအတွက်ဟုတ်ပြီနော်judgment ဘာလို့မဲလို့ဆုံးဖြတ်ပြီအဲ့ဒါဆုံးဖြတ်ပြီ last full wish ဆန္ဒရာဂတွေဒါတွေကတော့ဘုန်းကြီးလူတာဘုရုတော်လာပြီအဲ့ဒါပြီးရင်ဘာဥပါဒံဖြစ်လေ clinging at မင်းကလေးတငယ်ချင်းတွေတွေ့လို့များခေါ်တဲ့ဘုန်းကြီးဗာတရားတွေလဲဆိုရင်အဲ့ဒီတဏှာတွေဥပါဒံတွေကိုရှင်းပြနိုင်အောင်ပြောနေပါတယ်အဲ့တော့ clinging up ဆိုတဲ့ဥပါဒံဖြစ်လာရင် possessive သိသိလာတယ်ကိုဟာလေငါဟာလို့သိစင်နေ meaningless mystery ဖြစ်လာပြီဗျဝင်တိုးလာပြီဝင်တိုးလိုက်တာနဲ့ငါညမလေးပဲယောက်ျားမှမကြိုက်စေရဘူးမချစ်စေရဘူး protection အကာအကွယ်စောင့်ရှောက်ယူရပြီအဲ့ဒီအကာအကွယ်စောင့်ရှောက်ယူရတဲ့နဲ့ holding the stick and weapons ဒုတ်ဒီကိုင်းဓာတ်ဒီကိုင်းတနက်ဒီကိုင်းလက်နက်ဒီကိုင်း quarreling ညင်ခုံ disputing ဆန့်ကျင်မဲ့စကားတွေပြောတရားစွဲကြ contention ဟုတ်ပြီအဲ့ဒါ mean slandering ဂုံးတိုက် fox speak အလိညာပြောလိန်နေရတာလေအဖေအတွက်လိန်ရပါတယ်အမေအတွက်လိန်ရပါတယ်စီးပွားရေးအတွက်နိုင်ငံရေးအတွက်လိန်ရလိန်မှုတဏှာရောက်လိန်တာမခင်မီတော့သမီးနိုင်ငံရေးအတွက်လိန်နေမဖြေဘူးဟိထေရဝါဒကညီရလေကိုငွေစိုးကြီးအတွက်လိန်တာလားတဏှာအတွက်လိန်တာလားတဏှာအတွက်လိန်တာငွေစိုးလေဆရာတော်ကျောင်းဖုံးလေကိုငွေစိုးမယူပါဘူးလို့ယူရတဲ့နဲ့ပြောတာငွေစိုးကိုချစ်တယ်ငွေစိုးကိုကကွယ်ခြင်းနဲ့ protection စောင့်ရှောက်ခြင်းလို့တဏှာအတွက်လိန်တာအဲ့ဒီပုံကမှရှင်ကိုယ့်ပြည့်ကဘုန်းကြီးကြောင့်ပြည်ခိုးတာပဲလို့များတဏှာမရှိတဲ့နဲ့မလိန်တော့ဘူးတန်လိန်တာတွေဘယ်သူကြောင့်လိန်တာလဲဟိတဏှာ false speak ညာတာတွေအဲ့ဒါကြောင့်မလို့ဆိုရစမ်းမှာလူမပြည့်ဝဤလောကတဏှာကျွန်ကြီးပါတကားလူမပြည့်ဝဤလောကတဏှာကျွန်ကြီးပါတကားအလိုမပြည့်ဝတာတဏှာကျွန်နေတဏှာကြောင့်ပဲသူတို့အလိုမပြည့်နိုင်တော့ဘူးအဲ့တော့မင်းကောင်းဆရာတော်ဘုရားကြီးမာစီဆရာတော်ဘုရားကြီးဒါမာစီဆရာတော်ဘုရားဆက်တဲ့ခုနမင်းကောင်းဆရာရဲ့ကြဗျာဒါမာစီဆရာရဲ့ကြဗျာတောင်မြို့မှာကံတော်ဆရာတော်ဘုရားကလည်းငါတို့နေရဆိုကြမှာဤကဘာတဏှာအုပ်စိုးသည်တဏှာစေယမနေသာဖွေရှားဆက်ရသည်ဒီကဘာကြီးဘယ်သူအုပ်စိုးတာလဲတဏှာတောင်မြို့မှာကံတော်ဆရာတော်ငါတို့နေရဤကဘာတဏှာအုပ်စိုးသည်တဏှာစေယမနေသာဖွေရှားဆက်ရသည်ဟုတ်ပြီလားတဏှာစေတဲ့နေရာမနေဘဲနဲ့ဖွေရှားနေရတာအဲ့တော့တဏှာပရိစ္ဆာပရိယတနာလို့မှန်းလိုက်တာပါဠိတော်မင်းကွန်ဆရာတော်မာစီဆရာတော်တောင်မြို့ဆရာတော်ဘုရားကြီးတွေရဲ့ဆုံးမသွန်သင်စကားနဲ့ဥထေမြင့်ဇနီးတော်တန်တိန်နာရေးအချိန်ခါကြုံတဲ့အချိန်မှာတန်ဝေကတွေရပြီသစ္စာဉာဏ်ဝင်နိုင်ရပါစေဟုတ်ပြီနော်သစ္စာဉာဏ်ဝင်ပြီးတော့ဒီခေတ်ကာလဒီချိန်ကာလမှာတကယ်ပဲတရားလေးနှလုံးသွင်းတကယ်ပဲနေဆရာတော်စာရေးတရားနှလုံးသွင်းလို့အလွန်ကောင်းတဲ့အချိန်လေးပေါ့နော်ဘာလို့လဲဆိုတော့ဘယ်မှလည်းသွားစရာမရှိဘူးဘာမှလုပ်စရာမရှိဘူးဆိုရင်အဲ့ဒါပြင်းနေမဲ့အစားအဲ့ဒီတရားလေးတွေနာဆရာဦးလူမော်တော့တသနာတမ္ပရာနဲ့ဘာဝနာတမ္ပရာအဲ့ဒါတွေသူကဆရာတော်ပြန်တီးဖြတ်ပြီးထုတ်ပါလိမ့်မယ်ကံမြင့်မှာဟောခဲ့တဲ့တရားဘာဝနာတမ္ပရာကိုအကျင့်ကြီးနာပြီးတော့မှရေကူးရေးတာရေးနိုင်ပါတယ်တဲ့အဲ့ဒါသူစာအုပ်ရေးတာစာအုပ်သူလည်း12အုပ်လောက်ဆိုတာတော်တော်များသွားပြီအဲ့ဒါဆရာတော်တီးဖြတ်လိုက်ရင်စာအုပ်လေးထွက်သွားမှာပေါ့အဲ့တော့သူအဲ့လိုမျိုးဖြစ်သွားတယ်တသနာတမ္ပရာဘာဝနာတမ္ပရာတရားများကိုသူစာအုပ်လေးရေးတယ်ဆရာတော်လည်းစာအုပ်ရေးတယ်ဆိုလို့ဒီတော့သိချင်းတရားနဲ့ပတ်သက်လို့စက္ကန့်နဲ့သိနေတယ်ဟုတ်ပြီနော်မိနစ်တိုင်းသိနေတယ်အချိန်တိုင်းသိနေတယ်ဆိုတော့အချိန်တိုင်းသိတာဖြစ်ချင်းကြောင့်ခုနကဆရာတော်မင်းငယ်တဲ့တမြို့တရွာမရဏကိစ္စဣဓမတကားတမြို့တရွာတအိမ်ရန်၌တသိတသန့်တကန့်ချပြီးဖြစ်ရတတ်သည်မဟုတ်ချေဘူးမြို့တိုင်းရွာတိုင်းနေရာတိုင်း၌
မဆိုင်တန်ထွာဓမ္မရာတဘာဝတည်ရကြသည်ခန္ဓာနေစာပါတကားခန္ဓာဒုက္ခပါတကားခန္ဓာအနတ္တပါတကားလို့မင်းကုန်းဆရာတော်ဘုရားကြီးရဲ့ကြပြလေးတော့ဆရာတော်မှီညမ်းပြီးတော့သိတဲ့ဘောကြတဲ့ကိတာဂေါရမီရဲ့မျက်ရည်သိမ်းမှန်လိုက်တာတေသူနဲ့ရှင်သူဘုရုစဉ်းစားမလဲမေးတာမေးမြတ်စွာဘုရားတရားတွေကဘလောက်ဆော psychology ရုပ်တည်ပြီးတဲ့ဆန်နေဆိုတာခင်မမေတော့နေဖွားသေးတာနေကလည်းဟဲ့ဖြူဖြူအောင်နေမေးသေးတာလေညီတို့ကတင်းရင်တွေကပြန်ရှင်လာမလားသူကအယူမှလို့ပြောလိုက်ရင်ဒီကောင်ဒီကလေးမှတရားမရဘူးရဟန္တာဖြစ်မှာမြတ်စွာဘုရားတပည့်တော်ရဲ့သားလေးအသက်လေးပြန်ကယ်ပေးပါဗျာမခက်ပါဘူးတဲ့ဗျာမခက်ဘူးပြောတာပြန်ကယ်မယ်ပြောတာမဟုတ်ပစ္စည်းလေးတစ်ခုလောက်ရှာခဲ့စမ်းပါဟာဘာပစ္စည်းလဲဆိုတော့မုံရင်းစီကအိမ်ထဲမှာရှိတယ်သူတို့ဒီ master eye ဆိုတာကလမတွေအများနဲ့လိမ့်နေတာတို့နိုင်ငံဆိုဆန်လေးလက်တဆုပ်ပေါ့ဟာဟိုနဲ့လေဟို iPhone တစ်ခုလောက်ယူခဲ့ဆိုဘယ်ရမလို့ရမလားဘယ်ရမလဲမြတ်စွာဘုရားဘလောက်ကောင်းတဲ့တရားလဲ universal ဖြစ်တယ်ခေါ်တယ်အဲ့ဒါစကမန်ဖြစ်တယ်ခေါ်တယ်ဟိုနဲ့လေတဲ့မုံရင်းစီလေးလက်တဆုပ်လောက်ရမလားဟာမြရှင်မရလေအိမ်ထဲရှိတာရတာပေါ့တဲ့တပည့်တော့ဘာမေးအောင်မလဲတဲ့အဲ့ဒီယူတဲ့အိမ်မှာမေးလိုက်တဲ့လူသေးဘူးလားမေးလိုက်တဲ့မသေးဘူးဆိုရင်တော့ယူခဲ့ပြီဩဒါလေးမေးစကားလေးတစ်ခွန်းပဲရောက်ဖြတ်ဆိုဒလရောက်လာအငယ်ဦးထင်းမြင့်ဟေးဟိုကျမကိုလေဆန်းလေးလက်တဆုပ်လောက်မုံရင်းစီလေးတဆုပ်အိုးအိမ်နဲ့ဝင်ယူသွားသားမှာဟာနေမေးပြူတကယ်ရင်ဟုတ်လားဟုတ်ပါတယ်ကိတာဂေါရမီကိတာဆိုပိတ်ပကိုလုံးကိုလှတဲ့ကောင်မလေးအဲ့ဒါအိမ်နဲ့ဝင်ယူပြန်ယူပြီးလက်စုပ်လေးကင်ပြီးထွက်လာတော့ဦးထင်းမြင့်ကိုမေးတယ်ဟာဒါနဲ့ by the way ဟိုစကားမဆက်လေဟိုအငယ်တို့အိမ်မှာလူသေးဘူးလားညီကလည်းဟိုမှာဓမ္မစီတော်တရားလာသွားဟောတယ်ပြီးခဲ့တဲ့တလကလေငါအမျိုးသမီးဆုံးသွားတော့ရော့ရှင့်မုံချင်းစီမယူပြန်ပေးလိုက်ပြီးသွားအဲ့ဒီလိုနဲ့သုံးလိမ့်ကြောတော့သူ self understand ဖြစ်သွားတွေ့လား तू ကသူသိသွားတယ်ဖေပရော့ကောင်းတဲ့တရားတို့ထေရဝါဒအော်အိမ်တိုင်းမှာလည်းမုံချင်းစီရှိတယ်ရှိတဲ့အိမ်တိုင်းမှာလည်းလူသေးတယ်မသေးဘူးတဲ့အိမ်မှာမုံချင်းစီဝယ်မှရှိပြီးသွားတယ်သူအဲ့ဖတ်ဆိုခလေးလေးကိုလမ်းလွတ်ပြပြီးဟဲ့ဖြူအောင်မုံချင်းစီရကြလားဆိုတော့မုံချင်းစီမလူချင်တော့ဘူးအဲ့ဒီမုံချင်းစီယူရင်ဒီကလေးအသက်ပြန်ရှင်းမှာမြတ်စွာဘုရားမုံချင်းစီမယူတော့ဘူးအဲ့ဒီသေသွားတဲ့ကလေးအတွက်မစင်စားမနဲ့ရှင်သူတပည့်အတွက်စဉ်းစားပြီးဒီလိုထပ်တလဲလဲမသေးတဲ့တရားမျိုးရှိရင်အမိုးတက်ဟိုကလူကငွေဆိုးကပြောလိုက်တာဓမ္မစီဆရာတော်ကမသေးတဲ့တရားတွေပေးနေလို့ပြောရတာ immortal medicine မသေးတဲ့အမရောတတအမတဩဒရအဲ့ဒီမသေးတဲ့တရားအစစ်ဆေးစစ်လူချင်းတယ်ဟမ်ကလေးသက်မလူချင်းတော့အမတော်ဒရဘာဖြစ်လို့ကလေးသက်လူချင်းတယ်လဲခုနတိုင်းမှာတဏအဲ့ဒီကိတာဂေါရမီကသူတို့အိန္ဒိယရဲ့စနစ်ကဖြူဖြူအောင်ငါညမလေးဖြစ်လို့ငါမိသားစုရောက်လာဒီကလေးမကလေးမွေးမှာကလေးမမွေးလို့အမြုံ barren lady ခေါ်တယ်အဲ့ဒီဝင်စာ80မြုံနဲ့မိမဆိုရင်အဲ့ကောင်မကဟောနောက်ယောက်ျားနောက်ထပ်မိမတောင်ဆိုဒီကောင်မကျွံမဖြစ်သွားတယ်အိန္ဒိယထုံးစံအဲ့ဒီမှာကလေးလေးကမွေးလို့ तू ပြန်ပြီးတော့ तू ကနေရာချွေးမပြန်ဖြစ်သွားတယ်ဆိုတော့ तू အတ္တကိုတဏှာကိုမြတ်စွာဘုရားမြင်တယ်တော့မင်းတို့တွေတရားနာတော့မယ်ဆိုရင်အဲ့ဒီအိန္ဒိယနောက်က background history ကိုကြည့်ရတယ်ဘာလို့ဒီကောင်မလေးဒီလိုဖြစ်ရတာလဲသူကမလေးလေဖြူအောင်ဒီအိမ်မှာစတားဖြစ်နေတာကလေးကမရတော့ဦးထေးမင်းကအမေကြီးမင်းသမီးကအမြုံမာကြီးနော်ကြက်သိမရှိဘူးနော်အိန္ဒိယမှာကလေးမမွေးမကောင်းရှင်ကလည်းစောင့်ကြည့်ပါဟုတ်တယ်ငါကြည့်မယ်ကြာလာပြီမမွေးဘူးဆန်းနေရှိပြီဖြတ်ဆိုကိုဝင်လေးရမွေးလေတွေ့လားကျမသမီးလေးကယောက်ျားလေးမွေးလိုက်တယ်အပိုကောင်းသွားတယ်အိန္ဒိယမှာမိန်းကလေးမွေးရင်ပတ်စံနဲ့တောင်းနဲ့တင်စုထားရတယ်ယောက်ျားကိုတောင်းရတာယောက်ျားလေးမွေးလိုက်တော့ကောင်းသွားတယ်ကောင်းသွားတဲ့ခါကျတော့တွေ့လို့ကျမသမီးကကျမချွေးမလေးကသူတော်ကောင်းလေးပါဖြတ်ဆိုကလေးကသေသွားတော့ပြီးသွားနောက်တစ်ယောက်ရဘူးက10နှစ်လောက်ကလေးမရတာနောက်တစ်ယောက်ရဘူးကခရင်သွားတော့ဒီကလေးကိုအကြောင်းပြုပြီးဒီအိမ်မှာဖြူဖြူအောင်ဆိုပြီးလက်မထောင်တာခုကလေးလည်းမရှိရောလက်မမထောင်နဲ့ဆို this is I အတ္တကလေးကိုချစ်တာမဟုတ်သူ့အတ္တကိုချစ်တာတွေ့လားမြင်သွားပြီနော်ဘာတယ်လဲကလေးကိုချစ်တာမဟုတ်ဘူးသူ့အတ္တကိုချစ်တာအဲ့ဒီကလေးသေသွားတာပြန်ရှင်နေဆိုတာသူ့ရဲ့နေရာပြန်ရကြတာ no အဲ့လိုမြင်တတ်ပါတယ်ဗျာအတ္တthere's no and no mind ဓမ္မတုံညာအတ္တေနဝအတ္တနေနော်အဲ့ဒါမဟုတ်ခဏနာဟောတာအဲ့ဒီမှာအတ္တလေးကိုမြင်တော့ဖြူဖြူအောင်အတ္တကိုမြင်လိုက်ပြီကိသာဂေါရမီအတ္တဘုရားရှင်မြင်တယ်တော့မင်းသွားရှာလိုက်စမ်းလို့ဒီကလေးလေးကိုချစ်တာမဟုတ်သူဒီနေရာပြန်ရချင်တာဟောဗျာဒီနေရာပြန်ရချင်တာအဲ့ဒါမြတ်စွာဘုရားပြောတယ်မြတ်စွာဘုရားတဲ့တပည့်တော်အဲ့ဒီကလေးလေးတည်တဲ့ဥစ္စာကိုဟိုနှဖြစ်ချင်တော့ဦးတဲ့တပည့်တော်အဲ့ဒီမသေးတဲ့နေရာဘယ်နေရာလဲအမတော်တရအရှိလူချင်းအဲ့ဒီမြတ်စွာဘုရားချစ်သမီးနဂါမဓမ္မနတညို့တဲ့သေးတာမဟုတ်ဘူးလူတိုင်းသေးတဲ့ဓာတ်တွေ तू မြင်ခဲ့တယ်ဩ
ဦးထင်းမင်းအိမ်မှာလည်းဆုံးမှုတယ်ဓမေသရီအိမ်မှာလည်းဆုံးမှုတယ်အိမ်နဲ့ဆုံးမှုတယ်အခြားသောဒလတွေအခြားသောပဇွန်တော်အခြားသောမန္တလေးသူတို့လည်းသိလိမ့်မယ်လို့သူသိရတဲ့မြတ်စွာဘုရားအဲ့တဲ့နေ့ကနာဂါမတော့သူတိုင်းဟောတာဘုရားတို့ဘုရားရှင်ကချက်သမီးမှန်တယ်သူတွေးခဲ့တဲ့တိုင်းဟောတာလေတမျိုးတင်ရွာတိန်ရနိုင်ဒါပဲဟောအိမ်နဲ့သိတာပဲသူလန်းတွေးခဲ့တဲ့ဒါလေးတရားလေးဖြတ်ဆိုတော့တောတတ်ပါမယ်သိကြတယ်လေတမျိုးတင်ရွာတိန်ရနိုင်တသိတသန့်တကန်ချ၍ဖြစ်ညာတတ်သည်မဟုတ်ချေမြို့တိုင်းရွာတိုင်းနေရာတိုင်း၌မဆိုင်တန်ထွားဓမ္မရာသဘာဝသေတတ်ကြသည်ခန္ဓာအနိစ္စဘာတကားပြီးသွားဖတ်ဆိုမြင်တော့တောတတ်ပါဘောဘယ်နဲ့သမီးအဲ့ဒါပဲနာဘူးရပါလိမ့်မယ်နာဘူးထပ်မှန်ပဲဟုတ်ပြီနော်တဏှာကသမုဒိယသစ္စာအော်ငါကဒီသားလေးအသက်ပြန်ရှင်စေခြင်းနဲ့ငါဘဝပြန်ကောင်းခြင်းနဲ့တဏှာပါလားအဲ့ဒါသမုဒိယသစ္စာပဲသိခြင်းတရားတွေဒါဒုက္ခသစ္စာပဲဒိဋ္ဌဓမ္မောပတ္တဓမ္မောဝိရိဒဓမ္မောပရိယောဂါလဓမ္မောတိဏ္ဏဝိဇိကိသောဝိကရံကတော့ဝေသာရစ္ဆပတ္တောအပရပစ္စယောတတ္ထုသာသနေတဲ့ကောင်းလိုက်တယ်ကြောင့်ဝိရိဒဓမ္မောအမှန်တရားသစ္စာတရားကိုကိုယ်တိုင်မြင်သွားတယ်တဏှာကြောင့်တဏှာသမုဒယဒုက္ခသမုဒယောလိုချင်ရင်ကြောင့်ငါပူဆွေးသောကပရိဒီဝရရောက်နေတာဒီကလေးလေးအသက်ရှင်လို့တဲ့တဏှာကြောင့်မမြင်သွားတယ်ဝိရိဒဓမ္မောဟာဒိဋ္ဌဓမ္မောမြင်သွားပြီတဲ့ပတ္တဓမ္မောအဲ့သစ္စာအမှန်တရားပေါ်ရောက်သွားပြီဝိရိဒဓမ္မောအဲ့ဒီအမှန်တရားကိုကိုယ်တိုင်မြင်သွားပြီတဲ့ဒိဋ္ဌဓမ္မောပတ္တဓမ္မောဝိရိဒဓမ္မောဘယ်သူမှပြောတာမဟုတ်တရားဆက်ရှာမလို့တော့ဒိဋ္ဌဓမ္မောကိုယ်တိုင်ကိုယ်မောက်ပဲမြင်တယ်ပတ္တဓမ္မောအဲ့ဒီပေါ်အဲ့ဒီလမ်းကြောင်းပေါ်ကိုယ်တိုင်ရောက်သွားပြီဝိရိဒဓမ္မောကိုယ်တိုင်သိသွားပြီဒိဋ္ဌဓမ္မောပတ္တဓမ္မောဝိရိဒဓမ္မောပရိယောဂါလဓမ္မောအဲ့ဒီသုံးခုကိုသိင်းကြုံမသိပြီမြင်သွားပြီရောက်သွားပြီသိသွားပြီတိဏ္ဏဝိဇိကိသောတန်တရားမရှိတော့ဘူးတန်တရားကြော်သွားပြီဘုရားဟောတဲ့တရားမှန်ပါသေးလားသမုဒိယကြောင့်ဒုက္ခသစ္စာဖြစ်တယ်ဆိုတော့ဟုတ်ပါမလားလို့ဝိကတံကတော့သူလို့အမေကလေအဲ့ဒီနေ့ကလေအမေကလေနတ်မတင်လိုက်လို့လားမသိဘူးဗျာဘာပဲအဲ့ဒါရှောက်လုံးနေရတယ်အဲ့ဒါရှောက်လုံးနေတာပရိယောဂါလဓမ္မောတိဏ္ဏဝိဇိကိသောဝိကတံကတော့ဆရာတော်တရားတဲ့ပါပါတယ်ကားဝယ်မလို့ဆိုတော့ဝယ်တော့ဝယ်ခြင်းလိုက်တယ်တကယ်တော့အဲ့ကဝယ်လိုက်ရမှာကွာသိန်း1400လောက်ရှော့တာနော်အဓိကဘာလဲအဓိကကားအရှိန်ပြင်းတယ်နောက်တစ်ခုကပတ်မပတ်ဘူးဒါကြောင့်မလို့အပြင်ထွက်ပြီးဆုံးသွားတယ်အဲ့ဒါကိုကားသူ့ဆရာကိုသွားကိုးဝယ်တဲ့ခါကျတော့မင်းကကားနဲ့မင်းနဲ့ကျုံပြီးကားနဲ့စီသေမှာဆိုတော့ဖြတ်ဆိုကားအနဲ့ကြီးအကောင်စားရဲ့ Range Rover ကြီးရဲ့အိမ်ထဲမှာဝယ်တယ်ဆရာတော်လာရောက်တယ်2800ကို1500 1600ရောက်နောက်ဆုံး1400လား900နဲ့တဲ့ဝယ်စီးလိုက်ရမှာလို့ငါ Range Rover ချက်စီးကျင်နေတာစီးကျင်တယ်ဆိုတာအဲ့ဒီဘေးတွေနဲ့နဲ့တွေကြောင့်အမဲစီးရင်သေမယ်ဆိုပြီးတော့အမဲစီးလို့သေတာမဟုတ်ဘူးအရှိန်လုံးလို့သေတာလေတွေ့လားအဲ့တော့ဓမေသရီဆရာတော်ရောက်လာမင်းကွာမင်းအရှိန်မထိန်တာဟိုကပတ်မပါတာဆိုရင်သူတို့ကစိတ်ဆိုးမယ်လေဟိုကကျတော့မင်းခင်မင်းတော်နေအဲ့နေအမေကနစ်ကဘာရောလဲအမေရောဟာမဲရောနေသေတတ်တယ်ပဲဆိုတာပြီးသွားအဲ့ဒါလူတွေကြိုက်ဒီနေ့လှုပ်ရှားနေအဲ့ဒါပဲဘုံကြီးပဲဖြစ်တဲ့အဲ့ဒါလှုပ်ရှားနေတာဒီနိုင်ငံလဲဒါကြိုက်တယ်တို့ကထေးတာတို့မကြိုက်ဘူးဒါဖြစ်ရတာပဲဟာအဲ့ဒါဟုတ်သားပဲမင်းအဲ့ဒါရမကားမင်းကွာအဲ့လိုဖြစ်တော့ဟောအဲ့ဒါမကြိုက်ဘူးလေတို့ကအဲ့ဒါပြောလိုက်တော့မကြိုက်ဘူးလေရှိန်မထိန်လို့ကပတ်ပတ်လို့ဒါမင်းမပြောပဲနဲ့အနဲ့ရောင်လို့သွားပြောတယ်ပြီးသွားတယ်အဲ့လိုဆိုရင်မာစီရီနဲ့တွေသွားတာဘာလို့မတိုက်တာလဲမေးပြောပြီလေမင်းနဲ့မတည့်တာဆရာဝယ်လိုက်ရမှာအဲ့ကောက်လေတော်1500 1600တက်တယ်နဲတဲ့ပတ်စံပုံအဲ့တော့တရားကောင်းတရားမြတ်ဓမေစီထေရတာတရားကို10သိန်းလူပါဆိုအဲ့ဒီလူမထွက်တော့လေဘေးရင်အတွက်ကြောင့်1500ရှုံးခံနိုင်တယ်ဒီနိုင်ငံအဲ့လိုဖြစ်နေတယ်ကိုတနေ့ကလူတွေရောက်လာပြောတယ်ဆရာတော်ဗျာတဲ့အခုနာမည်ကြီးနေတယ်ပေါ့နော်ဆရာတော်နောက်အနာဂတ်ဆရာတော်ဘယ်လိုဖြစ်နေလဲသိကျင်လားတဲ့အဲ့ဆိုတိတ်မှန်တယ်ပေါ့တခွန်းပြောရင်တသိန်းအဲ့ဆိုတော့ပြောနေတယ်တိတ်နာမည်ကြီးနေတယ်ပေါ့ဆိုလာပြောတယ်ကောင်းလေးတယောက်အဲ့ဆိုရင်ကသူငါအကြောင်းခေါ်လာခဲ့ဘောလုံးဝဲဆိုင်ရင်နောက်ငါရဲ့ဘဝအနာဂတ်ကိုသိမယ်ဆိုမိနစ်60အတွင်းကိုသိရင်ဆရာတော်စဟောတယ်အဲ့လိုစတာအဲ့လိုနဲ့ထေရဝါဒတွေကိုတည်ခဲ့တော့ခလေးတွေကြိုက်ခဲ့တယ်ဘယ်ဝင်နေလေမောင်ဦးကနောက်ဘယ်3နှစ်ကျရင်ကပ်ပလေးဖြစ်မယ်3နှစ်မဆောင် within 90 minutes မိနစ်60အတွင်းမှာအဲ့ဒီဘောလုံးဝဲကိုငါလောင်းမယ်အကုန်လောင်းမယ်မင်းအဲ့ဒါပြောတာပဲလို့လေမြန်မာနဲ့စင်ကုန်နဲ့ကံမယ်မိနစ်60အတွင်းကိုငါအဖြေပြောမင်းတို့သိဝေးတယ်လေအဲ့လိုလေမင်းတို့ခလေးတွေစဉ်းစားခိုင်းလိုက်ပါလားနောက်တော့9နှစ်လောက်ကြာတော့မြန်မာနဲ့နောက်နဲ့9နှစ်မသိချင်ဘူးဒီမိနစ်60အတွင်းအဖြေကိုသိချင်တယ်လိုလေးပဲလိုလေးအဲ့လိုငါဟောခဲ့တယ်အရှင်ကထီရဝါဒနဲ့ကိုယ့်ကိုစဉ်းစားလေမိနစ်60အတွင်းမှာအဖြေသိချင်တယ်အဲ့ဒီမိနစ်60မှာမြန်မာနိုင်မယ်ဆိုရင်ပုံလောင်းလိုက်မယ်မရဟိုဝေးတွေရှောက်ပြောနေတယ်ဝေးတွေကိုရှောက်ပြောနေ
ဟုတ်ပြီနော်ဝေးတွေလျှောက်ပြောတယ်ဆရာရရှိကိုတချို့ကလာတယ်ဆရာတို့နဲ့မတည့်ရတယ်ပဲအခုတည်းသူတို့တရားထိုင်လိုက်တာတဲ့ तू ကဒီကသေပြီးလို့ရှိရင်တဲ့ तू တာဝန်နေတာနတ်ပြည်ရဲ့စူလာမဏိဇေဒီနာမှာ तू ကနတ်သားလေးဖြစ်ပြီးတော့အဲ့လို तू ကနေမှာမြင်းနေတယ်တဲ့အဲ့ဒီပုဂ္ဂိုလ်ကသူတို့ရဲ့တရားရိပ်တာတွေလောက်တဲ့လူကပဲသူတို့ရှယ်သိ200လိန်ထားတယ်လိန်တော့ဆရာတို့ကတော့မကောင်းဘူးဗျာမဲကြောင်တော့မလာတော့အဲ့ဆိုရင်ကိုယ်နဲ့လည်းခင်းနေတာကိုစမ်းမြဲတခုပေါ့နာမည်ကဲဥမြင့်ထေရဲ့ဥထေမြင့်ရဲ့အဲ့လိုဆိုလို့ရှိရင်နောင်သေပြီးလို့ရှိရင်တော့မှတာဝရနတ်ပြည်ကစူလာမဏိဇေဒီနာမှာသူကဂောဘကနတ်သားဖြစ်မယ်သိရင်အခုခမရကြီးကလိန်ထားတယ်ငွေသိန်း200 तू ဘယ်တော့ပြန်ပေးမလဲတွေးကြည့်ပါလားဆိုတော့မလာတော့တို့အဲ့တော့ scientifically မဖြစ်ဘူးဒီနေ့ညီမတို့ရဲ့ကိုးဝယ်မှုပါတော်ရှင်းရှင်းလေးရလေခုခမရပတ်စံကိုလိန်ထားတဲ့အဲ့ဒီကြီးကပြန်ရအောင်လို့ဆိုတော့ဘယ်တော့မှလည်းမလာတော့မလာတော့ဥရုမောလည်းပြောခင်ဗျဘုန်းကြီးချစ်ကန်ကဘာညာတာတော့ဗျာသူခေါ်လာတယ်လေအဲ့ဒါမေးတယ်အဲ့ဒါလေးမေးတာလေလာမဲ့ဘဝတော့မှဘာဖြစ်နေလဲဆရာတော်ကတဲ့9ဘဝတော့မှဆရာတော်ကရမ်းဖြစ်ခဲ့တယ်6ဘဝမှာဆရာတော်ရမ်းတာဖြစ်ပါတယ်ဟိုခင်ဗျတော်တယ်ဒီအောင်ရင်လို့ဆရာတော်ကနောက်ဒီဘဝပြီးနောက်တစ်ဘဝကြာမှဆရာတော်ရမ်းတာဖြစ်မှာအခုမလုံးနဲ့ဘူးအဲ့ခင်ဗျပြောနေကြို့အခုဆိုရင်မိန်းမပဲယူခလေးပဲမွေးလှုပ်ရှင်လို့ရပြီပေါ့ငါတေချာပေါ့နောက်တစ်ဘဝမှာရမ်းတာဖြစ်ပါဘူးသဘောပေါက်လားဆိုအဲ့အမျိုးတွေနဲ့ကြုံခဲ့တာတွေများလို့ထေရဝါဒကပုံကဖက်ရအများကြီးဒကမကြီးဒကမကြီးဒါထေရဝါဒကြောင့်နည်းနည်းပြောလိုက်မယ်ပြီးတော့မှဒကမကြီးဒကမကြီးရဲ့အကြောင်းမြင်ကြီးလှူတယ်အဲ့သူတို့နဲ့ပတ်သက်တဲ့ပုံကိုအပြူသူကအဲ့ဒီအပြူကြီးကိုကျိုးကမသိဘူးအပြူကြီးချောချောလေးပါသူကနတ်သူဝိဇ္ဇာကြွလာဆရာတော်ကအနာဂံတီးနေတာတဲ့ကြောင်းလှူလိုက်ပါတဲ့ဆိုအဲ့နဲ့ပြီးသွားအောင်ဆိုသူကြောင်းတကယ်ရောက်တဲ့ခါမှာကျိုးသူ့မိမ့်မဆက်မိလိုက်ဘူးမခေါ်မိလိုက်ဘူးသူကလေတပည့်တော်လေးဘာတပည့်တော်မှလည်းမသိဘူးလေဟောခဲ့တာတပည့်တော်တို့ပြောတာသူကငါမသိတော့သူငါ့ကိုစိတ်ကောက်သွားတယ်ဥက္ကသန္တာပုရုဇဉ်ပြန်ဖြစ်သွားပြီတဲ့ဒုက္ခဟိုအနာဂံတီးပြီးတော့ပုရုဇဉ်မဖြစ်ဘူးလေသဘောအဲ့ဒါနဲ့အဲ့အုပ်စုတွေကြောက်မလာပြန်ဘာလို့ဆောလာလာကတ်မလာလဲဆိုတော့ तू ကပုရုဇဉ်ပြန်ဖြစ်သွားပြီတဲ့ဒါနဲ့နေရောနောက်2နှစ်လောက်ကျတော့ကြောက်ပြန်ရောက်လာတယ်အနာဂံပြန်ဖြစ်ပြန်ပြီတဲ့ဩဘလို့လို့မလို့မင်းတို့အဲ့ဒါဆိုဘေးရင်ပဲဖြစ်ဖြစ်ဝိဇ္ဇာပဲဖြစ်အဲ့လို तू ကအဟောကအေးငါလည်းအေးပေါ့ကွာငါလည်းဟိုတလောကရက်တော့လိုက်လို့ပုရုဇဉ်ပြန်ဖြစ်သွားတယ်ကွာငါရက်ရှောင်လိုက်ပြီကွာလို့ပြောတယ်ငါအဲ့လိုပြောတယ်ငါအဲ့တော့ငါအဲ့လိုခွဲကွာတွေတိုက်တော့တချို့လူတွေကဆရာတော်ရက်တော့တယ်ခုနကလည်းခုနကတော့အနာဂံတဲ့တော့သူရောက်လာပြီဆိုဆရာတော်ပုရုဇဉ်ပြန်ဖြစ်သွားတယ်2နှစ်လောက်ကျတော့အနာဂံပြန်ဖြစ်တယ်ဆိုတော့အနာဂံတကယ်ဖြစ်ရုံမှန်ပုရုဇဉ်ပြန်ဖြစ်မလားအဲ့ဒီလူတွေကမစင်စားတော့ဟုတ်ပါလေ तू ကတလောက်ဒေါသကြီးနေတာအနာဂံပဲဖြစ်မင်းတို့အဲ့လိုမင်းတို့လှုပ်လိုက်ကောဘာမှလည်းမပြောလိုက်ဘူးကိုကပြောတာနော်အဲ့လိုဆိုတော့တေချာစဉ်းစားထေရဝါဒမြတ်ဓမ္မဆိုတာလေးကိုခေါင်းနဲ့ထည့်ထား तू ကလေတန့်ရှင်းနေလက်ဆက်တဲ့တည်ငြိမ်နေငြိမ်းချမ်းနေဘာတွေနဲ့တွေ့ရအဲ့ဒီထေရဝါဒဆိုအကြောင်းတရားလို့သိလိုက်တယ်ဘယ်အရာတွေအကြောင်းတရားလို့ရှာလိုက်တာနဲ့အဲ့တော့ဖြူဝမ်းဘူးလားပြောတော့မယ်ဟိုနေ့လေဟိုအကိုကြီးကမရှိတာလေလာပြီဆရာသစ္စာသွန်းတော့အကိုကြီးမရှိလို့အမေအကိုကြီးကရှိရင်လေဟိုဆရာဝန်ကအဲ့ဒီနေ့လေဟိုသူ့မိမရှိပြန်သွားလို့အဲ့ဒါပြောပြီဟုတ်ပြီနော်အဲ့ဒါပြောပြီပြီးတော့လေဟိုအဖေကလေအဖေကအဲကောမကြိုက်ဘူးအဖေကအဲကောမကြိုက်တော့အမေကအဲကောဆိုတော့အဖေကိုငှဲ့ပြီးတော့ no ဒါthese are not real cause ပြောတယ်နော်အဖေကအဲကောမကြိုက်တော့လေအမေကဟိုအဲကောလေး तू အသက်ရှူချက်တယ်လေဆိုအဲ့လိုမျိုးတွေပြောလိမ့်မယ်ဟိုနေဆရာအဲ့ဒီမှာဘုံဘုံရဲ့ဟိုနာကေဟိုနေကလေကိုဘိုင်းနာကိုရိုနာကြီးကလည်းဒီကိုဗစ်ကြီးကလည်းဖြစ်နေတော့ဆရာဝန်နဲ့ဆေးကမ်းမဖွင့်ပြောလို့ရတယ်ဒါပြင်ကိုဗစ်လည်းမဖြစ်ဘူးဆေးကမ်းလည်းအဆင်သင့်โอเคဆေးကမ်းလည်းအဆင်သင့်ဆရာဝန်ကြီးရဲ့ဇနီးလည်းဖြစ်တယ်သိလားသိတယ်လေဆရာတော်အရင်တော့တရားတွေဟောခဲ့ပါတယ်ဥနေဝင်းရဲ့တမက်ပါမောက္ခဥမျိုးသွဲသူ့မိမလက်ဝင်လေပါမောက္ခဥမျိုးသွဲဇနီးလေဆေးစင်သင့်လေရင်စင်သင့်ဆရာဝန်စင်သင့် why သိလားသိပါတယ်တမန်တော်ကြီးရောသိပါတယ်မြတ်စွာဘုရားတဲ့ဒါဆိုရင်အကြောင်းတရားများခုနလိုဆေးမရှိလို့အာနာမရှိလို့ငွေမရှိလို့ no မှန်ရင်ပန်တဲ့တော့တော့မှန်လိမ့်မယ်မမှန်ဘူးအကုန်မမှန်ဘူးဟုတ်ပြီနော်ဗါတယ်လေမှန်တဲ့တော့တော့မှန်လိမ့်မယ်အကုန်မမှန်ဘူးတချို့ကိစ္စတွေမှာလေဟိုဆရာတော်တန်ခါးတွေနဲ့စကားပြောတယ်သူတော်ကောင်းဆရာတော်တွေပေါ့မွန်းရင်သိန်းဆရာတော်ပေါ့မွန်းရင်သိန်းဆရာတော်သူကြည်ညိုသွားတယ်မွန်းရင်သိန်းဆရာတော်ခင်းနဲ့ညီကိုလိုတိတ်ချစ်တယ်ဆရာတော်ဘုအဲ့တော့မွန်းရင်သိန်းဆရာတော်ဟိုဆရာဝန်ကဒုံးလို့ချနားလုံးဝကန်သွားတယ်ဆရာဝန်ထိုင်ပြီးကတော့ငိုလိုက်တာလေမှားသွားတာပေါ့ဆရာတော်ကစကားတစ်ခုပြန်ပြောလိုက်တယ်ဒကာကြီးရဲ့အကြောင်းဒကာကြီးကြောင့်မဟုတ်ပါဘူးတဲ့ဒီချိန်မှာကြုံမဲ့ဆရာတော်ရဲ့အကုသိုလ်ကြောင့်ဒါပဲဆရာတော်ကိုငွေဆိုးကတနက်နဲ့ပြစ်တယ်ဆိုတာခါတိုင်းနေမပြစ်ပဲဒီနေ့မှပြစ်တာလေ
သူဆိုရင်အဲ့ဒီဆရာတော်ကန်ချိမှ तू ကလှုပ်လို့ရတယ်မင်းတို့ရွေးစားကျင်တာစားတယ်ဝစ်ချင်တာဝတ်တယ်သိလားနော်ဒါပြင်အားလုံးသောပုဂ္ဂိုလ်များသည်ကံကုန်ရင်သိတယ်ကံကြောင့်သက်ရှင်နေတာသူချုံမဆရာတော်ကြီးဦးသီလဆုံးခံကြွနေတာမိုးဆိုးကထောင်လိုက်တယ်ထောင်တော့ဘာဆိုအဲ့ဒီခြေခွင်းမိသွားတယ် तू ကတမင်ထောင်တာဝက်ထောင်တာကွာဆိုဆရာတော်ကြီးမိတော့ဆရာတော်ကြီးမတ်တက်ကြီးရဲ့ तू ကအတန်ရောက်လာကြည့်တော့ဘုန်းကြီးဖြစ်နေတော့ဒီဘုန်းကြီးကသွားနေတာလူအများကြည်ညိုနေတယ်ငါဒုက္ခပဲဆို तू ချင်းကြည်ချောင်းနေတော့ဆရာတော်ကလည်းမတ်တက်ကြီးရဲ့တနာကြီးထိုးသွားတော့ဟာဘုန်းကြီးဆုံးကပြီတပိတ်ကြီးနဲ့ပြေးဖြီတော့မှအရှင်ဘုရားရေအရှင်ဘုရားတနာကြီးလည်းကြော်သွားပြီဖေအရှင်ဘုရားဒါလေးကကိုယ့်ကိုကုန်းဖြီရတယ်ဖေရတယ်ကုန်းဖြီလိုက်ရတယ်တဲ့လက်လေးနဲ့ဖြီရတယ်ငါလွတ်မဲ့ကံကိုစောင့်နေတာ block ကွန်ထရာအရိရဟန္တာရဲ့စကားအဲ့ဒါဟာဒီလိုမှန်းဒီဖေဒီလိုဆိုပြီးငိုတာပေါ့ဒီလိုမှန်းဒီစောစောကဖြီပါတယ်တဲ့စောစောကမဖြီတာငါကံစောစောကမပြေတာတဲ့ဟောတွေ့လား12နာရီကြော်မှဒီနေ့တော့ဆုံးကပ်ပြီဆိုတော့ရေလေးနဲ့အဲ့ဒါဖြော်ရည်လေးကပ်ပြီးတော့ဆရာတော်ကြီးဦးသီလအဲ့တော့သူ့မိုးဆိုးကထောင်တာဒီနေ့ငါကံကုန်သွားပြီမရှိတော့ဘူးမြတ်စောစောတွေကဖြီရင်စောစောတဲ့ငါကံပဲခုတနာရီမှဖြီတာတနာရီငါကံပဲဟာဒီလိုမှန်းသိရင်ဒီလိုစောစောတွေကလာဖြီတယ်အေးအဲ့ဒီလိုအမှန်ကံကိုမင်းမသိခဲ့ဘူးတဲ့ပြီးသွားပြီကုန်သွားပြီမရှိတော့ဘူးဒါဆရာတော်ကြီးဦးသီလရဲ့မင်းတို့ကမဟုတ်လေပါဒီမိုးဆိုးကဘုန်းကြီးမှမသိဘူးမင်းတို့ကအဲ့ဒီလူတွေကိုသွားပြီးတော့ဆရာတော်တို့ဖရာကြီးတို့ရဟန်းတော်တို့ပုဂ္ဂိုလ်ထောင်ဝလာနေငရဲကြီးမယ်အဲ့ဒါရင်ဘယ်ကဆရာကြီးဘာပြောလိုက်လဲစောစောကဒီကောင်လာမဖြေတာငါကံကောစောစောကမပြေတာတဲ့အဲ့ဒါဆိုရင်ဒါလားဆိုရင်တန်ဥကတွေလည်းရတဲ့ပါပြီနော်တရားလည်းနေကုန်းချုပ်ပါပြီအဲ့တော့တလာခွဲလောက်မရွတ်တဲ့ဟာတွေရွတ်လိုက်သေးတာပေါ့တဏှာဆိုတဲ့သမုဒယသစ္စာကိုပဟာတ္တပကိစ္စပယ်နိုင်၍ဒုက္ခဆိုတဲ့သစ္စာကိုပရိညာတ္တပကိစ္စပိုင်းခြားသိ၍ထိုဒုက္ခသုံးရတို့ခြုံငင်းရာနိရောဓသစ္စာကိုသစ္စိကရဏမျက်မှောက်ပြုရင်းကိစ္စနဲ့ကိစ္စရှိ၍မဂ်ခင်ရှိရအကျင့်မြတ်ကိုပွားများအထုတ်ပြီးမအိုရမနာရမသိရစစ်နိဗ္ဗာန်ကိုအာယုံပြုနိုင်သောသူတော်ကောင်းများဖြစ်ကြပါစေကဲမကြသေးတဲ့အတန်လေးအရှိရန်တန်တရားကြီးကတော့တဏှာတဏှာကိုတော်မြတ်တဏှာကိုသေအောင်တတ်တောင်းတွင်လည်းမြင့်ဖို့မြင့်တွင်လည်းသူတို့ဂုံရှိရာဆိုခဲ့မည်ဂုံရှိရာဆိုခဲ့မည်မြင့်မှုကိုပုံပြုလို့ကုသိုလ်ကိုများအောင်စုကောင်းမှုကိုလည်းများအောင်ကျင့်တတ္တဝါကောင်းမကောင်းကျင့်ကံကသာစီမံတော်သည်ကံတန်လည်းမိကံတန်လည်းဖတ်ဆိုတာကတော့လောကစကားဉာဏ်တန်လည်းမိဉာဏ်တန်လည်းဖတ်ဆိုတာကတော့ဂေါရမရှင်တော်မြတ်ဖရာရဲ့တရားဟောပြလို့ထားခဲ့တာကဟန္တာဒဏိဘိက္ခွေအမန္တယာမိဝဝယဓမ္မသင်္ခါရအပမရိဏသံပါရိထဘိက္ခွေစပန်းတဲ့ချက်သားမြတ်တို့ဟန္တာတတော်80ဝါ45မယမနာပဲတရားရည်မြိုက်ဆွေးကိုတိုက်ကြွေးတော်မူခဲ့ရသဖြင့်ခန္ဓာတော်ရည်နွမ်း၍ငါကိုယ်တော်ရှင်မြတ်တကယ်ပင်ပမန်းခဲ့ရလေပြီဒါနေယခုကာလ၌ဝါကောသိနာယုံပင်မျိုးစုံသည့်ရကုံတံမောအင်ញင်တော်ဝဲမြောက်သို့အုတ်ခေါင်းပြူကားထေပေါင်းချင်းရင်၍နန်းနိဗ္ဗာန်သို့ဝန်ဆံမိဆဲဆဲချိန်ခါတဲ့၌ဟောယင်သူယေရနာသတလျာဟုကရုဏာတတ္ထသင်္ချတာတို့အားအမန္တယမိတရိတရားသိမမာရအောင်လို့ထင်ထင်ရှားရှားကြီးမိကြတော်မူခဲ့ပါအံ့သင်္ခါရစင်တာဝရဘယ်မှာကြပြန်တော့ခင်မင်းစရာတစ်စက်ကမှမရှိပါတဲ့ဒီဓမ္မယုံပိသင်္ခါရတရားတို့သည်ဝေယဓမ္မပစ္စည်းခြင်းသဘောရှိကြပါပဲကုန်၏ဝေယဓမ္မလက္ခဏာရဲ့နဲ့အဖြစ်ကလည်းမစဲပြက်ကလည်းမစဲနိုင်တာမို့ထိတ်ဆရာတမယဝိဇ္ဇာကစတာကြောင့်ဟေးစိတ်သားချကြပြီတော့အနိစ္စဝတ္တတို့ဘာတကားစဉ်းစားဖို့အဝိဇ္ဇာကစသမျှအရာဘယ်အရာမှမမြဲပါအဝိဇ္ဇာကစတဲ့အရာဘယ်အရာမှဒုက္ခလို့မရှိအဝိဇ္ဇာကစတဲ့အရာဘယ်အရာမှအတ္တလို့မရှိတော်ပြီဒီတစ်ခုနဲ့တရားရနေတယ်ထိတ်ဆရာတမယအဝိဇ္ဇာကစတာကြောင့်အဝိဇ္ဇာကစတဲ့အရာမှန်သမျှအိဋ္ဌာပါဖရာဒုက္ခပါဖရာအနတ္တပါဖရာဘာလို့စခဲ့တာအဝိဇ္ဇာစလို့ထိတ်ဆရာတမယအဝိဇ္ဇာကစတဲ့ကြောင့်ဟေးယောဂီတို့စိတ်သားချရပြီတော့ဥထေမြေစိတ်သားချရပြီတော့အနိစ္စဝတ္တတို့ဘာတကားဒုက္ခဝတ္တတို့ဘာတကားအနတ္တဝတ္တတို့ဘာတကားအပမဒိနာမမေမလျောမပေါ့မဆမြင်းမြံတဲ့တတိတရားနဲ့တမ္ပါရိထကိုစီကိုငါပြည့်စုံကြပါကုန်လို့တမ္ပါရိထမြင်ရမှလည်းမမေ့နဲ့ကြားရမှလည်းမမေ့နဲ့စားရမှလည်းမမေ့နဲ့နားရမှလည်းမမေ့နဲ့သွားရမှလည်းမမေ့နဲ့
ထင်ရတွေ့ရသိရတို့မှလည်းမမိတ်လိုက်ကြပါနဲ့မေ့ရတဲ့ဝါသနာတွေကိုမေ့ရတဲ့ဝါသနာတွေကိုတနေ့မကြတတိထုံရကြပြီကုန်တော့ဒီကနေ့နေုံလာပြည့်ကျော်4ရက်နေ့1382ခုနှစ်9ရက်6လ2020နနက်ခင်းချိန်ကသမယမှာဦးထေမင်းဇနီးကိုမမောင်မဖြူအောင်တို့၏မိခင်ဒေါ်တန်းတင်ဤဘဝအောင်မှာတခုဘဝအောင်တခုမှာဘဝတဲ့တခုသို့ပြောင်းရွှေ့ကွယ်လွန်နေစရောက်တဲ့တန်ဝေကယူတဲ့ခန္ဓာမှာတရားနိုင်ယူကြတဲ့တရားတော်သူတော်ကောင်းတို့သည်အပမာရခေါ်တဲ့သူတော်ကောင်းတရားနဲ့ပြည့်စုံနိုင်ကြပါစေခုံတော့တည်းကဲရေစက်တန်းချလိုက်အောင်နော်နောက်ကတ်တာပဲ10 သိန်းထက်လူနေတယ်။နားထောင်ပြီးကြားသွားပြီ။ ဟောလာကဲချာတန်တော့တမီးတောင်းရေစက်ကလေးကိုင်တပည့်ရောမရှိလားပါပြော။ကဲအရှင်မြတ်ဖေဟာယနေ့ယခုဇနီးဖြစ်သူမိခင်ဖြစ်သူဒေါ်တန်းတင်ဤလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာချမ်းသာ3မျိုးချမ်းသာ3မျိုးရပါစေခြင်းရောက်ပါစေခြင်းအကျိုးငါရည်ရွယ်၍သမုဒိတံဃာအရှင်မြတ်တို့ဤရှေ့မောက်၌မြတ်သောအလှရည်ဆက်ကိုတွန်းချပါ၏ဖေဟာတပည့်တော်တို့သည်ခွဲလွန်သူကိုအကြောင်းပြု၍တရဏဂုံသီလစောင့်တည်ကြ၍၎င်းအရှင်မြတ်တို့သည်ဟောကြားအပ်သောတရားတော်ကိုနာကြားရ၍၎င်းပင့်သံဃာအရှင်မြတ်တို့အားလှူဝဲဖျားဖျားစက္ကပ်လှူဒန်းရခြင်းဒါနကုသိုလ်အစရှိသောကုသိုလ်ကောင်းမှုအစုစုကြောင့်အိုနာသေးဘေးဒုက္ခဘေးတို့ကင်းဝေးရမှန်းမျက်နှိပ်ဗံကိုရောက်ရသောကုသိုလ်အထောက်ပံ့ဖြစ်ပါစေသာအရှင်မြတ်ဗျာဤကုသိုလ်ကောင်းမှုဤအဖို့ဘာကကိုလည်းခွဲလွန်လေပြီးတော့ဒကမာကြီးဒေါ်တန်းတင့်အားအဓိကထား၍မြင်အပ်မမြင်အပ်တတ္တဝါနန္ဒအားအမြပေးဝေငှပါ၏အမြရ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာစွာဖြင့်ဝမ်းမြောက်ဝမ်းသာတာတို့နှုတ်မောခေါ်နိုင်ပါစေသောဒကမာကြီးဒေါ်တန်းတဲ့နဲ့တကွာအားလုံးကြာသမျှအမြသာဓု